အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့နွားကြောင်သားပဲဖြစ်ပါတယ်ယခုတစ်ခါကျွန်တော်တင်ဆက်ပေးမှာကတော့စာရေးဆရာကြီးဆရာမင်းသိန်းခါရေးသားထားတဲ့စနေမောင်မောင်နဲ့မြေရှိုးမိုးပြန်ခိုင်းဆိုတဲ့ဝတ္ထုကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်နားဆင်ခန်းစားပေးကြပါဦးခင်ဗျာစနေမောင်မောင်နဲ့ပြန်လဲစုံစည်းခြင်းကျွန်ုပ်ဒီစနေကိုင်းအန်ရကိုရှောင်းရင်တင်းရင်နဲ့မယ်ဆရာကြီးစနေမောင်မောင်နဲ့နှစ်ပေါင်းများစွာကွဲခဲ့ရပြီးဖြစ်ပါတယ်ကျွန်ုပ်ဒီမျောခုတ်သောဓာတ်ဆက်နှစ်လက်ကိုဝယ်ယူ၍လှုပ်သားများငှားကမျောခုတ်သောအလုပ်ကိုကန်ထွက်ယူ၍လှုပ်ခဲ့ပါတယ်ကျွန်ုပ်ကဲ့သို့ဓာတ်များငှားကအောက်လက်ငယ်သားများဖြင့်ကန်ထွက်ယူ၍မျောခုတ်သောသူများကိုထိုရက်ဒေသ၌ဓာကောင်းဟူ၍လည်းခေါ်လိရှိကြပါတယ်ကျွန်ုပ်ဟာဓာကောင်းဆိုတော့လဲအငြိမ်နေသည်မဟုတ်ကျွန်ုပ်ကိုယ်တိုင်မှာဝင်၍ခုတ်ရပါတယ်အနေထိုင်ဆင်းရဲခြင်းအစားအသောက်ဆင်းရဲခြင်းအလုတ်ပင်ပန်းခြင်းတို့ကြောင့်ကျွန်ုပ်ဟာညှိုးချုံလျက်ရှိပါတော့တယ်နောက်ဆုံးမှာဓာကောင်းအလုတ်ကိုဆွန့်လွတ်ပြီးတော့ဆရာကြီးစနေမောင်မောင်အားရှာမိဟုဆုံးဖြတ်ကရန်ကုန်သို့တက်လာခဲ့ပါတယ်ရန်ကုန်သို့ရောက်တာနဲ့ကြောင်မြောင်းတီတာလမ်းထိပ်ရှိအောင်တပြေလက်ဖက်ရည်ဆိုင်မှာဝင်ကလက်ဖက်ရည်တောက်ပါတယ်ထို့သို့လက်ဖက်ရည်တောက်နေစဉ်တွင်အခြားစပွဲကုံတို့လူများရောက်ရှိလာပြီးလျင်စကားစမြည်ပြောကြပါတယ်၎င်းတို့ပြောတဲ့စကားထဲမှာတချမ်းမောက်ဖဲကစားခြင်းအကြောင်းပါပါတယ်တယောက်သောသူကသူမောက်ထားတဲ့ဖဲကိုကျုပ်ကကင်းဖဲအောက်မိနေတာလှန်လိုက်တော့မှစပိတ်တွေဖြစ်နေတယ်ဟုပြောကရီးနေပါတယ်ခမည်းကအဲ့ဒီလူကိုနည်းနည်းရလူအောက်မိလို့လားစနေမောင်မောင်ဆိုတာမကြဘူးလားပြင်းလို့ကျုပ်တို့နဲ့အပြင်းပြေဝင်ကစားတာဗျညံညံသွေးရောအကင်းပါပုံရောကျုပ်တို့ကသူ့ကိုဘယ်မီမလဲဗျာဟုပြောသောစကားကိုကြည့်လျင်ကျွန်ုပ်ဟာထ၍ခုံမတက်ဝမ်းမြောက်ဝမ်းသာဖြစ်သွားပါတယ်ထိုအခါကျွန်ုပ်ကထိုးလူဟာမိတ်ဆွေတို့ရဲ့နှောက်ရက်တယ်လို့မထင်ပါနဲ့ခမည်းတော်စောစောကပြောတဲ့စနေမောင်မောင်ဆိုတဲ့လူဟာအခုပဲမှလဲဟုမေးလိုက်ရာတယောက်သောသူကကျုပ်တို့နဲ့အခုပဲကစားပြီးပြန်သွားပြီဗျ6နာရီမှကျုပ်တို့ကစားပိုင်းပြီးသွားတယ်ဗျာသူ့အိမ်မှာရှိလိမ့်မယ်သူ့အိမ်ကကြောင်မြောင်းစေးဗလီနာကခြံဝင်းကျယ်ကြီးနဲ့ကျွင်းအိမ်မဲမဲကြီးဗျာရှာရင်လွဲပါတယ်ဗျာဟုပြောလိုက်လျင်ကျွန်တော်ဟာလက်ဖက်ရည်ဘုံငွေကိုရှင်းပြီးနောက်စနေမောင်မောင်ရဲ့အိမ်ဘက်သို့ထွက်လာခဲ့ပါတယ်အချိန်မှာမှောင်စာပြိုးနေပြီဖြစ်ပါတယ်ကလားဗလီမှနိုင်စင်ကြီးကိုကြည့်လိုက်ရာ9နာရီထိုးနေပြီဖြစ်ပါတယ်ချမ်းဝသို့ရောက်တဲ့အခါမှာချမ်းဝမှာစောင့်နေတဲ့ဂေါ်ရခါလူမျိုးဒရဝန်ကကျွန်ုပ်အားအမျိုးမျိုးဖုံဖုံစစ်ဆေးပါတယ်ထို့နောက်၎င်းကပင်ဒီချိန်ဟာဆရာကြီးထမင်းစားတဲ့အချိန်ပြသူဘယ်သူ့ကိုမှတွေးမှာမဟုတ်ဘူးခမရဒီမှာစောင့်ရလိမ့်မယ်သူထမင်းစားပြီးရင်ဟောဟိုနောက်ကထမင်းစားကန်းဟာမီးလင်းလာတယ်ဗျာသူ့ရဲ့စပွဲတို့ကိုဘီယန်ကမီးတွေဖွင့်လိုက်ရောအဲ့ဒီချိန်ကျရင်ခမရကိုတကားဖွင့်ပေးမယ်ခမရဝင်ပြီးတွေ့ပေါ့ဟုတ်ပြောပါတယ်ထို့ကြောင့်ကျွန်ုပ်လည်းနောက်ဖေးထမင်းစားကန်းစီတို့လှမ်းမြော်ကြည့်ရှုနေရပါတယ်ညမကြမီ၌ထမင်းစားကန်းမှာမီးများလင်းလာပါတယ်ထိုအခါကျွန်ုပ်ကဒရဝန်အားဟေးဟိုမှာမီးလင်းလာပြီဟုတ်ပြောရာဒရဝန်ကတကားကိုဖွင့်ပေးပါတယ်ပြီးလျင်ခမရရင်မသွားနဲ့အောင်ကျုပ်ရင်သွားပြောမယ်ဟုတ်ဆိုကဒရဝန်ဟာအင်ကြီးစီတို့ပြေးသွားပါတယ်ညမကြမီ၌ကျွန်ုပ်ထံသို့ပြန်လာပြီးလျင်ခမရသွားလို့ရပြီဟိုဆိုတဲ့ဖြင့်ကျွန်ုပ်လည်းအင်ကြီးစီတို့သွားရပါတယ်အင်ကြီးဤဝန်တကားသို့ရောက်သောအခါ၌အင်ကြီးအတွင်းဘက်သို့ကြည့်လိုက်သောအခါလွန်စွာခမ်းနားစွာပြင်ဆင်ထားတဲ့အေကန်းကြီးကိုတွေ့ရပါတယ်လှပ၍အမွှေးရှည်နေတဲ့ကော်စောကြီးခင်းထားပါတယ်အိမ်နံရံများမှာကျွန်းသားလူရိုင်းများအုံပြုလေရှိတဲ့ဒိုင်းကြီးများဓာကြီးများချိတ်ထားပါတယ်နံရံ၌လည်းလွန်စွာကြီးမားခံရတဲ့တိုင်ကနာရီကြီးတစ်လုံးချိတ်ထားပါတယ်နိုင်ရန်တစ်ခုပေါ်မှာတီဘောမင်းနဲ့စူဖျားလက်ပုံဆေးပကြီးကားကိုချိတ်ထားပါတယ်ထိုပကြီးကားနဲ့မလန့်မကန့်မှာတရုတ်စကားပင်ကိုစီစေးနဲ့ဖြန်းထားတဲ့ပကြီးကားတစ်ချက်ကိုချိတ်ဆွဲထားပါတယ်ထိုပကြီးကားတစ်ချက်ရဲ့အောက်မှာတော့ဘာညံဟုလက်မှတ်ထိုးထားသည်ကိုတွေ့ရတာကြောင့်ပကြီးကျော်ဥပညံရဲ့လက်ရာပကြီးကိုဈေးကြီးပေး၍ဝယ်ယူချိတ်ဆွဲထားကြောင်းသဘောပေါက်ပါတယ်ကျွန်ုပ်ဟာထိုပကြီးကားကိုငေးမော်ကြည့်ရှုနေမိပါတယ်နော်ဒီဘောမဲနဲ့မိဖုရားပုံကိုတလက်ကြည့်ရှုနေမိပါတယ်ထို့သို့ကြည့်ရှုနေရင်စနေမောင်မောင်ဟာဒီဘရင်နဲ့ဘရင်ကတော်ပုံကိုချိန်ထားတာအတိတ်ပဲတော့ရှိရမယ်ဟုတွေးမိပါတယ်ထိုချိန်မှာပင်ကျွန်ုပ်ရဲ့နောက်သို့မြည်သည့်အချိန်ကရောက်နေသည်မသိတဲ့စနေမောင်မောင်ကဟုတ်ပါတယ်ကိုအောင်ထွန်းအတိတ်ပဲရှိပါတယ်ဗျာအတိတ်ပဲရှိလို့ချိန်ထားတာပေါ့ခမည်းတွေးတာမမှားပါဘူးကျုပ်တို့လူမျိုးဟာကိုထီးကိုနန်းကိုကြံငန်းနဲ့နေခဲ့ကြတာပဲကိုဘရင်ကိုသခင်နဲ့နေခဲ့ကြတာပဲကျွန်းလူမျိုးမဟုတ်ဘူးဗျာသခင်လူမျိုးဗျအဲ့ဒါကိုတတိယအောင်လို့ချိန်ထားတာဗျို့ဟိုပြောလိုက်တဲ့ဖြင့်ကျွန်ုပ်လည်းလှည့်၍ကြည့်လိုက်ပြီး
ဆရာကြီးဟုတ်အားရဝမ်းသာနှုတ်ဆက်လိုက်မိပါတယ်ထိုအခါစနေမောင်မောင်ကကိုအောင်ထွန်းခမတော့ကိုပိန်သွားတာပဲခမအကိုက်နဲ့ဟန်ပန်ကိုကြည့်ရတာမျောခုတ်စားတဲ့လူနဲ့တူးနေတယ်မဟုတ်မှလွဲရောပင်လယ်ပိုင်းမှာဓားကောင်းလုပ်ပြီးမျောခုတ်နေတာနဲ့တူတယ်ခမရဲ့သပင်တွေဟာစားငံရည်လဲထိနေလဲအပူခံရလွန်းလို့နီကြောင်ကြောင်ဖြစ်နေတယ်လက်ကိုကြည့်လိုက်တော့လဲကြမ်းထော်နေတာပဲအသားရောင်ကလည်းညှင်မိုင်းပြီးစားပွင့်နေတာလိုပဲဟိုပြောလိုက်ပါတယ်ထိုအခါကျွန်ုပ်ကမှန်ပါတယ်ဆရာကြီးကျွန်တော်ပင်လယ်ပိုင်းမှာဓားကောင်းလုပ်ပြီးမျောခုတ်စားနေရပါတယ်အဲဒါကြောင့်ဆရာကြီးကိုရှာမဲဆိုပြီးရန်ကုန်ကိုထွက်လာခဲ့တာပါဟိုပြောလိုက်ရင်ဇနေမောင်မောင်ကကျုံနဲ့တွေ့နေပြီပဲဗျာဘာမှပူးမနေပါနဲ့တော့တခုတော့ရှိတယ်ဗျို့ခရီးရှည်ထွက်ပြီးစွန်စားကန်းတော့လောက်ရအောင်မယ်ထို့သို့ပြောလိုက်ရင်ကျွန်ုပ်ကပြုံးမိပါတယ်ထို့နောက်ကျွန်ုပ်ကပင်ဘယ်လိုစွန်စားကန်းလဲဆရာကြီးစနေကိုင်းနဲ့တွေ့ရအောင်မလားဟိုကျွန်ုပ်ကမေးလိုက်မိပါတယ်ဟုတ်ရိုးလားဗျာစနေကိုင်းထဲဆဲစာဆိုးတယ်ဗျို့အဲ့ဒီအကြောင်းတော့အသေးစိတ်နောက်မှပြောမယ်ဗျာခမ ्या ကလည်းအဝတ်စားကစားချိုးတဲ့နေပုံရတယ်အဲ့ဒါလေးတွေပြည့်စုံအောင်လုပ်ပေးလိုက်အောင်မယ်အာဟာရဖြစ်မှလေးတွေကျွေးပြီးအရင်ပုံစံတိုင်းဖြစ်အောင်လုပ်ပေးရမယ်ဗျို့ဟုတ်ပြောပါတော့တယ်ဇနေမောင်မောင်ဟာကျွန်ုပ်အားညဈေးတန်းသို့ခေါ်သွားပြီးလျင်အင်ဂျီများလုံကြီးများဖဏံများပြည့်စုံစွာဝယ်ပေးပါတယ်ပြီးနောက်အိမ်တို့ဆရာဝန်ပင်ပြီးလျင်ယောဂရှိမရှိစစ်ဆေးခိုင်းမြန်ပါတယ်ဆရာဝန်ရဲ့ပြောကြားချက်အရမြည်သည့်ယောဂမှမရှိအားနည်းနေကြောင်းသိရပါတယ်ထိုအခါအားဆေးတွေသွင်းခိုင်းပါတယ်၄နာရီခန့်သွင်းရတဲ့အားဆေးနှစ်ခါသွင်းပြီးနောက်ကျွန်ုပ်ဟာပဂရိကျမ်းမာ၍လာပါတော့တယ်ကိုအောင်ထွန်းငကိုတိုင်တောင်းတောင်းလေးနဲ့ပြန်ဖြစ်သွားပြီဗျဟုတ်စနေမောင်မောင်ကပြောပါတယ်ကျွန်ုပ်ဤသို့ဖြစ်ပြီးများမကြမီနောက်ဘွန်ဟောင်းဆိုသည့်တရုတ်ဘိန်းစားတအုပ်ရောက်လာတော့တယ်ဘွန်ဟောင်းကိုလည်းအဝတ်စားများဝယ်ပေးခြင်းဈေးကုသပေးခြင်းများကိုစနေမောင်မောင်ကပြုလုပ်ပါတယ်ကျွန်ုပ်တို့နှစ်ဦးစလုံးပဂရိကျမ်းမာလာတဲ့အခါမှာကိုလူတို့ကိုပြောရအောင်မယ်အိန္ဒိယပြည်ရဲ့မြောက်ဖက်ဟိမွန်တာတောင်ချေကတောအုပ်ထဲမှာမြေရှိုးမိုးပြန်ဆိုတဲ့လော်ဂီကိုင်းတကိုင်းရဲ့ဖွဲ့ချုပ်ရှိတယ်အဲ့ဒီအဖွဲ့ရဲ့အကြီးအကဲကစူတာဝါဟာနာတဲ့ဇာရူယတိကြီးပါပဲသူ့ရဲ့မရပါသားဘီဒန်ဆိုတာကတော့ကျုပ်ရဲ့တပည့်အင်္ဂါမောင်မောင်ဆိုတဲ့ကောင်ကိုတတ်မှုနဲ့မြန်မာပြည်မှာကြိုးပေးခံသွားရတယ်ဒီအဖွဲ့မှာပညာရပ်တွေကိုမှတ်တမ်းတင်ထားတဲ့ကျန်းစာအုပ်တော့အဲ့ဒါကိုလက်ရလို့ခေါ်တယ်သူတို့အဖွဲ့ပိုင်ယတနာပစ္စည်းတွေကိုအရရမှာဖွက်ထားတဲ့ယတနာတိုက်မြေပုံစာအုပ်တော့အဲ့ဒါကိုလက်ဝဲလို့ခေါ်တယ်အဲ့ဒီယတနာတိုက်မြေပုံစာအုပ်ရရင်အလွယ်တကူသွားပြီးရှာရုံပဲအဲ့ဒီလိုဆိုရင်ကျုပ်တို့ဟာကဘာပေါ်မှာအချမ်းသာဆုံးသူတွေဖြစ်ပြီအဲ့ဒါကြောင့်အဲ့ဒီကျန်းစာအုပ်နှစ်အုပ်ကိုမရရအောင်သွားပြီးယူရမှာပဲမြေရှိုးမိုးပြန်ဖွဲ့ဝင်တွေဟာစနေကိုင်းသားတွေထဲတော့တယ်မျက်လက်ပညာကအစမော်ပညာမျိုးစုံကိုတက်ကြွကြတယ်သူတို့ဖွဲ့တဲ့ကိုရောက်ဖို့ဆိုတာတစောင်းမုံလာမှာသူတို့လုပ်တဲ့ပွဲတော်ရှိတယ်အဲ့ဒီပွဲတော်ကိုရှေးရခင်ကတမျိုးခေါ်တယ်ခုခါမှာတော့ဒီပံပွဲတော်လို့ခေါ်တယ်အဲ့ဒီအချိန်မှာကဘာရက်ရက်ကိုရောက်နေကြတဲ့အဖွဲ့ဝင်တွေဟာဒီနေရာကိုလာပြီးစူးစီးကြတယ်အတွင်းစီးလို့ခေါ်တဲ့နေရာကိုအဖွဲ့ဝင်တိုင်းဝင်ခွင့်ရတယ်ကျုပ်တို့ကအဲ့ဒီအချိန်မှာအဖွဲ့ဝင်ဟန်ဆောင်ပြီးအတွင်းစီးရောက်တာနဲ့ရတနာမြေပုံစာအုပ်ကိုရအောင်ယူဖို့ပါပဲအတွင်းစီးရောက်ဖို့ကလည်းအစီအစေးတွေအများကြီးလုပ်ထားတယ်သူတို့ချင်းချင်းသာသိတဲ့လူဝက်တင်ကေတတွေလည်းအများကြီးပဲဒီတချီစူးစမ်းပြီးရင်ရတနာရှာတဲ့အလုပ်ကိုဒီတက်တက်မလုပ်တော့ဘူးနားပြီပေါ့ဗျာဟုတ်စနေမောင်မောင်ကရှင်းပြပါတယ်ထို့နောက်နေကောင်းရက်တာအချိန်ကောင်းရွေးကရန်ကုန်မြို့မှနေ၍အိန္ဒိယပြည်ကာလာကတားမြို့ဟောင်ရာစိတ်ကန်းတို့ရတ်စတာခေါ်ရာဇကြိုးဟုခေါ်သောသင်္ဘောကြီးဖြင့်စီနင်လိုက်ပါလာခဲ့ပါတယ်သင်္ဘောထွက်ခါစမှာဘရစ်ရှိဟုသောနေရာ၌သင်္ဘောကပတိန်ကပထမတန်းခရီးသည်များအားအခမ်းစကားပြောပါတယ်ထို့ကြောင့်စနေမောင်မောင်ဟာထိုနေရာမှာပင်ရှိနေပါတယ်ကျွန်ုပ်နဲ့ဘွန်ဟောင်းမှမူသင်္ဘောရဲ့ကုန်းပတ်နေရာမှာလှည့်လည်ကြည့်ရှုနေကြပါတယ်ကျွန်ုပ်ဟာသင်္ဘောစီးရင်ရေပြင်ကိုကြည့်ရာမိပြားတိုက်ကိုလွန်သည်နှင့်စိမ့်အောင်တန်းနေသောရေပြင်ကြီးကိုတွေ့ရပါတယ်ထိုမှမိုင်းတရာခန့်ခုံမောင်းပြီးတဲ့အခါပဂရိကြောက်စိမ့်ပြင်ကြီးကဲ့သို့စိမ့်နေတဲ့ပင်လယ်ပြင်ကိုတွေ့ရပါတယ်ထို့နောက်ကျွန်ုပ်လည်းအိတ်ခမ်းထဲသို့ဝင်၍အိတ်ဆက်ပါတယ်နာနဲ့မိုးလင်းနောက်ထပ်မိုင်းတရာကျော်ကိုဖြတ်တန်းတဲ့အခါပဂရိပြာနှန်းနဲ့ပင်လယ်ပြင်ကိုတွေ့ရပါတယ်ထိုရေပြာကိုလွန်မြောက်တဲ့အခါရေစိမ့်ပြင်ကိုမိုင်းတရာခန့်တွေ့ရပြန်ပါတယ်ထိုရေစိမ့်ကိုလွန်တဲ့အခါကျမှပဂရိရေပြင်ကိုတွေ့ရပါတယ်ရန်ကုန်စိတ်ကမ်းမှကာလကတားစိတ်ကမ်းထိမိုင်ပေါင်း85မိုင်ကျော်ဝေးကွာပါတယ်ပဂရိရေပြင်ကိုတွေ့ပြီးနောက်ဟူဂလီမြို့ဝသို့ရောက်ပါတယ်ထို့နောက်မှာတော့ကာလကတားမြို့ဟောင်ရာစိတ်ကမ်းသို့ရောက်ပါတော့တယ်သင်္ဘောပေါ်မှဆင်းညင်းလဲငှားပြီးလျင်အီဒင်ဆေးရုံလန်နံပါတ်30
မြန်မာပိုင်သုံးထပ်အုပ်စရကြီးစီတို့ရောက်သွားခဲ့ပါတယ်ထိုနေရာသို့မြင်းလဲငှားသောအခါမြင်းလဲသမားအားပရမာဒရန်ဆာလာဟုပြောရပါတယ်ထို့သို့ပြောလိုက်လျင်မြင်းလဲသမားဟာထိုစရကြီးသို့အရောက်ပို့ပေးပါတယ်ထိုစရကြီးကိုမြန်မာဖုံးတော်ကြီးတစ်ပါးအုပ်ချုပ်ပါတယ်မြန်မာပြည်မှသွားတဲ့ဖျားဘူးများနဲ့ဂုံတယ်များဟာထိုစရကြီးမှာပင်တဲခိုကြရပါတယ်ထိုစရသို့ရောက်တဲ့အခါမှာဇနီးမောင်မောင်ကကျွန်ုပ်နှင့်ဘွန်ဟောင်းအားကိုလူတို့မှတ်မိအောင်ပါပေါ့စနေကိုင်းကစာအုပ်ကြီးကိုတွားပြီးခိုးကြတော့ကဒီစရကြီးမှာတဲခဲ့တာလေဒီကနေလှမ်းမြင်နေရတဲ့အုတ်တိုင်နီနီဟာကာလာကတ္တရဲ့စေးတက်ကတူပဲအဲဒီမှာစေးရုံလဲတွဲပြီးဖွင့်ထားတဲ့စေးကြောင်တက်တဲ့နောက်ဆုံးနှစ်ចောင်းသားတွေဟာလူနာကိုလက်တွေ့ဝင်ပြီးကုသရတယ်မြန်မာပြည်ကလာပြီးတက်တဲ့စေးចောင်းသားတွေလည်းရှိတယ်ဟုရှင်းပြပါတယ်ညစာထမင်းစားပြီးတဲ့အခါမှာဒီစရမှာညနေကရောက်လာတဲ့ဧည့်သည်တယောက်ဟာမြေရှိုးမိုးပြန်ဖွဲကဖြစ်တယ်ကျုပ်တို့ကိုဘယ်သူတွေဆိုတာရိပ်မိရင်ရံမှုခြင်းလဲမူမယ်သူတို့ဖွဲ့ဝင်တွေစီကိုသတင်းပေးခြင်းလဲပေးမယ်နည်းနည်းတော့သတိထားပြီးနေကြဟုတ်မှားကြပါတယ်ထို့သို့မှားကြပြီးတဲ့နောက်မှာတော့ဇနီးမောင်မောင်ဟာကျွန်ုပ်တို့နှစ်ဦးအားလက်ဖက်ရည်ဖျော်ခိုင်းပြီးနောက်လက်ဖက်ရည်တောက်ရင်တထောင်တညပြောရသည်ဆိုသောပတိပုံမြင်ကိုစိတ်ရှည်လက်ရှည်ပြောပြပါလေတော့တယ်ညနေတဲ့အခါမှာဇနီးမောင်မောင်ရဲ့အခန်းမှာအတန်ပလန်များကြားရတာကြောင့်ကျွန်ုပ်ရောဘွန်ဟောင်းမှတွားရောက်ကြည့်ရှုရာညနေကရောက်လာသည်ဆိုတဲ့ဧည့်သည်ကိုဇနီးမောင်မောင်ကဖမ်းဆီးထားသည်ကိုတွေ့ရပါတယ်ဒီကောင်ကျုပ်ခန်းကိုလာကတ်တာဗျသူ့လက်ထဲမှာကဓားပါတယ်ဒီကောင်ဟာမြေရှိုးမိုးပြန်ဖွဲ့ကားဗျကျုပ်တို့ဘယ်သူတွေဆိုတာသူရိပ်မိနေတဲ့ပုံပဲဟုတ်ဇနီးမောင်မောင်ကပြောပါတယ်ထို့သူဟာမျက်လုံးအိမ်မှမျက်ရည်တွေစီးကျနေပါတယ်ထို့ကြောင့်ဘွန်ဟောင်းကကလာစကားဖြင့်မင်းဘာလို့ငိုတာလဲဟုတ်မေးလိုက်ရာထိုလူဟာတလုံးတပါးရမြပြန်၍မဖြေနိုင်ပဲငိုမြဲငိုနေပါတယ်ထိုအခါဇနီးမောင်မောင်ကဘွန်ဟောင်းမေးမနေနဲ့ကွာဒီကောင်ကိုစကားမပြောနိုင်အောင်ငါလှုပ်ထားလိုက်ပြီးဒီကောင်ဒီတက်တော့အာဘဝနဲ့နေသွားရတော့မယ်ဟုပြောပါတယ်ထို့ကြောင့်ကျွန်ုပ်ကဆရာကြီးစိတ်ညှို့ပြီးစကားမပြောနိုင်အောင်လှုပ်လိုက်တာလားဟုမေးလိုက်ရာဇနီးမောင်မောင်ကစိတ်ညှို့ပြီးလှုပ်လိုက်တာမဟုတ်ဘူးပြို့စီကုံနဲ့ခြေကြားထဲမှာအတန်ထွက်တဲ့အကြောလေးတစ်ကြောရှိတယ်အဲ့ဒီအကြောလေးကိုလက်နဲ့ညှစ်ပြီးဖြတ်ပြလိုက်တာငယ်ငယ်ကလေးချင်းခဲ့တဲ့အကြောကင်ပညာပေါ့ဗျာဟုရှင်းပြပါတယ်နန်းနဲ့မိုးလင်းတဲ့အခါမှာထိုသူလဲဇရက်မှထွက်ပြေးသွားပြီဖြစ်ပါတယ်တခုတော့ရှိတယ်ပြို့စကားမပြောနိုင်ပေမဲ့စာရေးပြီးပြောနိုင်သေးတယ်အမှန်ကမျက်လုံးမှာကန်းအောင်လှုပ်ပစ်ခဲ့ရမှာကျုပ်ကဝစ်လိုက်မှတိတ်ပြီးကြောက်တယ်ဗျဒါကြောင့်အဲ့ဒီလိုမလုပ်ခဲ့တာကျုပ်တို့သွားတဲ့လမ်းမှာကျုပ်တို့ကိုဒုက္ခပေးလိမ့်မယ်ထင်တယ်ဟုဇနီးမောင်မောင်ကပြောပါတယ်နောက်တစ်နေ့တွင်ကျွန်ုပ်တို့ဟာဟောင်ရာဘူတာမှမိုင်ပေါင်း210ဝေးတဲ့ဂယာမမြို့ဘူတာစီတို့မိရထားဖြင့်စီနင်းလိုက်ပါလာခဲ့ကြပါတယ်ဂယာမမြို့ဘူတာတို့ရောက်လျင်ဇနီးမောင်မောင်ကကျုပ်တို့မြတ်စွာဘုရားပွင့်ရာဘောဓိပင်ရှိတဲ့နေရာကိုဒီကနေ9မိုင်ဝေးတယ်ဗျဘာပဲဖြစ်ဖြစ်အဲ့ဒီနေရာကိုတွားဖူးပြီးမှခရီးဆက်ကြတာပေါ့ဟုဆိုကလက်ဖက်ရည်ဆိုင်တစ်ဆိုင်သို့ဝင်၍နန်းနဲ့စာဖြင့်ကလားမုံနဲ့လက်ဖက်ရည်များစားတော့ပြီးလျင်မော်တော်ကားတစ်စီးငှားရမ်း၍ဘော်ဒီပင်ရှိရာသို့အရောက်သွားခဲ့ကြပါတယ်ထိုနေရာသို့ရောက်လျင်တရားကြည်နူးသောစိတ်ဖြင့်ဘော်ဒီပင်မှာမြတ်စွာဘုရားအားဖျောင်းနိုင်များထွန်းကြီးကပူဇော်ရှစ်ခိုးကြပါတယ်ထို့သို့ရှစ်ခိုးရမှာလဲဇနီးမောင်မောင်ကအတန်ထွက်၍ဖျားရှစ်ခိုးသည်ဖြစ်ရာနားထောင်ရသည်မှာလွန်စွာကြည်နူးဖွယ်ကောင်းပါတော့တယ်ထို့ကြောင့်ကျွန်ုပ်နှင့်ဘွန်ဟောင်းဟာဇနီးမောင်မောင်ဖျားရှစ်ခိုးသည်ကိုအထူးအာယုံစိုက်၍နားထောင်နေကြရပါတယ်နန်းနဲ့စာကိုဗုဒ္ဓဂယာအနီးရှိဟိန္ဒူထမင်းဆိုင်၌ပင်စားတော့ပြီးနောက်ဂယာမဘူတာတို့ပြန်လာခဲ့ကြပါတယ်ထိုဘူတာမှတဆင့်နေရဥရာမမြစ်ပါဝင်မြစ်ချောင်းချို့ကိုဖြတ်၍သွားရတဲ့ဝေဇာကန်းဘူတာတို့စီးနှင်လိုက်ပါလာခဲ့ကြပါတယ်ဝေဇာကန်းဘူတာတို့ရောက်လျင်မိရထားမှဆင်း၍ညင်လေငှားကတူရကီယာရွာသို့ဆက်လက်ခဲ့ကြပါတယ်ထိုရွာသို့အရောက်မှာဇနီးမောင်မောင်ကဒီရွာဟာကျုပ်တို့နဲ့ထိတ်တိုက်တွေ့မဲ့ဘူတာဝါဟနနေခဲ့တဲ့ရွာပဲကျုပ်တပည့်အင်္ဂါမောင်မောင်ကိုတတ်သွားတဲ့လူဟာလဲဒီရွာသားပဲဘူတာဝါဟနရဲ့မယဘာသားပေါ့သူ့နာမည်ကဒီပန်းလို့ခေါ်တယ်ဟောဟိုမှာတွေ့နေရတဲ့မြစ်ဟာအခုတော့ဖာရူမြစ်လို့ခေါ်တယ်ကျုပ်တို့ဖျားလောင်ရွဲကုန်တဲ့ဖြစ်တုန်းကဒေဝရတ်ကစပြီးရန်ညှို့ဖွဲ့ခဲ့တဲ့နေရာပဲရွာထဲမှာတော့တဲလို့မဖြစ်ဘူးဟိုးရွာဆွန်တောအုံနာမှာပဲရွက်ဖြင်တဲထိုးပြီးဘူတာဝါဟနအကြောင်းကိုစုံစမ်းရမှာပဲဟိုဆိုကစနေမောင်မောင်ဟာမြင်းလဲကိုတောဆက်နီးသို့မောင်းခိုင်းပြီးလျင်တောဆက်နီး၌ပင်ရွက်ဖြင်တဲထိုးကနေကြရပါတော့တယ်ထိုတော်တွင်စနေမောင်မောင်ဟာညွတ်ကွန်းများကိုလှုပ်၍တောကျက်များကိုထောင်းပါတယ်ရွာတွင်းမှကလားကလေးတစ်ယောက်လာပြီးလျင်မိဖွဲ့စကားပြောပါတယ်စနေမောင်မောင်ဟာထိုကလားလေးအားအောက်ပါပစ္စည်းများအဝယ်ခိုင်းပါတယ်
စံတပီကျက်သွန်ဦးကြီး10လုံးစပြစ်တီးကြောက်9ချက်သာထောပတ်တစ်ပေါင်းစီ25ချက်သာဒိန်ကျင်တစ်ခွက်ကုံကုမှန်တပဲသာလေးညင်းပွင့်အနှဲငယ်တေချဘိုးကောင်အနှဲငယ်ကရဝီ10ရွက်ဖာလာစီအနှဲငယ်ဂျင်း3ချက်သာကျက်သွန်ပြူ3ချက်သာစာအနှဲငယ်နင်းရီတပလင်းဗန္ဒာစီအချို့ဇန်နေမောင်မောင်ဟာထိုပစ္စည်းများရတဲ့အခါမှာတောချက်များကိုဖျက်လေတယ်။ဦးအသေးစသည်တို့ကိုတတ်တတ်ဖဲ၍အိုးတလုံးဖြင့်စီပြန်ချက်ပါတယ်။ကျက်သားများကိုကျက်သွန်ဖြူအည်ညှစ်၍ဒိန်ချင်းဖြင့်ယောဂဆုပ်နေပြီးအိုးတလုံးမှာတီးတန့်နှံ့၍ထားပါတယ်။၎င်းအိုးခွက်များကိုလည်းထိုကလားလေးကပင်ရှာပေးခြင်းဖြစ်ပါတယ်။ဇန်နေမောင်မောင်ဟာကျက်သွန်နီများကိုလှီး၍နီးလာအောင်ကြော်ပြီးလျင်မဆလာခိုက်၍အတင်ထားပါတယ်။ထို့နောက်ရေနွေးအိုးတဲပြီးလျင်ရေနွေးအိုးဆူလာသောအခါဇံများထည့်၍ချက်ပါတယ်ဇံများနူးနှံ့၍ကော့လာတဲ့အခါဇနီးမောင်မောင်ဟာဝါးများကိုခုတ်ပြီးလျင်ထမင်းများကိုထည့်ပါတယ်ထမင်းထည့်ပြီးတဲ့အခါကြက်သွန်ကြော်များကိုထည့်ပါတယ်ထို့နောက်စပြည့်တီးကြောင်းနှင့်ဗန္ဒာစီများကိုထည့်ပါတယ်ထို့နောက်အပေါ်မှနေ၍ဒိန်ကျင်အနှဲငယ်ဖြန်းပါတယ်ပြီးလျင်နှင်းဤစိန်ထားတဲ့ကြက်သားများကိုထည့်ပါတယ်ကြက်သားများထည့်ပြီးလျင်ထမင်းတနက်ထပ်ထည့်ပါတယ်ထမင်းထည့်ပြီးလျင်ကြက်သွန်ကြော်များဖြူးပြန်ပါတယ်စပြည့်တီးကြောင်းများဖြူးပြန်တယ်ဤသို့လျင်ကြက်သားတစ်ထပ်ထမင်းတစ်ထပ်ကြက်သွန်ကြော်တစ်ထပ်ထည့်ပြီးနောက်ဝါကြီးတော့ကိုကောက်ရိုးဖြင့်အဆုပ်ပြုတ်လောက်ကပိတ်ပြီးလျင်ကောင်းညင်းကြီးတော့ဖုတ်တဲ့ကဲ့သို့မိပြင်းတိုက်၍ဖုတ်ပါတော့တယ်အလုံးစုံပြီးတဲ့အခါကောင်းညင်းကြီးတော်များကိုခွာလိုက်ရာအတွန်းမှအနံ့ရသားနှင့်ပြည့်စုံတဲ့ဒံပေါထမင်းများထွက်လာပါတော့တယ်ထိုအခါမှာငှက်ပြောရွက်များခုတ်၍ဒံပေါထမင်းနဲ့ကြက်အသေးမြင့်စီပြန်ဟင်းကိုထည့်ပေးပါတယ်ကြက်သွန်ချင်းများလည်းပြုတ်လောက်ကထည့်ပေးပါတယ်ကျွန်ုပ်တို့သုံးသားမကဈေးဝယ်ပေးတဲ့ကလားလေးကိုပင်ကျွေးလိုက်ပါသေးတယ်ကျွန်ုပ်တို့လည်းမိန်ရှက်စွာစားတော့ကြပါတယ်ရန်သူနဲ့တွေ့ရင်အသက်တောင်စွန့်ကျင်စွန့်ကြရမှာဒါကြောင့်ဂုံပြူတဲ့အနေနဲ့ဒေါ်တွင်တံပေါက်ချက်ပြီးကျွေးတာကျုပ်ကိုဈေးဝယ်ပေးတဲ့ကလားလေးနာမည်ကမူတူးတဲ့ဒီကောင်ကရေခဲကိုရအောင်ရှာပြီးဝဲလာတယ်ဟောဝါကြီးတော်ကြီးထဲမှာရေခဲကြီးလှုပ်ထားတယ်တံပေါက်စားပြီးရင်ရေခဲကြီးလေးတောက်လိုက်ပြီးတော့ဆေးလိပ်ဖွာပြီးတရေတမော့အိတ်လိုက်ပြီးတော့ကျုပ်ကတော့မူတူးကိုကျုပ်တိကျင်နာတွေနဲ့ဆန်းခိုင်းလိုက်မယ်သူစီကတရင်ပြေဆုံးရမှဒီကထွက်မယ်အေးအေးဆေးဆေးနားနေကြတော့ဟုတ်ဆရာကြီးစနေမောင်မောင်ကပြောပြီးလျင်၎င်းကမူစေးတံဖာ၍နေပါတော့တယ်ကျွန်ုပ်တို့လည်းတူရကီရွာအစွန်တောဆက်မှာစခန်းချနေထိုင်ကြပါတယ်ထိုချိန်ကာလမှာဆရာကြီးစနေမောင်မောင်ဟာကျွန်ုပ်တို့အားတော်တွင်တံပေါက်ချက်ကျွေးလိုက်တော်တွင်အုံထမင်းကျွေးလိုက်တော်တွင်ထောပတ်ထမင်းချက်ကျွေးလိုက်နဲ့အမျိုးမျိုးဖုံဖုံလောက်ကင်ကျွေးမွေးလျက်ရှိပါတယ်နေလေနေခင်းများမှာလည်းဂျင်းမုံနဲ့ဖြော်တဲ့လက်ဖက်ရည်ဖြော်တိုက်လိုက်အုံနုနဲ့ဖြော်တဲ့လက်ဖက်ရည်ဖြော်တိုက်လိုက်ဖြင့်ရှိခဲ့ရာကျွန်ုပ်တို့လည်းစားကောင်းတောက်ဖွယ်များစားလိုက်ဖာကူမြစ်ထဲမှာရေစင်းကူးလိုက်နဲ့အတော့ကိုစိန်ကြလျက်ရှိပါတယ်မူတူးဆိုတဲ့ကလားလေးမှလည်းမိုးလင်းတာနဲ့ရောက်လာတတ်တယ်ပြီးလျင်စနီမောင်မောင်ဟာမြေရှိုးမိုးပြန်အဖွဲရဲ့ပုံပြင်များကိုလည်းမူတူးဆိုတဲ့ကလားလေးထံမှမြောက်များစွာနားထောင်ခဲ့ရပါတယ်မူတူးဟာမြေရှိုးမိုးပြန်အဖွဲကိုလွန်စွာစိတ်ဝင်စားနေပါတယ်ထို့ကြောင့်များစွာမှတ်သားထားပါတယ်၎င်းထံမှရတဲ့သတင်းများမှာမြေရှိုးမိုးပြန်အဖွဲ့စုံစည်းသောနေ့တွင်ထိုအဖွဲ့ရဲ့စုံစည်းပွဲမှာတက်ရောက်မဲ့ကဘာရရရှိအဖွဲ့ဝင်များဟာအဖွဲ့ရဲ့ပင်မနေရာသို့တန်း၍မသွားရဘဲအဖွဲ့ရဲ့စခန်းထောက်ဖြစ်တဲ့အိန္ဒိယပြည်မြောက်ပိုင်းရှိကာဂျန်တာလှိုင်ကူစခန်းထောက်မှာဝင်ရောက်အစစ်ဆေးခံရမယ်ဖြစ်ပါတယ်အဖွဲ့ဝင်များတွေ့ဆုံပွဲမှာအဖွဲ့အကြီးအကဲဖြစ်တဲ့မူဒါဝါဟာနာဟာအထူးရွေးချယ်ထားတဲ့လူရှိဦးကိုသာအတွင်းစီးသို့ဝင်ခွင့်ပေးပြီးလက်ဝဲလက်ရာကျန်းစာအုပ်ကြီးနှစ်အုပ်ကိုကြီးရှိဝင်ပေးတယ်လို့ဆိုပါတယ်ထိုရှိဦးမှာကျန်းစာအုပ်ကြီးများကိုကြည့်ပြီးနောက်အပြင်သို့ပြန်ထွက်လာပြီးအဖွဲ့ဝင်များကိုကြီးညာမှသာလျှင်အဖွဲ့ဝင်များဟာစုံစည်းတွေးဆုံပွဲကိုပျော်ရွှင်ခမ်းနားစွာကျင်းပကြပါတယ်ထို့သို့ကျင်းပပြီးနောက်ပညာရည်ချင်းအတွေ့အကြုံချင်းဖလှယ်ကြတယ်မိမိတို့မှာရှိတဲ့အခက်အခဲများကိုတင်ပြကြတယ်ပြီးနောက်မှာတဦးနဲ့တဦးလက်ဆောင်ပေးကရာသူလာပြည့်နေမှာလူစုခွဲကြပါတော့တယ်လူစုမခွဲမီမှာလည်းအဖွဲ့ရဲ့အကြီးအကဲဖြစ်တဲ့ဆရာကြီးမူတာဝါဟကိုဝိုင်းဝန်း၍ဂါရဝပြုကြရသေးပါတယ်ထို့ကြောင့်ဇန်နေမောင်မောင်ကကျွန်ုပ်နှင့်ဘွန်ဟောင်းအားဒီလိုရှိတယ်ကိုလူတို့ကျုပ်တို့လိုချင်တဲ့ကျန်းစာအုပ်ကြီးနှစ်အုပ်ကလူတိုင်းကြည့်ဝင်ရတာမဟုတ်ဘူးအတွင်းစီးကိုဝင်ခွင့်ရတဲ့ကိုယ်စလဲ၈ဦးပဲဝင်ခွင့်ရတာအဲ့ဒီကိုယ်စလဲ၈ဦးအပါဝင်တွေ့ဆုံပွဲကိုတက်မဲ့လူအားလုံးကိုသူတို့ရဲ့စခန်းတောက်ဖြစ်တဲ့အာဂျန်တာလိုင်ကူမှာတင်းတင်းကြပ်ကြပ်စစ်ဆေးသေးတယ်ဆိုတာပဲအဲ့ဒီကိုကျုပ်တို့သွားပြီးအစ်စ်ခံအောင်ပါအဲ့ဒီမှာကျုပ်တို့ဟာအဖွဲ့ဝင်အစ်စ်မဟုတ်ပဲလိန်ညာပြီးလာတဲ့သူတွေဆိုတာပေါ်သွားရင်တော့ကျုပ်တို့အသက်ကိုဖက်နဲ့သာထုတ်ထားပြီးတော့ပဲဟုတ်ပြောလိုက်ရာကျွန်ုပ်မှာ
ကြော်ရိုတွင်စိမ့်သက်သွားသည့်ထိကြောက်လန့်မိပါတော့တယ်ဇနီးမောင်မောင်နှင့်ကျွန်ုပ်တို့ဟာစံချီဘူတာသို့ရောက်သွားကြပါတယ်ထို့နောက်ယထာဖြင့်315မိုင်ဝေးတဲ့ဘာဟူဘူတာသို့ခရီးဆက်ခဲ့ကြပါတယ်ဘာဟူဘူတာသို့ရောက်လျင်ယထာပြောင်းစီပြီးဘိုးဘောဘူတာသို့ခရီးဆက်ရပြန်ပါတယ်ဘိုးဘောသို့ရောက်လျင်မိုင်90ဝေးတဲ့အီဒါစီဘူတာသို့ယထာပြောင်းစီးရပြန်ပါတယ်အီဒါစီသို့ရောက်လျင်ဟိုတယ်စခန်းတစ်ခု၌တရက်တည်းပြီး215မိုင်ဝေးတဲ့ပချိုရာဘူတာသို့စီးနှင်းရပြန်ပါတယ်ပချိုရာသို့ရောက်လျင်ယထာပြောင်းစီပြီးပါဟုသို့လိုက်ရပြန်ပါတယ်ပချိုရာနှင့်ပါဟုမှာ25မိုင်ဝေးပါတယ်ပါဟုသို့သွားရသောယထာမှာယထာကြီးမဟုတ်ပဲယထာသေးသေးလေးဖြစ်ပါတယ်ပါဟုဘူတာသို့ရောက်လျင်ဆင်း၍73မိုင်ဝေးရတဲ့အာဂျန်တာလှိုင်ကူသို့သွားရပါတယ်ကျွန်ုပ်တို့ထိုနေရာသို့ရောက်သွားချိန်၌ညနေနေပြီဖြစ်ပါတယ်အာဂျန်ဘူတာမှာဝန်ပေါက်28ခုရှိပါတယ်4000 5000မှ10,000ထိမြင့်တဲ့မြတ်စွာဘုရားရုပ်ပွားတော်များကိုကြောက်ဖြင့်ထွန်းထူထားသည်ကိုလည်းတွေ့ရပါတယ်။ကိုကြီးတစ်ခုလုံးမှာလည်းကြောက်ကူကြီးဖြစ်ပါတယ်။ထိုကြောက်ကူကြီးကိုထွန်းထူ၍ဝန်ပေါက်များအခန်းများဖွဲ့စည်းထားခြင်းပင်ဖြစ်ပါတယ်။အဝေးမှကြည့်တော့သုံးဓာတ်တိုက်ကြီးနဲ့အလားတရံတူပါတယ်။ဝန်ပေါက်28ပေါက်မှာမြတ်စွာဘုရားရုပ်ပွားတော်များရှိတဲ့ကဲ့သို့အချို့သောဝန်ပေါက်များမှာဟိန္ဒူနတ်ဘုရားရုပ်များလည်းရှိပါတယ်။ထိုကြောက်စစ်ရုပ်များကိုဆေးရောင်စုံများချဲသာထားသဖြင့်အထူးပင်ကြည့်၍ကောင်းပါတယ်။ဇနီးမောင်မောင်ကကျွန်ုပ်နှင့်ဘွန်ဟောင်းအားစစ်ဆေးတဲ့နေရာသို့တန်းပြီးမသွားသေးပဲ။ဟောဟိုမျက်နှာချင်းဆိုင်မှာရှိတဲ့ဟိုတယ်မှာ2ရက်လောက်တဲပြီးလိလာပြီးမှသွားရင်ကောင်းမယ်။ဟုဆိုကဟိုတယ်တွင်သွားရောက်တဲခိုပါတယ်။ထိုဟိုတယ်မှာထိုဒေသကိုအုပ်ချုပ်တဲ့စော်ဘာတဦးပိုင်တဲ့ဟိုတယ်ဖြစ်ပါတယ်။ထိုဟိုတယ်မှာရိုရိုတန်းဒုတိယတန်းပထမတန်းမဟာရာဂျာတန်းအတန်း၄တန်းခွဲ၍ထားပါတယ်။မဟာရာဂျာတန်းဟာဈေးကြီးဆုံးဖြစ်ပါတယ်။အခန်းများမှာလည်းလွန်စွာခမ်းနားလှပပါတယ်။မဟာရာဂျာတဦးရဲ့နန်းတော်သို့ရောက်နေပြီးသည့်အလားမီးဆိုင်များကျွေးပန်းအိုးများကြေးပန်းအိုးများအချွန်တက်များပါတဲ့ကြေးကရင်များအမွှေးချေကော်စောကြီးများနဲ့တစားဆင်ထားပါတယ်။နိုင်ရန်မှာလည်းအိန္ဒိယပကြီးကျော်တို့ရဲ့စီစည်းပကြီးကားများချိန်ဆွဲထားပါတယ်။ထိုမဟာရာဂျာတန်းမှာအလုတ်လုတ်တဲ့သူတို့မှာအိုဒန်စာကြီးများဝစ်ဆင်ထားတဲ့ကလမမိမချောလေးများဖြစ်ကြပါတယ်။နန်းနဲ့အိယာထားသည်နှင့်မျက်နှာသည့်ရေချိုးရန်ရင်နှွေးနဲ့ဆက်ထားတဲ့ရေအေးကိုရေချိုးကန်းတွင်ဖြည့်ပေးပါတယ်။နန်းတဖြူနဲ့မှုေးနေတဲ့စပ်ပြာတုံးများပေးတယ်။လွန်စွာလှပတဲ့မျက်နှာတုပ်ဘဝများအသင့်ထားပေးပါတယ်။စားတောက်ခန်းသို့မသွားဘဲမိမိအိမ်ခန်း၌ပင်စားတောက်လိုလျင်လဲကလမမိမချောလေးများဟာစပွဲဘူးများလာရောက်ခင်းပေးပြီးအစားတောက်များပို့ပေးပါတယ်။ breakfast လို့ခေါ်တဲ့အိယာမှနိုးနိုးချင်းစားရတဲ့စပွဲမှာတော့ထောပတ်နဲ့ကျွတ်နေအောင်ကြော်ထားတဲ့တိုးရှိမုံများပူရီများလွန်စွာပြစ်တဲ့နွားနို့များပေါင်မုံများချီစ်ခေါ်ဒိန်ခဲများရိုးများလာ၍တဲခင်းပေးပါတယ်စားတောက်နေစဉ်အတွင်းမှာလည်းလွန်စွာသားရနာပြောပွဲကောင်းတဲ့စီတာခေါ်ဒုရိယာတစ်မျိုးတိခတ်တန်းနဲ့ဖြောပြပါတယ်နွားနို့ကြီးတက်တက်မတောက်လို့ကလည်းပိုလက်စင်ကော်ဖီမုံကိုနှက်ထားတဲ့ကော်ဖီကရလာချပေးပါတယ်လက်ဖက်ရည်တောက်လို့ပါကလည်းအကောင်စားလစ်တန်လက်ဖက်ချောက်ကိုနှက်၍ခရားဖြင့်ထည့်ပြီးထားပါတယ်ဆရာကြီးစနေမောင်မောင်ဟာပိုလက်စင်ကော်ဖီကိုဖြောပြီးတောက်ပါတယ်ကျွန်ုပ်နှင့်ဘွန်ဟောင်းမှမူလစ်တန်လက်ဖက်ရည်ကိုဖြောပြီးတောက်ကြရပါတယ်ထောပတ်နဲ့ကြော်ထားတဲ့တူရှိကိုရိုးများဒိန်ခဲများတုပ်၍စားကြပါတယ်စားတောက်ပြီးတဲ့ခါ၌လည်းလွန်စွာအလုံးလှတဲ့မှဲ့ပြော်နေတဲ့ငပြောသီးများကိုလာပြီးချပေးပြန်ပါတယ်ငပြောသီးစားမိဟုလှုပ်ချိန်မှပင်လီထားတဲ့တရသီးမှဲ့များကိုလာပြီးချပေးပြန်ပါတယ်ထို့နောက်တွင်စပွဲတို့အုပ်မင်းကလေးကနန်းနဲ့စာကိုမိသည့်ဟင်ဖြင့်သုံးဆောင်လိုပါတနည်းဟုလာ၍မေးကစာအုပ်ကလေးဖြင့်မှတ်သွားလေတယ်ဇနီးမောင်မောင်ကထိုမင်းကလေးအားမင်းတို့ဒီဒေသမှာနာမည်ကြီးတဲ့အစားတောက်ပြောပါဟုမေးလိုက်ရာထိုမင်းကလေးကကျမတို့စီမှာခါသားဟာလူတိုင်းကြိုက်တဲ့အစားတောက်ပါပဲပြီးတော့အလွန်ထွားကြိုက်တဲ့ဂျိုးကြီးတွေလည်းဝမ်းပိုက်ကိုခွဲပြီးစပြည့်သီးကြောက်တွေဘာဒန်စေးတွေထည့်ပေါင်းပြီးတဲ့အစားတောက်ကိုလည်းနှစ်သက်ကြပါတယ်ပန်းသီးထည့်ပြီးချက်တဲ့ကြက်သားဟင်းကိုလည်းစားတယ်အချို့ဒေသမှာအာလူးထည့်တဲ့နေရာမှာဒီဒေသမှာအာလူးအစားပန်းသီးထည့်ပြီးချက်ပါတယ်အိန္ဒိယပြည်နယ်များမှာချက်တဲ့ဟင်းတွေဟာရှင်းခိုပါပါတယ်ကျမတို့စီမှာရှင်းခိုမသုံးပါဘူးလေးညင်းပွင့်ကိုထောင်းပြီးပေါင်းထားတဲ့ပူစီနံရွက်ကိုပဲသုံးပါတယ်ဟင်းချိုကလည်းကျမတို့ဒေသမှာရတဲ့ငါးတစ်မျိုးကိုကြောက်ဖယုံသီးနဲ့ချက်လိရှိပါတယ်ဟုရှင်းပြပါတယ်ထို့ကြောင့်စနေမောင်မောင်ကနန်းနဲ့စာပန်းသီးဖြင့်ချက်ထားတဲ့ကြက်သားဟင်းအစာတွေ့၍ပေါင်းထားတဲ့ခိုပေါင်းခါကျော်ဖယုံသီးဟင်းချိုတို့ကိုမှားလိုက်ပါတော့တယ်မဟာရာဂျာအတန်းမှာလာရောက်အလွတ်လုံနေတဲ့ကလမာလေးများနဲ့
နီဘောအမျိုးသမီးတဦးလည်းပါပါတယ်ထော်မင်းကလေးရဲ့အမိမှာလက်ရှမီဒေ့ချ်ဦး၍ဖြစ်ပါတယ်ထော်မင်းကလေးကစနေမောင်မောင်နဲ့လွန်စွာရင်းနှီးနေပြီဖြစ်ပါတယ်ထော်မင်းကလေးရဲ့အကိုတယောက်ဟာမြေချိုးမိုးပြန်အဖွဲ့ဝင်တဦးဖြစ်ကြောင်းစနေမောင်မောင်သိလိုက်ရပြီဖြစ်ပါတယ်အာဂျန်တာလိုင်ကူမှာကျေနပ်အောင်စစ်ဆေးပြီးနောက်အဖွဲ့ဤပင်မတွေ့ဆုံမဲ့နေရာမှာကိုယ်စားလှယ်တဦးလားလေးရှိပါတယ်ထိုကိုယ်စားလှယ်ကိုအပြာရောင်ဝတ်ယုံဝတ်ကိုယ်စားလှယ်တော်ကြီးဟုခေါ်ပါတယ်ထိုအပြာရောင်ဝတ်ကိုယ်စားလှယ်ကြီးထံမှာစင်ဆွဲနဲ့ပြုတ်လုထားတဲ့ကျုပ်ကလေးများစွာပါပါတယ်ထိုကျုပ်ကလေးများပါသူကိုသာထိုနေရာမှဝင်ခွင့်ပေးမိဖြစ်ပါတယ်ရိုးရိုးတက်ရောက်တော်သူများအတွက်ကျုပ်ကလေးများပေါ်မှာဟိန္ဒူဘာသာဖြင့်ရေးထားတဲ့ဂါထာများပါပါတယ်အတွင်းစည်းသို့ဝင်ရမည့်ကိုယ်စားလှယ်ရှိဦးအတွက်ကျုပ်ကလေးများမှာအယုံများထွန်းထုထားပါတယ်ကျုပ်ကလေးများမှာ90ဝင်စီးကရက်ဘူး၏အရွယ်ပမာဏခန့်ရှိပါတယ်ထိုစစ်ဆေးပွဲကိုလာကွယ်နေညတွင်ပြုလုပ်လေရှိပါတယ်စစ်ဆေးပွဲသို့တက်ရောက်မည့်လူအလုံးမျက်လုံးနေရာတွင်သာအပေါက်ဖောက်၍ထားတဲ့ခေါင်းဆွဲမဲမဲကြီးများကိုသာဆွရပါတယ်ထို့ကြောင့်စနေမောင်မောင်ကကိုအောင်ထုံးနဲ့ဘွန်ဟောင်းတို့ရေဒီနေ့ညလာကွယ်နေညပဲကျုပ်တို့သွားပြီးအစ်စ်ခံရမယ်ကျုပ်ကရှေ့ကအစ်စ်ခံမယ်ခမည်းတော်နှစ်ယောက်ကနောက်ကနေကြည့်ပြီးပါပါနန်နန်လိုက်ခဲ့ပြီးတော့ဟိုပြောလိုက်ပါတယ်ညတကောင်တို့ရောက်တဲ့ခါ၌အာဂျန်တာလှိုင်ကူရှိလူစစ်ဆေးပွဲသို့3ယောက်သာထွက်ခဲ့ကြပါတယ်ဝန်ပေါက်တစ်ခုကိုရောက်တဲ့အခါဓာကြီးများကင်ဆောင်ထားတဲ့လူ8ယောက်နဲ့အတူကလာယောဂီများကဲ့သို့ဝစ်ဆင်ထားတဲ့တက်ကြီးရွယ်အိုအဖိုးကြီးတူကစနေမောင်မောင်၏ရင်ဘတ်ကိုစီး၍တွန်းထားပြီးလျင်ဘယ်ချိန်ရှိပြီလဲဟုတ်မေးလိုက်ပါတယ်ထိုအခါစနေမောင်မောင်ကအောင်မြင်ပြတ်သားတဲ့အတန်နဲ့ဘယ်ချိန်မှရှိမြေရှိုးလို့လည်းရတယ်မိုးပြန်လို့လည်းရတယ်ဟုတ်ဖြေးလိုက်ရာအခန်းတွင်သို့ဝင်ခွင့်ပေးပါတယ်ကျွန်ုပ်နှင့်ဘွန်ဟောင်းကိုလည်းဘာလာလောက်တာလဲဟုတ်မေးပြန်ပါတယ်ထိုအခါဘွန်ဟောင်းကချုပ်ကမိုးပြန်မယ်သူကမြေရှိုးမယ်အဲ့ဒါလှုပ်ဖို့လာတာဟိုဆိုးလိုက်လျင်အခန်းတွင်သို့ချောမောစွာဝင်ခွင့်ပေးပြန်ပါတယ်အတွင်းသို့ရောက်လျင်လူတစ်ယောက်ကပချုပ်တွင်းမှမွေဟောက်တကောင်စီနှိုက်၍ကျွန်ုပ်တို့ရဲ့လေကုပ်ပေါ်သို့တင်ပေးလိုက်ပါတယ်မွေဟောက်ရဲ့လုံးပတ်မှာကျွန်ုပ်ရဲ့လက်ကောက်ဝတ်ခန့်ရှိပါတယ်မွေဟောက်ဟာအငိမ့်မနေပဲလေကုပ်ပေါ်မှာဟိုရွှေ့ဒီရွှေ့လုံနေတာကြောင့်ကျွန်ုပ်လည်းကြောက်စိတ်ကြောင့်ချွေးစေးများကြလာပါတော့တယ်မွေဟောက်ဟာကျွန်ုပ်ရဲ့မျက်နှာနီးသို့ကပ်ကပပြင်းခွက်လိုက်ပါတယ်စနေမောင်မောင်ကကျွန်ုပ်နီးသို့ကပ်ကကွန်ထွန်းဘာမှမကြောက်နဲ့ခန္ဓာတုပ်ရွတ်နေဟုပြောပါတယ်ထို့ကြောင့်ကျွန်ုပ်လည်းဝီရူပက်ခေဟိမေမစ်တံအေရာပထေဟိမေဇဗျာပုတ်တေတိမေမစ်တံကန္နာဂေါတမကေဟိစာစေဖြင့်ရွတ်ဆိုတဲ့အခါဒုတိယပိုက်ကိုမေ့၍နေပါတယ်ထိုချင်းရာကိုရိပ်မိတဲ့စနေမောင်မောင်ကကွန်ထွန်းဒုတိယပိုက်ကိုမေ့နေပြီထင်တယ်ကြောက်လို့မေ့သွားတာပါဗျာအပါတကေဟိမေမစ်တံဒွိပါတကေဟိမေစတုပတေဟိမေမစ်တံဘဟုတ်ပတေဟိမေဟူ၍၎င်းကတိုးတိုးလေးဆိုပြပါတယ်ထိုအခါကြမှာပင်ကျွန်ုပ်လည်းခန္ဓာတုပ်တစ်ခုလုံးကိုအမှတ်ရသွားပါတယ်ထို့ကြောင့်အစာဆုံးရွတ်လိုက်ရာကျွန်ုပ်၏ပခုံးပေါ်မှာပပင်းထောင်နေတဲ့မွေဟောက်ကြီးဟာပပင်းချ၍ငြိမ်သွားပါတော့တယ်ဘွန်ဟောင်းလည်းလွန်စွာကြောက်လန့်နေပုံရပါတယ်ထို့ကြောင့်တရုတ်ဘာသာနဲ့ခါတိုးတိုးဖျားရှိခိုးနေပါတယ်၎င်းရွတ်ဆိုသည်ကိုကျွန်ုပ်ကောင်းစွာမှတ်မိသေးတော့၏၎င်းရွတ်ဆိုသည်မှာနမောအောမီတော်ဖောဖြစ်၏ထိုအခါစနေမောင်မောင်ကအနီးသို့ကပ်၍ဟေးဘွန်ဟောင်းမနီးပတ်မီဟုံရိုးကွဟုတ်အကြံပေးလိုက်တဲ့ဖြင့်ဘွန်ဟောင်းလည်းထိုတိုင်းလိုက်၍ရွတ်ပါတယ်နောက်ဝင်ပေါက်တစ်ခုသို့ရောက်တဲ့အခါလူတစ်ယောက်ကကျွန်ုပ်တို့ပခုံးပေါ်မှမွေးဟောက်များကိုဆွဲယူသိမ်းဆီး၍ပချုပ်တွင်းသို့ထည့်လိုက်ပါတယ်ထိုဝင်ပေါက်မှာစနေမောင်မောင်အားခေါင်းတစ်လုံးဖြူနေတဲ့အဖိုးကြီးကဘာတွေလုံအောင်မှလဲဟုတ်မေးပါတယ်ထိုအခါစနေမောင်မောင်ကလှုပ်เสียဆိုလို့ရွှေဆက်ကြာနဲ့ငွေဆက်ကြာကိုကြည့်ဖို့ပဲကြံတော့တယ်ဟုတ်ဖြေးလိုက်ပြန်လျင်ထိုခေါင်းပြူအဖိုးကြီးကပင်ဒီမှာဘယ်သူအကြီးဆုံးလဲဟုတ်မေးလေတယ်ထိုအခါစနေမောင်မောင်ကယောဂီကြီးဘူတာဝါဟနာဟာအကြီးဆုံးပါဟုတ်ဖြေးလေတယ်ထို့သို့ဖြေးလိုက်လျင်စနေမောင်မောင်ကိုလူတစ်ယောက်ကအခြားခန်းတစ်ခုသို့ခေါ်၍သွားပါတယ်ကျွန်ုပ်နှင့်ဘွန်ဟောင်းကိုလည်းခေါင်းပြူအဖိုးကြီးကစစ်ဆေးပြန်ပါတယ်သင်တို့နှစ်ယောက်ကိုဘာလို့ဖို့ကြံသေးလဲဟုတ်မေးလေတယ်ထိုအခါဘွန်ဟောင်းကကြံလာတော့ဝိယုံပြဝိကိုစလဲကြီးကိုစောင်းဖို့ပဲကြံပါတယ်ဟူ၍ပြန်ဖြေလျင်ကျွန်ုပ်တို့နှစ်ဦးဟာလမ်းမတိုင်းပြန်၍ထွက်ရန်ပြလေတယ်ကျွန်ုပ်တို့လည်းလိုင်ကိုပြင်သို့ရောက်ပြီးဖြစ်တဲ့ဖြင့်စေးအေးလက်အေးထိုင်း၍နေကြပါတယ်ထိုချိန်မှာစနေမောင်မောင်ဟာရေးကြီးတုပ်ပြာနဲ့ပြေးလာပြီးလျင်ကျွန်ုပ်တို့ဤသို့ရောက်လာပါတယ်ကိုလူတို့နှစ်ယောက်ဟိုမှာမေးတာတွေလွဲချော်သွားလို့ကျုပ်တို့ပြေးရတော့မယ်လာဟူဆိုက၎င်းကရှေ့မှပြေးတယ်ကျွန်ုပ်နှင့်ဘွန်ဟောင်းက
နောက်မှတတော်တော်ပါလိုက်ရလေတယ်။စမ်းကြောင်းတစ်ခုသို့ရောက်တဲ့အခါအမောပြေရန်ထိုင်းကြတယ်။မြေရှိုးမိုးပြန်ဖွဲသားများလည်းလက်တစ်ဖက်မှာမိတို့များကင်ဆောင်၍တခြားလက်တစ်ဖက်မှာလည်းဓာကြီးများကင်ဆောင်ကညာတန်ပေး၍လိုက်လာကြပြီ။ကျွန်ုပ်တို့လည်းစမ်းကြောင်းမှာကြာမထိုင်တော့ပဲစမ်းကြောင်းကိုစမ်း၍တက်ကတောအုပ်တစ်ခုသို့ဝင်၍ချင်းကပ်ရလေတယ်။တနေရာသို့ရောက်တဲ့အခါ၌ဘယ်နေရာတွေမှာလွဲကုန်တာလဲဟုကျွန်ုပ်ကမေးလိုက်ရာစနေမောင်မောင်ကမေးခွန်းတွေက100လောက်ရှိတယ်ဗျကျုပ်ချော်သွားတဲ့အချက်ကကျုပ်ကိုမေးတဲ့ခေါင်းဖြူကြီးကသူ့အသက်ဘယ်လောက်ရှိပြီလဲလို့မေးတာကျုပ်ကခံမှန်းပြီးပြောလိုက်ရတယ်80ရှိပြီလို့ပြောလိုက်တယ်အမှန်ကသူက90ရှိနေပြီဗျအဲ့ဒီမှာစပြီးလွဲတာပဲဗျာနောက်ထပ်မေးခွန်း2ခုမှထပ်ပြီးလွဲရောအဲ့ဒီမှာခေါင်းဖြူကြီးကဒီကောင်လူလိန်သူ့အဖေ2ယောက်ရောသူ့ရောတက်ရမှာဖမ်းလိုက်လို့အမိန်ပေးလိုက်ရောဓာကင်ထားတဲ့လူ4ယောက်ကကျုပ်ကိုဝိုင်းပြီးဖမ်းတော့တာပဲကျုပ်ကလွတ်အောင်ယုံပြီးခမည်းတော်စီပြေးလာတာဟုတ်ရှင်းပြပါတော့တယ်ကျွန်ုပ်တို့လည်းစမ်းကြောင်းတိုင်မြောက်ဖက်သို့တောတွင်မှပင်ဖြတ်သွားကြတယ်နာနဲ့9နာရီထိုးလောက်မှာကျွန်ုပ်တို့ရှောက်လာတဲ့တောအုပ်ရဲ့အဆက်မှာဂေါ်ရခါရွာလေးတရွာကိုတွေ့ရပါတယ်ထိုရွာသို့ချင်းကပ်ကဂျုံနဲ့ပြုတ်လုထားတဲ့မုံနှဲငယ်ကိုဝယ်ယူစားတော့ကြလေတယ်ပြီးလျင်မြောက်ဖက်သို့ခရီးဆက်ခဲ့ကြတယ်နာနဲ့10နာရီကျော်လောက်မှာကျွန်ုပ်တို့ရဲ့ရှေ့တဲ့တောင်ကုန်းပေါ်မှာထန်းစင်တစ်ခုကိုလူ4ယောက်ကထမ်းလျက်ထန်းစင်ပေါ်မှာအပြာရောင်ဖဲဝယုံကိုဝစ်ဆင်ထားတဲ့လူတစ်ယောက်ကစီနင်လိုက်ပါလာတယ်။စနေမောင်မောင်ဟာကျွန်ုပ်နဲ့ဘွန်ဟောင်းလက်ကိုဆွဲကခြုံနှပေးသို့ဝင်၍ကွဲလိုက်တယ်။ကိုလူတို့ကြီးအပြာရောင်ဝယုံဝစ်ကိုစလဲတော်ကြီးဆိုတာအဲ့ဒီငတိဖြစ်မှာပဲ။သူတို့ကအတော်ဝေးတဲ့နေရာကလာခဲ့ကြတာ။ကျုပ်တို့ဝင်တဲ့ဂေါ်ရခါရွာရောက်ရင်ကျုပ်တို့လည်းဝင်ချင်ဝင်အောင်ပါ။အဲ့ဒီမှာအစားတောက်စားပြီးမှခရီးဆက်မယ်ထင်တယ်။ဘာပဲဖြစ်ဖြစ်ကျုပ်တို့ကသူတို့နောက်ကနေပြီးနောက်ရောင်ခံပြီးလိုက်သွားရမယ်။သူတို့နားတဲ့ခါကျမှစုံစည်းပွဲမှာတက်ခွင့်ရဖို့စင်ဆွဲကျုပ်တွေပါလာလိမ့်မယ်။အဲ့ဒီထဲက3ခုခိုးယူရမှာပဲ။အဲ့ဒီတာဝန်ကိုတော့ဘွန်ဟောင်းကယူရမယ်။စနေမောင်မောင်ကပြောလေတယ်။ထို့နောက်ကျွန်ုပ်တို့လည်းပုံရှိုးကွယ်ရှိုးဖြင့်ထိုသူတို့ရဲ့နောက်မှာလိုက်ခဲ့လေတော့တယ်။၎င်းတို့ဟာကျွန်ုပ်တို့မြင်ခဲ့တဲ့ဂေါ်ရခါရွာသို့ရောက်လျင်ရွာတွင်းသို့ဝင်ပါတယ်။ရွာသူရွာသားများဟာလည်းအပြာရောင်ဝတ်ယုံဝတ်လူအားတွေးရှိလျင်အယိုသေးပေးကြတယ်။နေရာထိုင်ခင်းများပေးကြတယ်။ထိုအခါအပြာရောင်ဝတ်ယုံဝတ်လူဟာထန်းစင်ပေါ်မှဆင်းလေတယ်။ထန်းစင်ကိုထမ်းတဲ့လူများမှလည်းထန်းစင်ကိုခိတ္တချ၍အမောဖြေကြတယ်။ထို့နောက်၎င်းတို့အားလုံးရွာနောက်ဘက်ရှိစမ်းချောင်းစီသို့သွားကြကုန်တယ်။ရောက်လျင်စမ်းချောင်းတွင်သို့ဆင်းကရေချိုးခြင်းရေကူးခြင်းများပြုလုပ်ကြတယ်။ရွာသူရွာသားများမှလည်း၎င်းတို့အားဧဝတ်ပြုရန်အတွက်ချက်ပြုတ်ကြော်လော်နေကြတယ်။၎င်းတို့သုံးဦးဟာခြုံကြီးတစ်ခုတွင်းမှနေ၍ထိုချင်းရာကိုလှမ်းမြင်နေရလေတယ်။ထိုအခါစနေမောင်မောင်ကဘွန်ဟောင်းကြီးရွာသူရွာသားတွေကလည်းသူတို့ထမ်းစင်ကိုစိတ်ဝင်စားကြဘူးကွာသူတို့ကလည်းစမ်းချောင်းထဲမှာအိုက်လွန်းလို့ရေချိုးနေကြပြီဒီချိန်မှာစင်ဆွဲကျုပ်3လုံးကိုတွားခိုးရရင်အကောင်းဆုံးပဲကွာဒီစင်ဆွဲကျုပ်တွေဟာထမ်းစင်ပေါ်မှာပါလာမဲကွာဟုပြောလေတယ်ဘွန်ဟောင်းလည်းကျွန်ုပ်တို့နီးမှကြောင်တကောင်ဤလင်မြန်ချင်းဖြင့်ဆွေကန်နဲ့ပျောက်ကွယ်သွားတယ်ညမကြမီ၌ဘွန်ဟောင်းဟာကျွန်ုပ်တို့ရှိရာခြုံကြီးတွင်သို့ပြန်၍ရောက်လာတယ်၎င်းရဲ့လက်တွင်းမှာလည်းလွန်စွာဖြူဖွေး၍လွန်စွာမှလှပသောစင်ဆွဲကြုံလေးတစ်လုံးပါလာတယ်ထိုစင်ဆွဲကြုံလေး3လုံးနဲ့နှလုံးရဲ့ဘေးမှာတက္ကတာဘာသာဖြင့်ရေးသားထားတဲ့စာများထွန်းထားတယ်ကြံတစ်လုံးမှာလွန်စွာလက်ရာကောင်းသောဗဗုဆရာ၏လက်ရာဖြင့်အယုံများထွန်းထုထားသည်ကိုတွေ့ရတယ်ထိုယုံများကိုကြည့်လိုက်တဲ့အခါစကြတစိမ့်ပါတဲ့စာအုပ်နှုတ်ကိုစံကြည့်ရှိတဲ့ယောဂီကြီးတဦးကသူ့ရဲ့ရင်ကိုခွဲ၍ထုတ်ပြနေပုံဖြစ်တယ်ဇနီးမောင်မောင်ဟာထိုကြုံများကိုကြည့်ပြီးနောက်ဒီတချီတော့နေရာကျပြီပြို့ဒီကျုပ်တွေပါရင်ကျုပ်တို့ဝင်ခွင့်ရမယ်လက်မှတ်ပါပဲအတွင်းစီရောက်ရင်တော့ကျုပ်တို့လိုချင်တဲ့စာအုပ်နှုတ်ကိုတွေးခွင့်ရပြီအဲ့ဒီလိုတွေးခွင့်ရပြီဆိုရင်တော့မဖြစ်တဲ့နည်းနဲ့အဲ့ဒီစာအုပ်ကြီးနှုတ်ကိုကိုယ့်လက်ထဲရောက်အောင်လုပ်ရမှာပဲအဲ့ဒီလိုလုပ်တဲ့နေရာမှာသူတို့ဘက်ကဥသွားရင်လည်းကျုပ်တို့သိမယ်အသက်လူရမယ်ကိစ္စပဲဘာပဲဖြစ်ဖြစ်ဒီအဆင့်ထိရောက်အောင်လုပ်ပြီးမှတော့ဒေတာဟာမဆမ်းပါဘူးမရရအောင်ယူမှာပဲဟုတ်တီဂျီလေးနဲ့တော့အတန်းဖြင့်ပြောလေတယ်ဒီမှာဆရာကြီးအပြာရောင်ဝတ်ယုံဝတ်ကိုစလဲကြီးနဲ့အဖွဲဟာဒီရွာမှာအေးအေးဆေးဆေးစားကြတောက်ကြအောင်မှာဖြစ်နိုင်ရင်တရေတမောတောင်အိတ်ချင်အိတ်ကြအောင်မှာနေအေးပြီးမှောင်စာပြို့မှာအာချန်သားကိုတွားကြမှာသူတို့ပစ္စည်းပြောင်းမှန်းတောင်သိကြမှာမဟုတ်ဘူးအာချန်သားရောက်မှဆင်ဆွဲကျုပ်တွေကိုရေးတွက်ကြည့်ရင်ရိုးရိုးကျုပ်ကနှလုံးအတွန်းစီးကိုဝင်ခွင့်ပြုရမယ်ကျုပ်ကတလုံးပြောက်နေတာကိုသိကြလိမ့်မယ်အဲဒီခါမှာအဖွဲစုံစည်းတဲ့နေရာကိုလူစုခွဲပြီးလိုက်လာကြလိမ့်မယ်ကျွန်တော်တို့ကသူတို့ဟိုမရောက်ခင်အရင်ရောက်အောင်တွားနေပြီးကိုလှုပ်ရှားရှိတာကိုလှုပ်ဖို့ပဲဟုတ်ဘွန်ဟောင်းကပြောလေတယ်
ထိုအခါစနေမောင်မောင်ကဘွန်ဟောင်းပြောတာမှန်ပါပြီတဲ့အဲ့ဒီတော့ငါတို့ကမြောက်ဘက်ကိုခတ်သွက်ခရီးနှင်ရမယ်ရွာတွေ့ရင်မြင်းသုံးစီရအောင်ရှာမယ်မြင်းနဲ့သွားမှတို့ကချိန်ဦးမှာဟုပြောလေတယ်ထို့နောက်ကျွန်ုပ်တို့ဟာမြောက်ဘက်သို့ခရီးနှင်ခဲ့ကြပြန်တယ်ထို့သို့ခရီးနှင်ရင်မိုးချုပ်သွားတာကြောင့်အခက်အခဲတွေ့ရပါတော့တယ်အမောပြေ၍ခရီးဆက်တဲ့အခါ၌ကျွန်ုပ်ကဆရာကြီးမောင်မဲနေတာအရှိနောက်တောင်မြောက်လည်းမသိတော့ဘူးတောင်ဘက်ကိုမြောက်ဘက်မှလို့သွားမိရင်အာဂျန်တာကထွက်လာမဲ့ကျွန်တော်တို့ရဲ့ဒေမင်းတွေနဲ့ပဲပင်တိုးနေအောင်မယ်ဟုပြောလိုက်တယ်စနေမောင်မောင်ကအနည်းရှိတစ်ပင်တပင်တို့ကတ်ကသူဤပါဖြင့်ပင်စီကိုကတ်ကြည့်နေတယ်ထို့ပြင်ကျွန်ုပ်ကိုခေါ်ပြီးလျင်ဟောဒီတစ်ပင်ကိုပါးနဲ့ကတ်ကြည့်ပူနွေးနေတဲ့ဘက်ဟာဘယ်လဲဆိုတာမှတ်ထားအဲ့ဒီဘက်ဟာအနောက်ဘက်ပဲနောက်ဆုံးနေဝင်သွားတဲ့အခါနေပူထိုးလို့ပူးနေတာသူနဲ့ဆန့်ကျင်ဘက်ဟာအရှိပေါ်ဗျာအရှိနဲ့နောက်ကိုသိရင်တောင်နဲ့မြောက်ဟာဘာခက်တော့မှာတော့ဟုပြောလေတယ်ကျွန်ုပ်လည်းပြောသည့်တိုင်တစ်ပင်ကိုပါးနဲ့ကတ်ကြည့်ပြီးနောက်ဆရာကြီးဟောဒီဘက်ကအနောက်ဘက်ပဲဒီဘက်ကနှွေးနေတယ်သူ့ရဲ့ဆန့်ကျင်ဘက်ကရှေ့ဘက်ပေါ့အရှေ့ဘက်ကိုမျက်နှာမူပြီးစဉ်းစားလိုက်ရင်ညာဘက်ဟာတောင်ဘက်ပေါ့ဘဲဘက်ဟာမြောက်ဘက်ပေါ့ဆရာကြီးရဲ့ဟုပြောလိုက်လျင်ဆရာကြီးစနေမောင်မောင်ကကိုအောင်ထွန်းတော်မစိုးဘူးအကောင်ပြရင်အရေးထင်တဲ့သဘောရှိနေပြီဟုခန့်ညက်ညက်ကလေးလှောင်ပြောင်လိုက်လေတော့တယ်ကျွန်ုပ်တို့သုံးဦးမှာမောင်ကြီးမဲမဲမှာစံတဝါဝါနဲ့ရှောက်လာခဲ့ကြရာနာနဲ့အာယုံတက်သောအခါ၌တောဇတ်သို့ရောက်ကြပါတယ်ထိုတောဇတ်မှနေ၍ကျွန်ုပ်အဝေးသို့လှမ်းမြော်ကြည့်ရှုလိုက်ရာထီအမြောက်များကိုဖွင့်၍စိုက်ထောင်ထားတဲ့နေရာတစ်ခုကိုမြင်တွေ့ရလေတယ်ထိုကြောင့်ကျွန်ုပ်ကစနေမောင်မောင်အားဟိုမှာထီတွေအများကြီးဖွင့်ပြီးစိုက်ထောင်ထားတဲ့နေရာကိုတွေ့နေရပြီဟုပြောရာစနေမောင်မောင်ကအဲ့ဒါထီတွေမဟုတ်ဘူးဗျအိမ်တွေကိုဝိုင်းဝိုင်းချွန်တွေမိုးထားတော့ခမ ्या ကထီတွေထင်းနေတာတကယ်ကအိမ်တွေဒီလိုအမိုးဝိုင်းတွေနဲ့နေတာကလူရိုင်းတွေများတယ်လူရိုင်းရွာလေးနဲ့တူပါတယ်ဗျာအဲ့ဒီရွာကိုအရောက်သွားပြီးကျုပ်တို့လိုချင်တဲ့မြင်းကိုရှားမှာပဲဟုပြောလိုက်ရာဘွန်ဟောင်းကလူရိုင်းရွာဆိုရင်တော့ကြောက်ဖို့ကောင်းတယ်နော်ဆရာကြီးလူသားစားတဲ့လူရိုင်းတွေဆိုရင်ကျွန်တော်တို့၃ယောက်ကိုစားပစ်လိုက်လိမ့်မယ်ဟုပြောလိုက်ရာစနေမောင်မောင်ကမင်းပြောတာတွေကအာဖရိကတိုက်မှာတော့ဟုတ်မှာပါကွာဒီဒေသမျိုးမှာကတော့လူသားစားတဲ့လူရိုင်းမရှိပါဘူးဟုဆိုကထိုရွာသို့သွားကြပါတယ်ရွာနီးသို့ရောက်တဲ့အခါအိမ်တိုင်းလိုပင်အမိုးဝိုင်းများမိုးထားတာကိုတွေ့ရပါတယ်ရွာသားများဟာကျွန်ုပ်တို့ကိုမြင်လျင်လူတရက်ခန့်ရှိတဲ့ဒိုင်းကြီးများလန်ရှည်ကြီးများကိုကင်ဆောင်၍ကျွန်ုပ်တို့အားဝိုင်းထားပါတယ်၎င်းတို့ဝိုင်းထားပြီးနောက်လူရိုင်းကြီးကဲရောက်လာတယ်စနီမောင်မောင်ဟာထိုအကြီးကဲအားရွှေရင်းကအနှဲငယ်လက်ဆောင်ပေးလိုက်တယ်အကြီးကဲလို့သူလည်းများစွာသဘောကျသွားပုံရပြီးသူ၏လူများအားရွာတွင်းသို့ကောင်းကောင်းမွန်မွန်ခေါ်ခဲ့ရန်လူရိုင်းစကားဖြင့်ပြောလိုက်ပါတယ်သူ၏လူများလည်းကျွန်ုပ်တို့သုံးဦးအားရွာတွင်းသို့ကောင်းမွန်စွာခေါ်သွားကြလေတယ်ရွာလည်းရှိဘုံအိမ်ပေါ်မှာကျွန်ုပ်တို့သုံးဦးအားတင်ထားပြီးနောက်လူရိုင်းအကြီးကဲ၏အမိန့်ဖြင့်နနောက်သားမိခင်များကောင်းညင်းပေါင်းများလာရောက်၍ကျွေးကြလေတယ်လူရိုင်းမကလေးများမှာအောက်ပိုင်းမှာအဝိရှိတော်လဲအပေါ်ပိုင်းမှာဗလာဖြစ်နေပါတယ်ဘွန်ဟောင်းဟာထိုချင်းရာကိုကြည့်၍ဆရာကြီးစနေမောင်မောင်အားအချိန်ရရင်တော့ဒီရွာမှာပဲကြာသေးခြင်းနဲ့ဟုပြောလေတယ်ထိုအခါစနေမောင်မောင်ကနောက်ကသေမင်းတွေလိုက်လာမှလေအကြာကြီးတဲနေလို့ဘဲရမလဲဟုဟန့်လိုက်မှဘွန်ဟောင်းလည်းငြိမ်၍သွားလေတော့တယ်နနောက်သားခင်နဲ့ကောင်းညင်းသာမကစီများထည့်ထားတဲ့ထန်းစီမုံများကိုလည်းလာရောက်ချပေးတာကြောင့်နနောက်သားခင်ကိုဖဲ့၍စီနဲ့တို့ကစားကြည့်ရာလွန်စွာထူးတဲ့အရာသားကိုတွေးရှိရလေတယ်အလွန်ကောင်းပါလားဆရာကြီးဟုကျွန်ုပ်ကပြောလိုက်ရာဆရာကြီးစနေမောင်မောင်ကနနောက်သားကလက်တာကိုဗျအဲဒါကြောင့်ရှာမအရာသာထူးသွားတာဗျထို့နောက်ကျွန်ုပ်လည်းကောင်းညင်းပေါင်းကိုယူ၍စီနဲ့တို့စားပြန်တယ်ကောင်းညင်းပေါင်းကလည်းကောင်းတယ်ဆရာကြီးဒီကောင်တွေကောင်းညင်းလည်းပေါင်းတတ်တာပဲဘယ်ရိုက်မတော့ဟုကျွန်ုပ်ကပြောလိုက်လျင်စနေမောင်မောင်ကဝါအောင်စားထားတော့ရှေ့မှာဆက်ရမယ့်ခရီးကဝေးကြီးလိုသေးတယ်အစားအသောက်ကအခုလောက်ဆင်ပြေခြင်းမှပြေမယ်လူရိုင်းအကြီးကဲနဲ့စနေမောင်မောင်ဟာခြေဟန်လက်ဟန်နဲ့စကားလက်ဆောင်ကြနေကြတယ်စနေမောင်မောင်ဟာမြည်သည့်အချိန်ကယူလာမှမသိတဲ့ထုပ်ကလေးတစ်ထုပ်ကိုလူရိုင်းအကြီးကဲအားပေးလိုက်တယ်လူရိုင်းကြီးအကြီးကဲဟာထိုထုပ်ကိုဖြီး၍နမ်းကြည့်တယ်သွားနဲ့တို့ကြည့်တယ်ပြီးလျင်သူ့ရဲ့လူတစ်ယောက်အားအမိန်ပေးလိုက်ရာထိုလူဟာလည်းပြေးသွားပြီးတောင်အလျာကောင်းသောမြင်းသုံးကောင်ကိုလင်းမြန်စွာဆွဲယူလာတယ်မြင်းများပေါ်မှာလည်းတရေနဲ့ချုပ်လုပ်ထားတဲ့မြင်းနီကုန်းများပါပါတယ်ထို့ပြင်မြင်းစီသူစောင်းရံအတွက်နနောက်တရေနဲ့ချုပ်လုပ်ထားတဲ့အုတ်ထုပ်သုံးလုံးလည်းပါလေတယ်လူရိုင်းကြီးကဲဟာကျွန်ုပ်တို့အားနနောက်သားများစားရန်လက်ဟန်ခြေဟန်ဖြင့်တိုက်တွန်းလေတယ်ထိုအခါဘွန်ဟောင်းကဆရာကြီးဒီငတိတွေကတသာရရောမှုတွေရှိတာပဲအဲ့ဒီမြင်းသုံးကောင်ကိုကျွန်တော်တို့ကိုပေးလိုက်မှလား
ဟိုမေးလိုက်လျင်ဇနီးမောင်မောင်ကငင်းနေမကဘူးနောက်ထပ်ဘာလို့ရင်းသေးလဲသူကအကုန်ပေးမှာငါခုနကပေးလိုက်တဲ့အထုပ်ဟာဘိန်းတုပ်လေကွာသူတို့ကဘာကိုမှမသိဘူးဒါပေမဲ့ရွှေနယ်ဘိန်းကိုတော့ကောင်းကောင်းသိရဲ့ကွာရွှေနယ်ဘိန်းဟာလူရိုင်းတွေနဲ့တွေ့ရင်ဆက်ဆံရတာအကောင်းဆုံးပဲဟုပြောလေတယ်ထို့နောက်လူရိုင်းများဟာကျွန်ုပ်တို့သုံးဦးအားမြင်းတစည်းစီပေါ်မှာတင်ပေးတယ်အုတ်ထုပ်ဆောင်းရံလဲတစ်လုံးစီပေးလေတယ်ကျွန်ုပ်တို့လည်းနနောက်သားရည်နဲ့ချုပ်လုပ်ထားတဲ့အုတ်ထုပ်များကိုဆောင်းကြတယ်ဇနီးမောင်မောင်ကကျွန်ုပ်ကိုကြည့်ပြီးနောက်ကိုအောင်ထွန်းကအဲ့ဒီအုတ်ထုပ်ကြီးဆောင်းလိုက်မှတကယ်လူရိုက်နဲ့တူသွားတာပြောဟုပြောလေတယ်ထို့နောက်ကျွန်ုပ်တို့သုံးဦးဟာမြောက်ဆူဆူတို့မြင်းများဖြင့်ကဆုံဆိုင်၍ထွက်ခွာခဲ့ကြလေတယ်တနေရာသို့ရောက်လျင်ဇနီးမောင်မောင်ကမြေပုံလေးတစ်ခုကိုထုတ်၍ကျွန်ုပ်တို့နှစ်ဦးအားပြလေတယ်ဟောဒီအစိမ်းရောင်ခြေထားတဲ့နေရာဟာဟိမွန်တာတောင်ချီရဲ့တောအုပ်ပဲဟောဒီအပြာရောင်ခြေထားတဲ့ဟာကဟိုက်ဒရိုဆိုတဲ့စမ်းချောင်းလေးပဲဟိုဘက်ကျတော့ကျေသွားပြီးမြစ်ဖြစ်သွားတယ်မြေလဲဖြစ်ရောဂင်းကာမြစ်ထဲစီးဝင်သွားတယ်အဲ့ဒီမြစ်ဖျားမှာခရမ်းရောင်နဲ့ခြေထားတာဟာအလွန်နာမည်ကြီးပဲအဲ့ဒီတောင်တန်းရဲ့အစွန်ကတောင်ဆွဲပဲဟိုင်ဒီယာစမ်းချောင်းလေးဟာအဲ့ဒီဘက်ကစီးခဲ့တာပဲမြေရှိုးမိုးပြန်အဖွဲသားတွေစုံစည်းပွဲလုပ်တဲ့နေရာဟာအော်လန်ဒိန်တာတောင်ဆွဲရဲ့အဆက်မှာဖြစ်တယ်အဲ့ဒီနေရာမှာဆိုတော့ဟိုက်ဒရာစမ်းချောင်းကလည်းရေလုံလောက်ရတယ်တောအုပ်ကလေးကလည်းလုံခြုံအေးချမ်းတယ်အဲ့ဒီမှာကတောင်ကမူတွေတောင်ကလတ်တွေလည်းပေါ်တယ်လူသူလည်းဝေးဆိုတော့သူတို့နေချင်တယ်လို့နေပြီးလှုပ်ချင်တယ်လို့လှုပ်လို့ရတယ်ဟုရှင်းပြလေတယ်ထိုအခါပွန်ဟောင်းကအဲ့ဒီကနေဟိုဘက်ကိုဆက်သွားရင်ဘယ်ရောက်သွားမလဲဟိုမေးလိုက်ရာဇနီးမောင်မောင်ကအလွန်ကျဲပြောတဲ့စင်ကီအိုင်လွန်မြင်ကိုရောက်သွားမယ်အဲ့ဒီကလွန်သွားရင်တော့ကိုဘီတဲကန်နာတဲ့ရောက်သွားမယ်အဲ့ဒီတိုင်းမလိုက်ဖဲနဲ့တောင်ကျောကိုဖြတ်လိုက်ရင်တော့တောအထက်ထက်ကိုတွေ့ရမယ်ရွှွန်ပွဲအိုင်ကြီးတွေရှိတဲ့တော့အစိပ်ပြင်းတဲ့စူးကြုံတွေပိတ်နေတဲ့တော့အဲ့ဒီတော့ကိုလွန်သွားနိုင်ရင်တော့သူတော်ကောင်းတွေမှကင်အောင်မှွေလျော်ကြတဲ့စုံတော်မဟာမြိုင်းလို့ခေါ်တဲ့ရှမ်ဘဲလာဒေတာကိုရောက်သွားမယ်အခုမြေရှိုးမိုးပြန်အဖွဲစီပွဲလုပ်တဲ့နေရာဟာမဟာမြိုင်အဝင်လမ်းပဲဗျဟုပြောလိုက်လေတယ်ထို့နောက်ဇရာကြီးဇနီးမောင်မောင်ကဟိမွန်နာတောဇက်ကိုဝင်လာနဲ့ခမားနဲ့ကျုပ်ဟာလူချင်းခွဲရမယ်ကျုပ်ကအရင်သွားနေမယ်၃ယောက်စလုံးအမိခံလို့မဖြစ်ဘူးကျုပ်ကိုမိပြီးခမားတို့၂ယောက်ကြံရင်ခမားတို့၂ယောက်ကကျုပ်ကိုကဲနိုင်တယ်ခမားတို့၂ယောက်ကိုမိသွားရင်လည်းကျုပ်လာကဲနိုင်တယ်လမ်းမစရာတော့မရှိဘူးချောင်းကလေးကိုမှတ်ပြီးသွားရုံပဲချောင်းဖျားရောက်တာနဲ့သူတို့နေရာကိုရောက်ပြီးဟုပြောလေ၏ထို့နောက်ဇနီးမောင်မောင်ဟာမြင်းကိုကဆုံဆိုင်၍ရှေ့မှထွက်သွားလေတော့တယ်ကျွန်ုပ်နှင့်ဘွန်ဟောလည်းမြင်းကိုစီဖြင့်ခရီးဆက်ခဲ့ကြပါတယ်ဟိမွန်နာတောင်ချေတောဆက်တို့ရောက်လျင်စမ်းချောင်းကလေးကလည်းတောအုပ်တွင်သို့ကွေ့၍ဝင်သွားတာကြောင့်ကျွန်ုပ်တို့နှစ်ဦးလည်းချောင်းတိုင်တောအုပ်တွင်သို့ဝင်ခဲ့ကြပါတယ်တောအုပ်တွင်၌ကကျွန်ုပ်တို့အနေနဲ့အမျိုးမြည်မသိသောတစ်ပင်ကြီးငယ်များစွာကိုတွေ့ရပါတယ်တစ်ပင်ကြီးတို့မှာကပ်၍ပေါက်နေတဲ့တစ်ခွာပန်းမျိုးမျိုးကိုလည်းတွေ့ရပါတယ်ပန်းချုံကြီးများနှင့်ပန်းမျိုးစုံတို့ကိုလည်းတွေ့ရပါတယ်အချို့သောပန်းများဟာလည်းတစ်ပင်တစ်ပင်နှင့်တစ်ပင်ပုံစံချင်းတူတော့လဲအယောင်သုံးမျိုးကွဲ၍ပွင့်နေသောပန်းများကိုလည်းတွေ့ရပါတယ်တစ်ပင်ကြီးတစ်ပင်မှာဟင်းသာပြရားရောင်ကဲ့သို့หนีရဲနေတဲ့ဒဇင်ပန်းကိုတွေ့ရတယ်ထို့ကြောင့်ကျွန်ုပ်ကဟိုဒဇင်ပန်းကလည်းနီလာကြီးလားဟုပြောလိုက်ရာဘွန်ဟောင်းကအဲ့ဒါဒဇင်ဒီဘောကိုအောင်ထွန်းရဲ့ဟုပြောတယ်ကျွန်ုပ်ဖြင့်ဒီတစ်ခါပဲတွေ့ဘူးပါတယ်ဗျာဟုပြောလိုက်ရာဘွန်ဟောင်းကဒီပင်ကတိတ်ရှားတယ်ဗျစေးမဖော်ပဲသူ့ကြီးဘက်ကိုပီးရဘက်မှာအလွန်ဆွမ်းနေဗျဒဇင်ဒီအယိုးမာမာလေးရလို့သူရသက်ဒီပုံထုပြီးအမွှေးနှံ့တာကောင်းကောင်းနဲ့ပလင်းနဲ့စိန်ပြီးစောင်းထားရင်ပြီးရတယ်မဟုတ်ဘူးလာလာပါလေတိတိတာတာကြီးအဆွမ်းပြတယ်ဗျကျုပ်စီမှာအရင်တုန်းကအဲ့ဒီပုံစံမျိုးလေးတပုံရှိခဲ့ဘူးတယ်ဗျကျုံနဲ့ရင်းနှီးတဲ့ဝန်ကိုင်းဆရာတူလုပ်ပေးတာအဲ့ဒါလေးကိုကျုံနဲ့အတူနေတဲ့ဘိန်းစားတယောက်ကခိုးသွားပြီးရွှေဆိုင်မှာတပည့်6ပြားနဲ့ရောင်းလိုက်တယ်ဗျအဲ့ဒီရွှေဆိုင်ကတော့အဲ့ဒါလေးရပြီးကြတဲ့ကကြီးပွားချမ်းသာလာလိုက်တာမပြောပါနဲ့တော့ဟိုပြောလေတယ်တနေရာတော့ရောက်ရင်လွန်စွာကြီးမားတဲ့တစ်ပင်ကြီးတစ်ပင်လွန်စွာမှလှပတဲ့ပန်းများပွင့်နေတာကိုတွေ့ရပါတယ်ထိုတစ်ပင်ရဲ့အရင်မှာရင်ရိုင်းကြီးများအုံ၍နေတယ်တရိတ်ဆန်တို့ရဲ့အယိုးများကိုလည်းတွေ့ရပါတယ်ဘွားကြီးဟိုပင်ကိုကြည်စမ်းပန်းတွေလှလိုက်တာကွာဒါပေမဲ့အပင်ရင်းမှာတော့ရင်ကောင်တွေကြီးပဲဟိုပြောလိုက်လျင်ဘွန်ဟောင်းကဒီပင်မျိုးကဒီဘက်မှာရှိခဲပါတယ်ဗျာဒီပင်ဟာသေမင်းပင်ဗျသူ့အနားကိုလာတဲ့တရိတ်ဆန်တွေကိုသူ့အပင်ကနွယ်နဲ့ရစ်ပတ်ပြီးဟော့ဟူခွာဆုံမှာရှိတဲ့တစ်ခေါင်းပေါက်ထဲကိုထဲလိုက်ရောအဲ့ဒီတစ်ပင်ကအဲ့ဒီတရိတ်ဆန်ကိုစပြစ်လိုက်တယ်အယိုးတွေကိုတော့နွယ်တွေနဲ့ပြန်ထုတ်ပြစ်လိုက်တယ်အသားစားတစ်ပင်တစ်မျိုးပေါ်ဗျာသူ့အပင်ကပန်းကလေးလှလို့အနာကသွားတာနဲ့နွယ်တွေကလာပြီးဖမ်းရောဗျအလွန်ကြောက်ဖို့ကောင်းတဲ့ပင်ပေါ့ဗျာအဲ့ဒီအပင်နာမီကစူဇာနီလို့ခေါ်တဲ့
ခါဝေးဝေးကရှောင်ပြီးသွားတာအကောင်းဆုံးပဲဟုတ်ပြောလေတယ်ညမကြမီ၌အမျိုးမြင်မသိလူရိုင်းစိတ်ခန့်ရောက်လာပြီးလျင်ထိုပင်ကြီးက၎င်းတို့၏ထုံးစံဖြင့်အယိုသည်ပြုကြပါတယ်လေတချင်းများဝိုင်းပတ်၍ဆိုကြလေတယ်ထို့နောက်၎င်းတို့မှပါလာတဲ့ခွေးများကြောင်များကိုကြိုးများတုပ်၍ထိုတစ်ပင်ရဲ့အခေါင်းတွင်းသို့ပြစ်သွင်းကြပါတယ်ထို့သို့ပြစ်သွင်းလိုက်တဲ့အခါထိုတစ်ပင်နွယ်တန်းကြီးများဟာတက်ရှိတတ်တော်ကဲ့သို့လှုပ်ရမ်းလာပါတော့တယ်ထိုအခါကျွန်ုပ်ကဘုံဟောင်းကြီးဒီလူရိုင်းတွေကဒီတစ်ပင်ကြီးကြောင့်သိတယ်ကွာဒါကြောင့်လာပြီးပူဇော်ကြတာဟုတ်ပြောလိုက်လျင်ဘုံဟောင်းကကိုအောင်ထုံပြောတာဟုတ်လိမ့်မယ်ပြို့ဟုတ်ပြန်၍ဖြေးလိုက်ချိန်၌ပင်လူရိုင်း3-4ဦးဟာကျွန်ုပ်တို့2ဦးအားမြင်တွေ့သွားသဖြင့်ညာတန်ပေး၍လိုက်ကြပါတယ်ကျွန်ုပ်နှင့်ဘုံဟောင်းလည်းမြင်းကိုကစုံဆိုင်၍စီးရပါတယ်လူရိုင်းများနှင့်လွတ်သွားသောနေရာသို့ရောက်သွားသောအခါဘုံဟောင်းကကျိုးတို့2ယောက်ကိုမိသွားရင်လည်းကျိုးနဲ့တုပ်ပြီးအဲ့ဒီတစ်ပင်ရဲ့အခေါင်းထဲကိုထဲလိုက်မှာနော်ဟုတ်ပြောတဲ့ဖြင့်မပြောစမ်းပါနဲ့ဘုံဟောင်းရဲ့ငါမှခုထိကြောက်စိတ်ကမပြေသေးဘူးကွဟုတ်ကျွန်ုပ်ကပြောလိုက်ရလေတယ်ထိုအခါဘုံဟောင်းကမစိုးရိမ်နဲ့ကိုအောင်ထွန်းရိပ်ရှေ့မှာလဲအန်ရီတွေကဆက်တိုက်တွေ့အောင်မှာဒေဘီတွေကဆက်တိုက်ကြုံအောင်မှာဟုတ်အားရဖွယ်ရပြောပါတယ်ထိုအခါကျွန်ုပ်ကငါဟာငါပင်လယ်ပိုင်းမှာဓားကောင်းလုပ်ပြီးမျောခုတ်စားနေတာဒီလောက်စိတ်မညစ်ရဘူးဟုတ်ပြောလိုက်လျင်ဘုံဟောင်းကတေချာတာပေါ့ကိုအောင်ထွန်းရဲ့ဆရာကြီးစနေမောင်မောင်နဲ့ပေါင်ကတဲ့ကဒေမင်းနှခမ်းမွေးကိုတပင်ချင်းတွားနှုတ်ပြီးရန်စနေတယ်လို့ပဲအခုကျိုးတို့ဖွဲ့ကစာအုပ်ကြီးကိုတွားခုမှမဟုတ်လားမရခင်မှာလဲတေဘေးတွေကြုံအောင်မယ်ရခဲ့ပြန်ရင်လဲအိတ်ကောင်းချင်းမအိတ်ရစားကောင်းချင်းမစားရတထိတ်ထိတ်နေပေါ့ဗျာကဘာရရမှာရှိတဲ့ဒီအဖွဲဝင်တွေကကျိုးတို့ကိုတတ်ဖို့လိုက်ရှာမှာဟုတ်စိတ်ပြက်ဖွဲရပြောလေတယ်ထိုအခါကျွန်ုပ်ကနေစမ်းမအောင်ဘုံဟောင်းရငါတို့ဆရာကြီးစနေမောင်မောင်ကရောအဲ့ဓာတွေမတွေးမိဘူးလားဟိုမေးလိုက်ရဘုံဟောင်းကသူ့ကိုတော့မပြောနဲ့လေဗျာသူကအသက်ဘေးကြုံမှာထမင်းစားဝင်တာဗျအန်ရီရောက်လာမှအိပ်ပျော်သားဗျအေးအေးဆေးဆေးကိုမနေချင်ဘူးအမြဲစွန့်စားနေချင်တဲ့လူဗျကျုပ်တို့ကသူနဲ့တွားပြီးပေါင်းမိတာကိုကဘဝကအာကုတို့တွေညာမိခဲ့လို့ပေါ့ဗျာအခုလေကြည်လေကျုပ်တို့ကဟိုဖွဲ့ရဲ့စုံစည်းရကိုဝင်ရမယ်ကျုပ်တို့အထက်ရောက်တဲ့အချိန်မှာပဲကျုပ်တို့တွေဟာအဖွဲဝင်အစင်မဟုတ်ပဲလိန်ပြီးလာတဲ့လူတွေဆိုတာသိတဲ့အာဂျန်နာကအဖွဲတွေရောက်လာလိမ့်မယ်အဲ့ဒီမှာကျုပ်တို့2ယောက်ပြေးပေါက်ပေးပြီးဒေမင်းနှခမ်းဝါကိုရောက်သွားပြီနေစမ်းမအောင်ဘောင်းရဲ့တို့မိတယ်ပဲထားပါအောင်တို့ဆရာကြီးစနေမောင်မောင်ကလာပြီးခဲ့မှာပေါ့သူ့ကိုပါမိသွားရင်ဘယ်နဲ့လုံးမလဲဟုတ်စိတ်ပြက်ဖွဲရာစကားကိုပြောပါတယ်ကိုလူပြောတာနဲ့ကျုပ်တော့အတော်စိတ်ဓာတ်ကျသွားပြီကျွန်ုပ်ကညှဉ်းညူလိုက်ရာဘောင်းကစိတ်ဓာတ်ကျသွားလဲပြန်လှဲ့လို့မရတော့ဘူးခရီးကအဝေးကြီးလမ်းမှာအန်ရတွေ့ရင်ကိုတယောက်ထဲတွေ့ရမှာအဲ့ဒီတော့ဘာပဲဖြစ်ဖြစ်ဆရာကြီးစနေမောင်မောင်ခေါ်တဲ့နောက်ကိုရေဆုံးရေဖြာလိုက်ရမှာပဲကိုအောင်ထွန်းရိပ်ကျွန်ုပ်နဲ့ဘွန်ဟောင်းဟာမြင်းကိုစီဖြင့်ချောင်းဤအဖျားဘက်သို့လိုက်ခဲ့ကြပါတယ်ချောင်းဖျားသို့ရောက်တဲ့အခါမှာမြင်းစီလျက်နဲ့ပင်ချောင်းကိုဖြတ်ပါတယ်မြင်းများဟာချောင်းရဲ့အတွင်းသို့ဆင်းသောအခါ၌လန့်၍အော်ကြပါတယ်၎င်းတို့အော်တဲ့အတန်မှာတတော်လုံးဟီး၍သွားပါတော့တယ်ထိုအခါဘွန်ဟောင်းကဒီနေရာကရေကအလွန်အေးတာဗျရေခဲတွေပြောပြီးကျနေတဲ့နေရာတွေဗျအဲဒါကြောင့်မြင်းတွေကလန့်သွားတာပဲဗျဘွန်ဟောင်းကြီးတို့နှစ်ယောက်စမ်းကြောင်းနဲ့ဆင်းပြီးစိန်လိုက်ရရင်တော့သေလိမ့်မယ်ထင်တယ်မဟုတ်မဟတ်သူမကြံစီစားမှနေဗျာထိုချိန်မှာပဲလန်ရှည်ကြီးများဓားများကင်ထားတဲ့လူအမြောင်များဟာချောင်းရဲ့ကဘာနှစ်ဖက်မှာရောက်ရှိလာပြီးကျွန်ုပ်တို့2ဦးအားဝိုင်း၍ထားကြပါတော့တယ်ထို့ကြောင့်ကျွန်ုပ်ကဘဟောင်းကြီးငါတို့သေမင်းတမျိုးမျိုးရောက်လာပြန်ပြီဟေးဒီတခါတော့လွတ်လန်းမရှိတော့ဘူးကွဒီလူတွေကတခြားလူတွေမဟုတ်ဘူးစုံစည်းပွဲကိုတက်တဲ့မြေရှိုးမိုးပြန်ဖွဲသားသူကြီးဗျဒီနေရာဟာသူတို့နေရာလीဗျာလူစိမ်းရောက်လာရင်ဖမ်းမှာပဲတဆရာရှိရင်တတ်ပြစ်မှာပဲဟုတ်ပြောလိုက်ပါတယ်ထိုအခါကျွန်ုပ်ကဒါပေမဲ့ကြည်အောင်ဟေးဟောခေါင်းဆောင်လှုပ်တဲ့လူရဲ့မျက်နှာကိုမြင်ဘူးတယ်လို့ပဲမြင်ဘူးတာမဟုတ်ဘူးဗျအာချန်တာနာကဟိုတဲမှာကျုပ်တို့တဲနေတုန်းကဆရာကြီးစနေမောင်မောင်နဲ့အလွမ်းတင်းနဲ့ဟိုတဲအလုတ်သမားလေးလက်ရှမီရဲ့မျက်နှာနဲ့သူ့နေတာဗျဂေါ်ရခါမာလီဗျခမရမမှတ်မိဘူးလားဟာမှတ်မိုံဘဲကမလဲဘွန်ဟောင်းရဲ့နှလုံးသားမှာထွန်းထားသလိုထင်းနေတာပါအဲ့ဒီလက်ရှမီကပြောဘူးတယ်လေသူ့ကိုတယောက်ကမြေရှိုးမိုးပြန်အဖွဲဝင်တူတဲ့ဘွန်ဟောင်းကြီးတေးကြပါပြီကွာဒီငတိဟာတစိမ့်မဟုတ်ဘူးငါရဲ့ရောက်ဖလောက်မှာကွာဟုတ်ကျွန်ုပ်ကရည်စရာပြောလိုက်ရာဘွန်ဟောင်းကရောက်ဖတာလို့တေးတဲ့မသားကိုမကြခင်မြင်ရဘူးတော့မယ်ကျွန်ုပ်တို့လည်းမြင်းများနေမယ်ချောင်းကဘာပေါ်သို့တက်ရပါတယ်ကဘာပေါ်သို့ရောက်တဲ့အခါကျွန်ုပ်တို့2ဦးအားမြင်းများပေါ်မှဆွဲချပြီးလျင်
ကျိုးများဖြင့်ချီနှောင်ကြပါတော့တယ်ထိုချိန်မှာပင်ခေါင်းဆောင်လို့သူအားကျွန်ုပ်ကကျုပ်တို့ဟာခမားညီမလက်ရှမီနဲ့မိတ်ဆွေတွေပါဟုပြောလိုက်လျင်ထိုလူကအော်လက်ရှမီနဲ့တည်တကိုဟုတ်ပါတယ်ကျုပ်ရဲ့ညီမပါပဲဒီကောင်မလေးဟာမိဘစကားနားမထောင်ပဲမိဘသဘောမတူတဲ့ကောင်နဲ့လိုက်သွားတယ်အဲ့ဒီကောင်ကပြစ်သွားမှအိမ်ကိုပြန်ရောက်လာတယ်အိမ်မှာလည်းနေလို့အဆင်မပြေတော့ဘူးပေါ့ဒါကြောင့်စော်ဘွားရဲ့ဟိုတယ်မှာဝင်ပြီးအလုပ်လုပ်နေတာခမားတို့အဲ့ဒီနေရာမှာအတိအကျဖြစ်ခဲ့ကြတာထင်တယ်ဟုတ်ထိုလူကပြောပါတယ်ဟုတ်ပါတယ်ဗျာအဲ့ဒီဟိုတယ်မှာပဲရင်းနှီးခင်မင်ခဲ့ကြတာပါခမားတို့မောင်နှမကလည်းရုပ်ချင်းအလွန်တူတာကိုကျွန်ုပ်ကပြောရပါတယ်ထိုအခါထိုလူကဒီချိန်ဟာကျွန်တော်တို့ဖွဲ့သားတွေပွဲတော်လောက်ခါနေချိန်ပဲဒီနားမှာပဲလောက်ကြမှာပါဟောဟိုတောင်ကလပ်ဘော်ကလှိုင်ကူပေါက်ဟာကျွန်ုပ်တို့ရဲ့ခေါင်းဆောင်ကြီးယောဂီကြီးဘူတာဝါဟာနနေတဲ့ကြောက်ကူပါပဲအဲ့ဒီနေရာကိုကျူးကျော်ပြီးရောက်လာတဲ့လူစိမ်းတွေကိုတော့ကျုပ်တို့အဖွဲ့ကချမ်းသာပေးလိမ့်မရှိပါဘူးဒီနေရာကိုလာတဲ့လူတွေဟာအဖွဲ့ဝင်ပဲဖြစ်ရမယ်အဖွဲ့ဝင်မဟုတ်ရင်တော့တေးရတာကြီးပါပဲဟုပြောလိုက်ရာဘွန်ဟောင်းကသူ့လက်မောင်းမှာထိုးထားတဲ့မြားကောင်းနှစ်ဖက်မြေရှိုးမိုးပြန်တစ်စိတ်ကိုဒီမှာကြည့်ဟုဆိုကပြလိုက်ပါတယ်ထိုအခါသူကလက်မောင်းမှာတစ်စိတ်ပါုံနဲ့တော့မရသေးဘူးဗျဒီနေရာကိုလက်မှတ်လို့သေးတယ်ဟုပြောလျင်ဘွန်ဟောင်းကလည်းအတန်းငယ်တွေးဝေသွားပြီးနောက်ဆင်ဆွဲနဲ့လှုပ်ထားတဲ့ကျုပ်ကိုပြောတာလားကျုပ်ရဲ့မြင်းကုန်းသည့်ထက်မှာပါပါတယ်နှစ်ယောက်စလုံးမှာပါကြပါတယ်တယောက်တစ်ခုပေါ့ဗျာဟုပြောလိုက်လျင်ထိုသူလည်းမြင်းကုန်းနှီးတွင်ဆင်ဆွဲကျုပ်ကိုရှာပါတယ်ဆင်ဆွဲကျုံနှလုံးရသွားတဲ့အခါသူ့ရဲ့လူများအားကြိုးဖြီပေးရန်အမိန်ပေးလိုက်ပါတော့တယ်ထို့နောက်ကျွန်ုပ်တို့နှစ်ဦးအားအဖွဲ့သားများတဲခိုနေထိုင်တဲ့ကြောက်ကူကြီးတွင်သို့ခေါ်သွားပါတယ်ထိုနေရာသို့ရောက်တဲ့အခါလွန်စွာအရသာရှိတဲ့ထောပတ်ထမင်းတောင်စိတ်သားစီပြန်တို့ဖြင့်ဧကန်ကျွေးမွေးကြပါတယ်ခမားတို့ရောက်လာတာစောတယ်ဗျာစုံစည်းပွဲကတစောင်းမုံလာပြည့်နေမှာလုံမှာဟုတ်ထိုလူကပြောပါတယ်ထို့နောက်ထိုလူကပင်ခမားတို့နှစ်ယောက်ထဲစောတဲ့လူတစ်ယောက်ရောက်နေသေးတယ်သူကတော့ရိုးရိုးကိုယ်စလဲမဟုတ်ဘူးဗျအတွင်းစည်းဝင်ခွင့်ရကိုယ်စလဲဗျဒါကြောင့်သူ့ကိုယောဂီကြီးဘူတာဝါဟာနစီကိုပို့ထားပါတယ်ဟုတ်ရှင်းပြလေတယ်ဘွန်ဟောင်းကထမင်းဆိုင်ကျွန်ုပ်နီးတို့ကကိုထောင်းကြီးကျုပ်တို့ဆရာကြီးစနေမောင်းမောင်းတော့ဟောကြောက်ကလဘောကကြောက်ကူတဲမှာစားလိုက်တောက်လိုက်အိတ်လိုက်နဲ့အတော့ကိုစိန်ကြနေပြီထင်တယ်စိန်မကြနဲ့ဘွန်ဟောင်းကြီးအာဂျန်တာကနေရောက်လာမဲ့အပြာရောင်ဝိယုံဝကိုယ်စလဲကြီးနဲ့အဖွဲသားတွေရောက်လာရင်ကျုပ်တို့သုံးယောက်လို့အလိန်ပေါ်ပြီးဗျအဲ့ဒီခါကျရင်တော့လက်ရှမီလည်းမကယ်နိုင်တော့ဘူးနော်အဲ့ဒါကလည်းအနှင်းနဲ့မြန်ရောက်လာမှာဗျဒီတရက်နှစ်ရက်အတွင်းကျုပ်တို့တော့ဒုက္ခတွေ့မှာပါဗျာကျွန်ုပ်ကပြောလိုက်လေလျင်ကျွန်ုပ်နဲ့ဘွန်ဟောင်းလည်းအဲဆောင်ပြုတ်လုထားတဲ့ကြောက်ကူထဲမှာစားလိုက်တောက်လိုက်အိတ်လိုက်နဲ့နေခဲ့ကြပါတယ်တနေ့မှာဘွန်ဟောင်းကကိုထောင်းရင်ဒီနေ့ဟာတစောင်းမုံအဖိနေညာပဲဗျမနဲ့ဖြောင်ဆိုရင်လာပြေးပြီးစုံစည်းပွဲကလာပြေးနေမှာကျင်းပါမှာလေဗျဘာပဲဖြစ်ဖြစ်အာဂျန်တာကလူစုဟာဒီနေ့ရောက်လာကြမှာပဲသူတို့လာတာနဲ့ကျုပ်တို့ကပြေးရမှာအဲဒီတော့ဒီနေ့တော့မအိမ်နေဗျဟောဟိုတောင်ကုန်းဘက်ကိုလှမ်းပြီးကြည့်နေဒီနေရာကအမြင့်လေဗျသူတို့လာရင်အဲ့ဒီတောင်ကုန်းဘက်ကလာမှာပဲအဲ့ဒီတော့ဒီကနေစီးပြီးမြင်နေရမယ်ထို့ကြောင့်ကျွန်ုပ်လည်းတောင်ကုန်းဘက်သို့လှမ်းမြော်၍ကြည့်ရှုနေမိပါတယ်ထိုချိန်မှာပင်ဇနေမောင်မောင်ရောက်နေတဲ့တောင်ကလတ်လှိုင်ကူမှတနတ်တန်တစ်ချက်ကြားရပါတယ်ထိုတနတ်တန်နဲ့အတူအတန်နဲ့ကြီးနဲ့အာကနေအော်တန်တစ်ချက်ကိုလည်းကြားလိုက်ရပါတယ်ထို့နောက်တောင်ကလတ်ပေါ်မှတွေ့ကပ်၍ဆင်းလာတဲ့ကျွန်ုပ်တို့ရဲ့ဆရာကြီးဇနေမောင်မောင်ကိုတွေ့မြင်ရပါတယ်ထိုချိန်မှာပင်ဘွန်ဟောင်းကဟောတောင်ကုန်းမော်ကိုကြည့်လိုက်စမ်းဟုပြောတာကြောင့်ကြည့်လိုက်ဟာလူလေးယောက်ထမ်းလာတဲ့ထမ်းစင်ပေါ်မှာအပြာရောင်ဝိယုံဝိကိုယ်စလဲကြီးဟာအပြာရောင်ထိတလက်ကိုစောင်းပြီးတော့စီးနှင်လိုက်ပါလာတာကိုတွေ့ရပါတယ်။သူ့ရဲ့နောက်မှာလည်းဓားများလှန်ရှည်ကြီးများကင်ထားတဲ့လူအုပ်ကြီးကိုတွေ့ရပါတယ်။ကျွန်ုပ်လည်းကြောက်လွန်းတာကြောင့်ဒူးများတုံနေပါတယ်။ကျွန်ုပ်တို့ရှိရာကြောက်ကူအတွင်းမှာလူများလည်းကြောက်ကလပ်ပေါ်သို့ပြေး၍တက်သွားကြပြီဖြစ်ပါတယ်။ဆရာကြီးစနေမောင်မောင်လည်းစာအုပ်အထူကြီးနှစ်အုပ်ကိုပိုက်၍ကျွန်ုပ်တို့အနီးသို့ရောက်လာပြီလျင်ကဲကိုလူတို့ဘာကြောင်းနေတာလဲပြေးရမယ်ကျုပ်တို့ကိုတတ်မှသေးကြတယ်ကျုပ်လည်းမလွဲမရှောင်သာယောဂီကြီးဘူတာဝါဟာနကိုတတ်ပစ်ခဲ့ပြီကျုပ်တို့လိုချင်တဲ့စာအုပ်ကြီးနှစ်အုပ်တော့ပါလာပြီကျုပ်တို့သုံးယောက်ချမ်းသာပြီဗျဟုပြောလိုက်ပါတယ်ထိုအခါဘွန်ဟောင်းကချမ်းသာတာကနောက်တေမာကအရင်တော့ဟုပြောကစာတင်၍ပြေးပါတယ်တို့ရတွင်စနေမောင်မောင်ဟာ၎င်းရဲ့ရှေ့သို့ရောက်နေပါတယ်ကျွန်ုပ်မှမူနောက်ဆုံးမှဖြစ်ပါတယ်ကျွန်ုပ်နဲ့ဘွန်ဟောင်းမှာစနေမောင်မောင်ရဲ့နောက်သို့ပြေး၍လိုက်နေရပါတယ်တောင်ချေသို့ရောက်တဲ့အခါကျွန်ုပ်တို့စီးလာတဲ့မြင်းသုံးစီးကိုတွေ့ရတာကြောင့်မြင်းများပေါ်သို့တက်လိုက်ကြပါတယ်ထို့နောက်မြင်းများဖြင့်ဆက်လက်၍ပြေးကြပါတယ်ထို့သို့ပြေးရင်စနေမောင်မောင်ကကိုလူတို့
ပိုးပြီးမြန်အောင်ဆိုပြီးမြင်းတွေကိုတွားပြီးမရိုက်နဲ့နော်ဒီမြင်းမျိုးတွေကသူ့ဘာသာပြေးတယ်ရိုက်လိုက်ရင်မပြေးတော့ဘူးပိုးပြီးမြန်မြန်ပြေးစေခြင်းအနားနာကိုကပ်ပြီးလေချုံပေးရတယ်ကျွန်ုပ်တို့လည်းမြင်းဤနာအနာတို့ခေါင်းကိုထားကတရွှီရွှီလေချုံကြရပါတော့တယ်မြင်းများလည်းလေးရဲ့အဟုန်နဲ့လွှာကနေပြေးကြပါတယ်အတော်တန်ခရီးပေါက်တဲ့အခါမှာနောက်သို့လှည့်ကြည့်လိုက်ရာများပြားလာတဲ့လူအုပ်ကြီးဟာရင်မဲရိုင်းအုပ်ကြီးပမာကျွန်ုပ်တို့သုံးဦးနောက်သို့လိုက်နေကြောင်းတွေ့ရပါတော့တယ်လူအုပ်ထဲမှာအပြာရောင်ဝတ်ကိုယ်စလဲကြီးလည်းထမ်းစင်မစီနိုင်တော့ပဲခြေလင်းဆင်း၍ပြေးလိုက်နေသည်ကိုတွေ့ရပါတယ်ကျွန်ုပ်လည်းလွန်စွာလန့်နေပြီဖြစ်ပါတယ်ထိုအခါဆရာကြီးစနေမောင်မောင်ကကွန်ထွန်းတိတ်လည်းမကြောက်နဲ့ဗျဒီလူစုကလူတော်တော်များများဟာဂန်ဂျာရှူရဲ့လူတွေဂန်ဂျာဆိုတာဆေးကြောက်ကိုပြောတာတိတ်ပြီးအမောမခံနိုင်ကြဘူးနည်းနည်းလေးမောတာနဲ့ဆက်ပြီးမလိုက်နိုင်တော့ပါဘူးမြင်းကိုသာဒီတိုင်းစီးခဲ့ဟုပြောလိုက်တဲ့ဖြင့်ကျွန်ုပ်တွင်ရှိတဲ့ကြောက်စိတ်များပြေပြောက်သွားရပါတော့တယ်ကျွန်ုပ်တို့သုံးဦးဟာမြင်းကိုစီနဲ့တောင်ပယ်ဆူးဆူးတို့ခရီးနှင်ခဲ့လျာအတော်တန်ခရီးပေါက်တဲ့နေရာ၌ပန်းကြုံကြီးများဝိုင်းရံထားတဲ့ရွာတရွာကိုတွေ့ရပါတယ်ထိုရွာရဲ့အိမ်များမှာအမိုးများဟာလည်းအဝိုင်းများဖြစ်နေကြပါတယ်ထို့ကြောင့်စနေမောင်မောင်ကဟောမှာပန်းကြုံတွေကာထားတဲ့ရွာကြီးတွေကတော့တွေ့တယ်လှလိုက်တာမပြောနေတော့ဒါပေမဲ့ရွာကတော့လူရိုင်းရွာပဲအဲ့ဒီရွာကိုဝင်ပြီးကျုပ်တို့အတွက်စားရေးတောက်ရေးစီမံရမယ်ဟုပြောပါတယ်ထို့နောက်ထိုရွာကြီးတို့ရောက်တဲ့အခါကျွန်ုပ်တို့ကိုမြင်တာနဲ့လူရိုင်းမကလေးများပြေးထွက်လာကြပါတယ်၎င်းတို့ကောင်းနိုင်လဲလှပတဲ့ပန်းများကိုစီးထားပါတယ်ရင်ဘတ်ပေါ်မှာလည်းပန်းများကိုစီးထားပါတယ်ခေါင်းပေါ်မှာလည်းပန်းများကိုစီးထားပါတယ်ထိုပန်းများအောက်မှာတော့ဖြင်ချမ်းဝတ်အဝတ်စားများဝတ်ထားတယ်ထိုချင်းရာကိုမြင်လျင်ဘုံဟောင်းကအတော့ကိုကြည့်လို့ကောင်းတယ်ကောင်းပါလေးတွေပဲဟုပြောလိုက်ပါတယ်ထို့နောက်ရွာလူကြီးနဲ့ရွာသား၄-၅ဦးထွက်လာပါတယ်ဆရာကြီးစနေမောင်မောင်ဟာခြေဟန်လက်ဟန်နဲ့ရွာလူကြီးကိုမိတ်ဆက်ပါတယ်ထို့သို့မိတ်ဆက်ပြီးလျင်ရွာလူကြီးရဲ့လက်တွင်းသို့ရွှေတင်းကအနှဲငယ်ထည့်ပေးလိုက်ပါတယ်ရွှေတင်းကပေးပြီးနောက်ဘိန်းနှဲငယ်ကိုပါပေးလိုက်ပါတယ်ထိုအခါရွာလူကြီးဟာရွာလက်ရှိဘုံအိမ်သို့ခေါ်သွားပြီးလျင်ကောင်းညင်းပေါင်းများနနောက်သားမိခင်စီစမ်းများဖြင့်ဧည့်ခံကျွေးမွေးပါတယ်ထို့ပြင်ကြောက်ဖြုံသည့်ကဲ့သို့သောအသည့်တစ်မျိုးကိုဟင်းကြိုပြုလုပ်၍လည်းကျွန်ုပ်တို့အားတိုက်ပါတယ်ထိုရာနှင့်အတူလွန်စွာပြည့်တဲ့အရက်များကိုလည်းချပေးပါတယ်ကျွန်ုပ်တို့ဟာကောင်းညင်းပေါင်းနဲ့နနောက်သားများကိုဝါနေနေအောင်စားကြပါတယ်စားပြီးတဲ့အခါထိုပန်းကြုံရွာကြီးမှထွက်ပြီးခရီးဆက်ခဲ့ကြရာအာဂျန်တာလှိုင်ကူအနီးသို့ရောက်ခဲ့ကြပါတယ်ထိုနေရာသို့ရောက်တဲ့အခါရခင်တဲခဲ့တဲ့စော်ပါးပိုင်တဲခိုခန်း၌ပင်တဲခိုကြပါတယ်တဲခိုခန်းမှာအသွားတော်ကတွေ့ခဲ့တဲ့ဂေါ်ရခမိမချောလေးလက်ရှမီနဲ့ပြန်လဲစုံစည်းရပါတယ်လက်ရှမီကရှင်တို့ကလကတားထီသွားပြီးတင်ဘောနဲ့ပြန်ရင်တော့အကြာကြီးသွားနေရလိမ့်မယ်အမြန်ဆုံးသွားလို့ရမယ့်လမ်းကြောင်းကိုကျမသိတယ်အဲ့ဒါကတော့နီဘောနယ်ဇက်ဖက်ကိုသွားပြီးဘက်ရှ်ဝါမြို့ကိုဝင်လိုက်အဲ့ဒီမှာလေရင်တွေရှိတယ်အဲ့ဒီလေရင်တွေဟာဖိတိရှလေတပ်ပိုင်လေရင်တွေပဲလူအများကြီးတော့မဆန်ဘူးသူတို့ဟာအဲ့ဒီကနေယူရီးယားပြည်ဘန်ကောက်မြို့ကိုပြန်တယ်ဘန်ကောက်ကနေမှသူတို့ရဲ့အမှုရန်တွေကိုလန်ဒန်မြို့ထိတည်တယ်စစ်ကြီးဖြစ်ပြီးကစားဆိုတော့သူတို့လူတွေသူတို့ပြန်ပြီးတိတ်တဲ့သဘောပဲအဲ့ဒီလေရင်နဲ့ဘန်ကောက်ထိလိုက်သွားဘန်ကောက်ကနေမှမြန်မာပြည်ကိုပြန်အဲ့ဒီလမ်းကြောင်းကလွယ်လိမ့်မယ်ဟုပြောပါတယ်ထို့နောက်လက်ချမီပြောတဲ့လမ်းကြောင်းတိုင်သွားရန်ကျွန်ုပ်တို့သည်ဘတ်ရှွာမြို့လေဆိပ်သို့အရောက်သွားကြပါတယ်ဗြိတိရှအစိုးရအမှုရန်များမှာထိုလေမြန်ကိုစီးရန်အတွက်လက်မှတ်ဝယ်ရန်မလို့တော့လဲကျွန်ုပ်တို့သုံးဦးမှမူလက်မှတ်ကိုဝယ်ရပါတယ်လက်မှတ်ရုံအဝင်ဝရှိစားတောက်ဆိုင်တစ်ဆိုင်မှာကော်ဖီနှင့်မုန့်များဝယ်ယူစားတောက်ကြပါတယ်ထိုချိန်တိုင်းစားတောက်ဆိုင်များတွင်မျက်နှာဖြူလေမောင်းသမားတအုပ်ဝင်လာတာကြောင့်အခြားသောမျက်နှာဖြူတအုပ်ကအခြားစပွဲမှလူများကိုဘန်ကောက်ကိုသွားမဲ့လေမြန်ကိုမောင်းမဲ့ပိုင်းလောကသူ့ပဲဗျဟုမိတ်ဆက်ပေးပါတယ်လေရင်မှုလည်းအနှဲငယ်နှုတ်ဆက်ပြီးနောက်အခြားစပွဲသို့သွားကကော်ဖီအေးတစ်ခွက်မှားတော့ပြီးလျင်လေရင်ရုံကန်အတွင်းသို့ဝင်သွားပါတယ်ညမကြာမီ၌အတန်ချက်ဆက်မှနေ၍ဘန်ကောက်သို့လိုက်မိခရီးသည်များလေရင်အမှတ်မြည်၍မြည်မြပေါ်သို့တက်ရန်ကြီးညာပါတော့တယ်ကျွန်ုပ်တို့သုံးဦးလည်းထိုလေရင်ပေါ်သို့အပြေးလွှာတက်ကြပါတယ်ကျွန်ုပ်တို့နှင့်လေရင်တစ်စီးတည်းအတူစီးမိခရီးသည်အချို့လည်းပါလာပါတယ်ခရီးသည်တဦးမှာဗြိတိရှအမျိုးသားကောင်စစ်ဝင်တဦးဖြစ်ပါတယ်အခြားတဦးမှာသူ့ရဲ့လက်ထောက်ကောင်စစ်ဝင်ဖြစ်ပါတယ်မိန်းမတဦးလည်းပါလာပါတယ်ထိုမိန်းမမှာပြင်သစ်နဲ့အင်္ဂလိပ်ကားပြခရီးယန်သာသနာပြုဆရာမဖြစ်ပါတယ်ကျန်တဦးမှာကုံတယ်ကြီးတဦးဖြစ်ပါတယ်ကျွန်ုပ်တို့လေမြန်ပေါ်သို့ရောက်ပြီးမကြာမီ၌လေမြန်ဟာစတင်၍ပြန်တမ်းมาတော့တယ်ကျွန်ုပ်တို့ထိုင်၍စီးတဲ့နေရာမှနေ၍လေမြန်မောင်းတဲ့ပိုက်လော့ကိုလှမ်း၍မြင်နေရပါတယ်တို့ရတွင်မှန်များကားထားပါတယ်လေမြန်ပြန်တမ်းတဲ့အခါနေကိုကြည့်၍အရှိအနောက်တောင်မြောက်ကျွန်ုပ်ကမ
မှတ်သားလျက်ရှိပါတယ်။လေယာဉ်များဟာဘန်ကောက်သို့သွားရန်အတွက်တောင်စုစုသို့ပြန်တန်းရမည်ဖြစ်ပါတယ်။တို့ရမှာလေယာဉ်ဟာမြောက်စုစုသို့ပြန်တန်းနေကြောင်းသတိပြုမိပါတယ်။ထို့ကြောင့်ကျွန်ုပ်ကဆရာကြီးစနေမောင်မောင်အားဆရာကြီးဘန်ကောက်မြို့ကတောင်ဘက်မှာရှိတယ်မဟုတ်လား။ဒီလေယာဉ်များကမြောက်စုစုကိုပြန်နေတယ်။ဟုပြောလိုက်ရာဆရာကြီးစနေမောင်မောင်ကပိုင်းလောကသူ့လို့သူသိပါတယ်ဗျာ။ဘန်ကောက်ရောက်တော့ဆင်းလိုက်ုံပေါ့။ဟုပြောပါတယ်။အချိန်တော်ကြာပြန်တန်းနေပါတယ်။ထို့ကြောင့်ဘုံဟောင်းကရှာကြီးဒီလေရင်ကြံမျိုးကဓာတ်စီတိတ်ပြီးမဆန့်ဘူးအခုပြန်နေတာလဲနိုင်တော်တော်ကြားနေပြီအခုပြန်နေတဲ့တော့တွင်ဓာတ်စီကုံသွားရင်တော့မြေရှိုးမိုးပြန်ခိုင်းကတတ်လို့မသေးပဲလင်းမြန်ပြက်ကြလို့သေးလိမ့်မယ်နော်ဟိုပြောလိုက်ရာဆရာကြီးစနေမောင်မောင်ကဘိုင်းလောကသူ့အလုပ်သူသိပါတယ်ဗျာဟုတ်ပြန်ပြောပါတယ်လင်းမြန်ဟာတောင်တန်းကြီးများကိုဖြတ်ကျော်နေပါတယ်ကျွန်တော်မှာအထုထိတ်လန့်လျက်ရှိပါတယ်ထို့နောက်တောင်တန်းပေါ်မှာလင်းမြန်ကွင်းတဲ့သို့မြေကြီးတစ်ခုကိုတွေ့တော့အခါထိုမြေကြီးပေါ်သို့ထိုးဆင်းပါတယ်ဆရာကြီးလေမြန်ကတောင်ပေါ်မှာဆင်းနေပြီးမဟုတ်တော့ဘူးထင်တယ်ဟုတ်ကျွန်ုပ်ကပြောလိုက်ရာဆရာကြီးစနေမောင်မောင်ကတိတ်တိတ်စီးစမ်းပါဗျာထင်မြင်ချက်တွေမပြောစမ်းပါနဲ့ဟုတ်ပြောပါတယ်လေမြန်ရပ်ပြီးတော့အခါပိုင်းလောဟာအောက်သို့ဆင်းပြီးကျွန်ုပ်တို့ခရီးတဲ့အားလုံးအားအောက်သို့ဆင်းရန်ခြေဟန်လက်ဟန်နဲ့ပြပါတယ်ကျွန်ုပ်တို့လည်းအောက်သို့ဆင်း၍အညောင်းညာဖြေးကြပါတယ်ထော်ခါ၌ဘွန်ဟောင်းကဆရာကြီးလေစိတ်တုံးကဒီလေမြန်ကိုမောင်းမဲ့သူနဲ့ဟိုလူတွေကိုမိတ်ဆက်ပေးတာကျွန်တော်ကောင်းကောင်းသတိထားမိတယ်။လေမြန်မောင်းမဲ့လူဟာအင်္ဂလိပ်လူမျိုးပြဒီလူကအင်္ဂလိပ်မဟုတ်ဘူးမျက်ပေါက်ချင်းချင်းမျက်နှာဝိုင်းဝိုင်းအသားဝါဝါပြမဟုတ်မှလွဲ့ရောဒီလေမြန်ကိုဒီလူခိုးပြီးမောင်းလာတာခရီးသည်တွေကိုပြန်ပြီးဆွဲချင်လို့ပဲဟုတ်ပြောလိုက်တာကြောင့်ဆရာကြီးစနေမောင်မောင်လည်းထိုလေရင်မှုကိုကြည့်လိုက်ပြီးနောက်အင်္ဂလိပ်စကားဖြင့်မိတ်ဆွေလေမြန်ကိုဘယ်မောင်းသွားမလို့လဲဟုတ်မေးလိုက်ရာထိုလေရင်မှုကခါးကြမှတနတ်ကိုထုတ်၍ရင်ဝသို့ချိန်ပြီးလျင်ငင်ငင်လေးလိုက်ခဲ့စကားမများနဲ့ဟုပြောလိုက်လေတယ်ထို့ကြောင့်ဆရာကြီးစနေမောင်မောင်ကကောင်ထုံးရီကျုပ်တို့ကံကြမ္မာကတမျိုးဖြစ်သွားပြီဗျဒီလေရင်မှုဟာလေရင်မှုအစ်စ်မဟုတ်ဘူးဗျဟိုလေရင်မှုအစ်စ်ကိုလေရင်ရုံးကန်းထဲမှာရိုက်နှက်ပြီးချုပ်ထားခဲ့မယ်ဗျပြီးတော့မှအဲ့ဒီလေရင်မှုရဲ့အဝတ်စားတွေဝတ်ပြီးသူကဒီလေရင်ကိုတက်မောင်းလာတာဖြစ်လိမ့်မယ်ကျုပ်တို့၃ယောက်နဲ့တော့မပတ်သက်ဘူးဗျဟို၄ယောက်ထဲက၁ယောက်ကိုဖမ်းကျင်လို့ပဲဟုတ်ပြောလိုက်ပါတော့တယ်ဖမ်းပြီဆိုရင်တော့ကျွန်တော်တို့ကိုလည်းလွှတ်ထားမှာမဟုတ်ဘူးရောပြီးဖမ်းထားမှာပဲကျွန်တော်တို့ဘယ်လိုပြန်ထွက်မလဲဆိုတာစဉ်းစားရတော့မယ်ဟုတ်ဘွင်ဟောင်းကပြောလိုက်ပါတယ်ထိုအခါစနေမောင်မောင်ကတခုတော့ရှိတယ်ဗျမြေရှိုးမိုးပြန်ကိုင်းကအသေးမဲ့ကျုပ်တို့ကိုလိုက်ပြီးတတ်မှာမဟုတ်လားအခုလိုဖြစ်သွားတော့ဒီငတိတွေကျုပ်တို့ကိုမျက်ခြေပြတ်သွားပြီးအဲ့ဒီအချက်ဟာတေဘေးကလွတ်သွားတဲ့အချက်မဟုတ်လားနောက်တနေရာမှာအဖမ်းခံထားရရင်တော့အဲ့ဒီခါမှပဲလွတ်ပေါက်ကိုစဉ်းစားရမယ်ထို့နောက်ကျွန်ုပ်တို့အားစိတ်အေးအေးနေရန်မှားကြထားသဖြင့်ကျွန်ုပ်တို့လည်းကြောက်စိတ်များပြေပြောက်စေရန်မိမိကိုမိမိနှစ်သိမ့်ပြီးနေကြရပါတော့တယ်။ညမကြမီမြေဘူးကလေးများပေါ်မှာဓာတ်စီပုံများတင်ဆောင်လာတဲ့ကြေးဝါသားတစုရောက်ရှိလာတယ်။ကြေးဝါသားတို့နဲ့ကျွန်ုပ်တို့လေရင်မှုပိုင်းလောဟာစကားပြောကြတယ်။ပြီးတာနဲ့လေရင်ကွင်းမှာဓာတ်စီဖြည့်ကြတယ်။ထိုအခါမှာဘွန်ဟောင်းကဆရာကြီးစနေမောင်မောင်စဉ်းစားကြည့်စမ်းပါအောင်ဒီလိုခေါင်တဲ့နေရာမှာလေရင်ဓာတ်စီကဘယ်လိုလုပ်ရတယ်လဲ။ဒီနေရာကြရင်စီဖြစ်မယ်ဆိုပြီးပိုင်းလောကစီစဉ်ထားတာကြိုတင်ကြံစည်ပြီးလှုပ်ထားတဲ့အလုပ်တွေပဲဒီကနေပြီးကျွန်တော်တို့ကိုဘယ်ကိုခေါ်သွားမလဲဟုတ်ပြောပါတယ်ဘယ်ကိုပဲခေါ်ပါဘုံအောင်ရဲ့ဒီကဘာပေါ်မှာနေမဲ့ခေါ်လို့ရမှာပါတို့ပြန်တတ်ပါတယ်မပူပါနဲ့ကွာဆရာကြီးစနေမောင်မောင်ကပြောပါတယ်ဓာတ်စီဖြည့်ပြီးတဲ့အခါမှာပိုင်းလို့လေကျွန်တော်တို့ကိုတနက်နဲ့ချိန်ပြီးမင်းတို့တေရွာကိုသွားချင်လို့လားပြောလိုက်ရင်ဆရာကြီးစနေမောင်မောင်ကအဲ့ဒီတော့လေရောက်ဖူးတာပေါ့ကိုလူရဲ့ဟုတ်ပြန်ပြောလိုက်ပါတယ်မြောင်များစွာသောတောင်များကိုဖျက်ကျော်လာခဲ့တယ်တောင်များမှာမြင်မာလွန်းတာကြောင့်တောင်ထုများပေါ်မှာနေများခဲနေသည်ကြီးဖြစ်ပါတယ်အချိန်တော်ကြာပြန်တန်းပြီးတာနဲ့တောင်တစ်ခုပေါ်ရှိမြေကွက်လက်ပေါ်မှာလေရင်ဟာထိုးဆင်းมาတော့တယ်လေမြန်ဆင်းပြီးတော့ခါမှာပိုင်းလောဟာလေရင်ပေါ်မှာဆင်းပြီးတာနဲ့အနည်းရှိမြက်ခင်းပြင်ပေါ်မှာအမောဖောက်နေပါတော့တယ်ထို့သောအမောဖောက်နေရမှမျက်ဖြူလန်းပြီးတော့အသက်ထွက်သွားပါတော့တယ်လေရင်မှုကတော့ချော့သွားပြီဟုတ်စိတ်ပြက်အားငယ်တော်လေတံဖြင့်ဘွန်ဟောင်းကပြောပါတယ်ဘွန်ဟောင်းရဲ့ဟိုလူစုက4ယောက်ဒုက္ခ3ယောက်စုစုပေါင်း9ယောက်ဒုက္ခတွေ့ကြတာကိုကဖောက်ပြီးမကြီးစမ်းပါနဲ့ဟုတ်စနေမောင်မောင်ကပြောပါတယ်ထိုအချိန်မှာဗြိတိရှဝန်ထမ်းကောင်စစ်ဝန်ဟာအကြိမ်ပေါင်းများစွာကျေးဇူးတင်ကြောင်းပြောပါတော့တယ်ကျွန်ုပ်တို့9ယောက်ဟာမြက်ခင်းပြင်ပေါ်မှာခြေပြစ်လက်ပြစ်ထိုင်နေကြတယ်ထိုအချိန်မှာလူတန်များကြားတာကြောင့်လှမ်းမြော်ကြည့်ရှုလိုက်တယ်ခမပြောတဲ့အင်္ဂလိပ်စကားဟာသိပ်ပြီးပြင်းပြီးတာပဲအင်္ဂလိပ်စကားကိုခမဘယ်မှာသင်ခဲ့တာလဲဟုတ်မေးလိုက်ရာ
ထီဆောင်သူကကျွန်တော်ဟာကင်ဘရက်တက်ကတော်မှာဘွဲရခဲ့ပါတယ်ဟုပြန်ဖြေတယ်။ဒီတခြားကောင်စစ်ဝန်ဟာမျက်လုံးလဲ၍သွားပါတယ်။ထုံးတော့မှာဒီလောက်ခေါင်းတဲ့ဒေတာကနေကင်ဘရက်တက်ကတော်နှစ်ထီလာပြီးကြောင်းတက်ပြီးဘွဲဥတဲ့ဆိုတာအံ့ဩစရာပဲဟုပြောလျင်ထီဆောင်သူကကြိုင်သူညွှန်ပြ၍အဲ့ဒီတောင်ကြားကိုခေါ်သွားရမှာခမည်းကိုအလွန်တွေ့ကျင်နေတဲ့လာမဆရာတော်ကြီးကစောင့်နေတယ်ကြံတဲ့လူတွေကအပူပါလာတာတွေပါခမည်းကတော့အရေးကြီးဆုံးပဲကျုပ်တို့လူတွေများကြီးလာတာကခမည်းတို့ကိုဒုက္ခပေးဖို့မဟုတ်ဘူးဟိုဘက်ရောက်ရင်တောင်ကြားလန်းတွေကအလွန်ကျင်းတယ်ချောပြီးကျသွားရင်တောင်အောက်ကိုရောက်သွားပြီးအယုဒ္ဓချာအသားတခြားစီဖြစ်သွားမယ်ဒါကြောင့်ခမည်းတို့ကိုတွဲဖို့ခေါ်လာတာဟုတ်အင်္ဂလိပ်စကားဖြင့်ပဲပြန်ပြီးပြောပါတယ်ထိုအခါကောင်စစ်ဝန်များခေါ်ရသို့လိုက်ပါသွားကြရလိမ့်တယ်ထိုလူစုဟာကျွန်ုပ်တို့ကိုတောင်ပေါ်မှချော်မကြအောင်ကြိုးများတိုင်းချီ၍ဆွဲသွားကြတယ်လမ်းမှာစနေမောင်မောင်ကကဲကိုရင်ကြီးခမည်းတော်ကဒီကောင်စစ်ဝင်ကိုဒီကိုမရမကခေါ်လာတာဘာသဘောလဲပြန်ပြီးဆွဲလာတာလားလို့မေးလိုက်ရထိုသူကပြန်ပြီးဆွဲတာမဟုတ်ပါဘူးကျုပ်တို့ဆရာကြီးကသူတော်ကောင်းတဦးဖြစ်နေတယ်ဆိုတာလည်းသိရတယ်သူ့ရဲ့ဆန္ဒကတော့ဆရာတော်လောင်းကိုဒီကိုမရမကရအောင်ခေါ်ပြီးလာမကျောင်းတော်ကြီးကိုပြန်အပ်ဖို့ပါပဲဟုရှင်းပြပါတယ်ထိုအခါစနေမောင်မောင်ကခမည်းပြောတဲ့အတိုင်းဆိုရင်ဒီကောင်စစ်ဝင်ဟာလာမဖုံးကြီးဝင်စားတာပေါ့အတော်ကိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာပါပဲဟုပြန်ပြောပါတယ်ပြီးနောက်စနေမောင်မောင်ကပင်ခမည်းတို့ဒီမှာနေအောင်မှာပဲဥစ္စာလာတာတဲ့ညမှာလာကိုကြည့်လိုက်ပေါ့တခြားဒေသမှာလို့လာကအဝါမဟုတ်ဘူးဗျဒီဒေသမှာကလာဟာအပြာရောင်ဖြစ်နေတယ်စဉ်းစားကြည့်လို့ရတာကတော့လမ်းကျုပ်တို့မျက်လုံးထဲမှာရေခဲမုံတွေထပ်နေတာနဲ့တူပါရဲ့ဗျာဒီနေရာကနေတီးဘက်မြို့တော်ဖြစ်တဲ့လာစာမြို့ကို12မိုင်ဝေးတော့တယ်အဲ့ဒီမှာရှိတဲ့မာလာကျောင်းတော်ကြီးပြီးရင်ဒီမှာရှိတဲ့လာမာကျောင်းတော်ကြီးဟာဒုတိယအကြီးဟုရှင်းပြလိုက်ပါတယ်အခန်း7နှစ်ရင်နွေးချမ်းတောင်နီကျွန်ုပ်တို့ဟာထိုလူစုနဲ့လိုက်ပါသွားရာတောင်ကြားဒေသသို့ရောက်ရှိခဲ့ပါတယ်ထိုတောင်ကြားဒေသဟာလွင်ပြင်ဖြစ်ပါတယ်မြက်ခင်းများလည်းစိမ့်နေပါတယ်ကြောက်တောင်တစ်ခုကိုထွန်းပြီးတော့အထက်ပိုင်းမှာလာမာကျောင်းတော်ကြီးတစ်ခုစောက်လုပ်ထားပါတယ်လွန်စွာမှခမ်းနားလာတယ်အမိုးကြီးတစ်ခုလုံးမှာရွှေနဲ့ပြုတ်လုပ်ထားတယ်ထိုကျောင်းတော်ကြီးရဲ့အရှိတ်ဘက်မှာတန်းရသဖွယ်စောက်လုပ်ထားတဲ့အဆောက်အဦတစ်ခုရှိပါတယ်ကျွန်ုပ်တို့ကိုထိုတန်းရတဲမှာပင်ထားကြပါတယ်အစားအသောက်များကိုလည်းထိုနေရာသို့ပင်လာကျွေးကြပါတယ်အစားအသောက်များမှာတက်တက်လွတ်များသာဖြစ်ကြပါတယ်ရွှေဖယုံသည်မုံလာဥစားတာတို့ကိုစီပြန်ချက်ထားတယ်အသီးနှံများလည်းလက်ဆက်တာကြောင့်လွန်စွာအရသာရှိပါတယ်ညပိုင်းသို့ရောက်သောအခါမှာကျွန်ုပ်တို့လှမ်းမြင်နေရတဲ့တောင်အောက်မှာမီးတုံများနဲ့ရွေလျားနေတဲ့လူဒန်းကြီးကိုတွေ့ရပါတယ်ထိုချိန်မှာနေကင်းကကျွန်ုပ်တို့ကိုခေါ်ဆောင်လာတဲ့ထီဆောင်ထားတဲ့လူဟာကျွန်ုပ်တို့အနီးကိုရောက်လာပြီးတော့ခမည်းတော်စီးလာတဲ့လေရင်ပိုင်းလော်တည်သွားပြီမဟုတ်လားသူအတူပါကိုချတာပါတခြားမဟုတ်ပါဘူးဟုပြောပါတယ်ညနေစာထမင်းကျွေးပြီးတော့အခါမှာကျောင်းတိုင်ဆရာတော်လာမဖုံးတော်ကြီးကကျွန်ုပ်တို့9ဦးကိုတွေ့လို့သည်ဆိုတာကြောင့်ထီဆောင်တဲ့ပုဂ္ဂိုလ်ကဥဆောင်ပြီးတော့ခေါ်သွားပါတယ်ကျောင်းတော်ကြီးကိုထွန်းပြီးပြုလုပ်ထားတဲ့လာမကျောင်းတော်ကြီးရဲ့ကြောက်လေကားမှနေပြီးတော့ဆက်သွားရပါတယ်လေကလေးများကိုကျွန်ုပ်အနေနဲ့ရေတွက်ကြည့်ရာ149တိရှိကြောင်းတွေ့ရပါတယ်လေကားထိပ်ရောက်တဲ့အခါမှာညာဘက်ကိုစောင်းငယ်ကြည့်လိုက်ရာမိဖို့ကြောင့်ကိုတွေ့ရပါတယ်မိဖို့ကြောင့်မှာရွှေဖယုံသီးများမုံလာဥနီများကိုလာမဖုံးတော်ကြီးအချို့လှီးနေကြပါတယ်ထီဆောင်တဲ့ပုဂ္ဂိုလ်ကကျွန်ုပ်တို့ကိုအင်္ဂလိပ်ဘာသာနဲ့ဒါကစွန့်ချက်ဆောင်မှာဒီဆောင်ရဲ့နာမည်ကရံပလို့ခေါ်တယ်ဖုံကြီးတွေကိုမနဲ့အာယုံစွန့်ကပ်ဖို့အခုကတည်းကလုပ်ရတယ်ဟုရှင်းပြပါတယ်ထို့နောက်ကျွန်ုပ်တို့ကိုကြောက်သားဇင်းကြလန်းတစ်ခုမှဖြတ်ခေါ်သွားပြီးတော့ဆရာတော်ရဲ့ဧကန်းသို့ခေါ်သွင်းလိုက်ပါတယ်ဆရာတော်ရဲ့ဧကန်းဆောင်မှာအထူးပင်တက်ရသားနာလှပါတယ်လွန်စွာလှပတဲ့တစ်များကိုအကွက်ဖော်ပြီးတော့ခင်းထားပါတယ်အချို့နေရာများမှာမှုရှိကော်စောကြီးများခင်းထားတယ်လူတရက်ခန့်ရှိတဲ့ကျွေးပန်းအိုးကြီးများထောင်ထားတယ်ကျွေးပန်းအိုးကြီးများထဲမှာငပြောပင်ပေါင်များထည့်ထားတယ်အချို့အပင်တွေငပြောသီးများတီးနေပြီဖြစ်ပါတယ်ကျောင်းနိုင်ရန်များမှာနိုင်ရန်ကပ်မှန်ဗီယိုများလည်းထားပါတယ်ထိုမှန်ဗီယိုထဲမှာစာအုပ်အမြောက်များစီထားပါတယ်စာအုပ်များမှာအင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့စာအုပ်များကြီးသာဖြစ်ပါတယ်တနေရာမှာအင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့မဂ္ဂဇင်းများဂျာနယ်များကိုတွေ့ရပါတယ်ပြီးခဲ့တဲ့လကမှထုတ်ဝေထားတဲ့မဂ္ဂဇင်းနဲ့ဂျာနယ်များကိုတွေ့ရတာကြောင့်လွန်စွာအံ့ဩမိပါတယ်ဤမြခေါင်းသောနေရာသို့ထိုစာအုပ်များမိတို့မိပုံရောက်လာသည်နီဆိုကုန်မူစဉ်းစား၍မရနိုင်အောင်ရှိပါတော့တယ်အခန်းရဲ့ထောင်းတစ်ထောင်မှာလွန်စွာပြောင်းလဲတဲ့စန္ဒယာတစ်လုံးကိုတွေ့ရပါတယ်ထိုစန္ဒယာပေါ်မှာကျိုးလေးချောင်းတက်ပြတ်ဆောင်တစ်လက်ကိုတွေ့ရတယ်လက်ရှိဆရာတော်ကြီးဟာလွန်စွာကြီးမားတဲ့နောက်မီကလထိုင်ကြီးပေါ်မှာတက်တောင်တက်တာမိပြီးတော့ထိုင်နေပါတယ်ဆရာတော်ကြီးဟာထ
ထီဆောင်သောပုဂ္ဂိုလ်အားထွန်းမာကိုပြောလိုက်ဧည့်သည်တွေအတွက်ရင်နွေးချမ်းလာဖို့ကြီးဟုဆိုသဖြင့်ထီဆောင်တဲ့ပုဂ္ဂိုလ်လည်းအခန်းတစ်ခုတွင်သို့ဝင်သွားပါတယ်။များမကြာမီမှာတွေ့လျချောမောတဲ့မိန်းကလေးတဦးထိုအခန်းမှာရင်နွေးချမ်းကြရနဲ့ပကံများကိုတဲ၍ထွက်လာတာကိုတွေ့ရပါတယ်။ထိုမိန်းကလေးရဲ့သပင်ဟာလွန်စွာရှည်လျားပါတယ်။သူ့ရဲ့ဒူးကောက်ခွက်ကိုပင်ကျိုးနေပြီဖြစ်တယ်။သူ့ရဲ့သပင်မှာပန်းရောင်နှင်းစီအငုံလေးတစ်ငုံပန်ထားတယ်။ထိုမြတ်ဝင်းကလေးဟာကျွန်ုပ်တို့အနီးသို့ရောက်လာသောအခါမှာကြွေပကံလှလှလေးများတွင်သို့ရင်နွေးချမ်းများငှဲ့ကတဦးစီကိုလိုက်၍ပေးပါတယ်။ကျွန်ုပ်လည်းလက်တွင်သို့ရောက်လာတဲ့ရင်နွေးချမ်းကိုတစ်ချက်တည်းမောချပစ်လိုက်တယ်။ထိုချင်းရာကိုမြင်တော့ဆရာတော်ကထီဆောင်သောပုဂ္ဂိုလ်ဟာဟိုဧည့်သည်ဟာရင်နွေးချမ်းကောင်းကောင်းမတော့တာဘူး။မင်းတင်ပြပေးလိုက်ပါဟုဆိုသဖြင့်ထိုပုဂ္ဂိုလ်ဟာကျွန်ုပ်နီးသို့ရောက်လာပြီးတော့ရင်နွေးချမ်းကိုဒီလိုတစ်ချက်တည်းမမောရဘူးမိတ်ဆွေပါဇက်ဖျားမှတိပြီးတစ်ဖြည်းဖြည်းချင်းစုပ်ယူပြီးတောက်ရတယ်ပထမတစ်စုပ်တောက်ပြီးတာနဲ့စိတ်ထဲကနေရင်နွေးချမ်းတိုက်တဲ့လူကိုဂျေဇူးတင်စကားပြောရတယ်ဒုတိယတစ်စုပ်တောက်ပြီးတဲ့အခါမှာဒီရင်နွေးချမ်းမှာခတ်တဲ့လက်ဖက်ချောက်ကိုရအောင်လက်ဖက်ပင်စိုက်ခဲ့တဲ့လူကိုဂျေဇူးတင်ကြောင်းစိတ်ထဲကပြောရမယ်ဒုတိယစုပ်တောက်တဲ့အခါမှာအခုလိုအေးအေးချမ်းချမ်းရင်နွေးချမ်းတောက်နိုင်ခွင့်ရတဲ့အတွက်လောကကြီးကိုဂျေဇူးတင်ကြောင်းစိတ်ထဲကပြောရမယ်အဲဒီလိုဖြည်းဖြည်းချင်းတောက်မှမှန်တယ်အခုမိတ်ဆွေတောက်တာရင်နွေးချမ်းတောက်တာနဲ့မတူဘူးဘိုက်ထဲကိုမြန်မြန်ရောက်သွားဖို့အရေးကြီးတယ်ဆိုပြီးဆေးတောက်တယ်လို့တောက်နေတယ်အဲဒီလိုတောက်ရင်ရင်နွေးချမ်းရဲ့အရသာကိုသိမှာမဟုတ်ဘူးရင်နွေးချမ်းတစ်ခွက်တောက်ပြီးရင်လဲဟိုးမှာအငံမုံလေးတွေလာပြီးချပေးထားတိုင်းအဲ့ဒါလေးတွေကိုမြည်လိုက်ပါအောင်ပြီးတော့ရင်နွေးချမ်းပကံကိုလည်းလေးစားတဲ့အနေနဲ့လက်နှစ်ဖက်နဲ့ကင်ပါအဲဒီလိုတောက်မယ်ဆိုရင်ခမရအနေနဲ့ညံကောင်းသွားမယ်အုံနောက်တွေကြည်လွန်းသွားမယ်ဟုရှင်းပြပါတယ်ကျွန်ုပ်လည်းလွန်စွာရှက်သွားပါတယ်ထိုချိန်မှာဆရာတော်ကဟောဒီမိန်းကလေးနာမည်ကထွန်းမာတဲ့ဒီเจ้าကိုရောက်နေတာတရားအားထုတ်ဖို့ပါပဲသူ့ကိုပဲလက်တို့လက်တောင်ခိုင်းနေရတယ်ခရီးပြင်းနေပြီးပင်ပန်းလာတဲ့ဧည့်သည်တွေကိုသူကပြက်ဆောင်တီးပြီးဖြောပြပါလိမ့်မယ်လို့အင်္ဂလိပ်ဘာသာစကားနဲ့မိန့်တော်မူပါတယ်ထို့နောက်ထွန်းမာဘက်သို့လှည့်ကတီးဘက်ဘာသာစကားနဲ့ပြောလိုက်ရမှာထွန်းမာဟာစံတရားပေါ်မှပြက်ဆောင်ကိုယူ၍တီးခတ်ကကျိုးများကိုညှိနေပါတယ်ကျိုးညှိပြီးသောအခါမှာကျွန်ုပ်တို့မြန်မာလူမျိုးတိုင်းကြားဘူးတဲ့ညမန်းဂီရီတခြင်းကိုတီးခတ်ပါတော့တယ်ဆရာကြီးစနေမောင်မောင်ဟာနားထောင်ရင်လက်ဖြောက်တီးပြီးတော့စီးလိုက်ပေးနေတယ်တချို့နေရာများမှာတခြင်းပင်ဝင်ပြီးတော့ဆိုပေးလိုက်သေးတယ်ထိုတခြင်းဆုံးသွားပြီးသောအခါမှာကျွန်ုပ်တို့ကလက်ခုပ်တီးပြီးတော့ဩဘာပေးပါတယ်ထွန်းမာကပြက်ဆောင်တဲ့အတူပင်ထူမချာနာဘုံတော်ဘွဲကိုတီးပြပြန်တယ်ဆရာကြီးစနေမောင်မောင်ဟာလက်ဖြောက်တီးပြီးတော့စီးလိုက်ုံများမှာကထိုတခြင်းကိုအစအဆုံးဝင်ဆိုပေးပါတော့တယ်ထို့နောက်နိုင်ငံတော်တခြင်းဆန်ဆန်ဆက်ဆိုထားတဲ့ဟုတ်အင်္ဂလိုရီဆိုတဲ့အင်္ဂလိပ်တခြင်းကိုဆိုပြန်ပါတယ်ထိုအခါမှာဗြိတိရှကောင်စစ်ဝင်ကထိုတခြင်းကိုလိုက်၍ဆိုပြန်ပါတယ်ထို့နောက်ဆရာတော်ကြီးဟာထွန်းမာကိုတွားခွင့်ပြုလိုက်ရာထွန်းမာဟာပြာဆောင်ကိုစန်းရပေါ်သို့ပြန်တင်ကထွက်သွားပါတော့တယ်ထီဆောင်သောပုဂ္ဂိုလ်ဟာကျွန်ုပ်နီးသို့ကပ်ပြီးလျင်ထွန်းမာကအတော်ထူးတဲ့မိန်းကလေးခမများတို့ကိုမြန်မာလူမျိုးတွေမှန်သိလို့ရှေးမြန်မာတခြင်းနဲ့ဧည့်ခံတာပြင်သစ်လူမျိုးတွေဆိုရင်လည်းပြင်သစ်တခြင်းနဲ့ဧည့်ခံတယ်အိန္ဒိယလူမျိုးတွေဆိုရင်လည်းရှေးဟောင်းအိန္ဒိယတခြင်းနဲ့ဧည့်ခံတယ်ဧည့်သည်လာရင်တော့ဧည့်သည်တွေကိုတိုက်ဖို့ရင်နွေးချမ်းလဲသူပဲကြူရတယ်ဧည့်သည်ကိုလည်းသူပဲရင်နွေးချမ်းတိုက်တယ်ပြာဆောင်တီးလဲသူပဲတီးရတယ်ပြီးတော့သူကစမ်းနေရလဲအတီးကောင်းတယ်ကဘာကျော်ဂီတဆရာကြီးဘီတိုပင်ရဲ့တီးခွက်တွေကိုသူကအလွတ်ရတယ်တရောလဲထိုးတတ်တယ်ကဘာကျော်ဂီတဆရာမိုးဆက်ရဲ့လက်တံကိုသူကရအောင်ထိုးနိုင်တယ်ဆရာတော်ကြီးမကြမ်းမမာဖြစ်တဲ့အခါသူကတရောထိုးပြရတယ်သူ့ရဲ့တရောကိုနားထောင်ပြီးရင်ဆရာတော်ကြီးဟာနေကောင်းလာတာများတယ်ဟုပြောပါတယ်ဒီကိုဧည့်သည်9ယောက်လာကြပြီးကြံတဲ့6ယောက်ကတော့ခရီးလမ်းကြုံလို့ရောက်လာတာပါကျုပ်တကယ်တွေးဖို့စူးစမ်းတာကတော့ဟောဒီဗြိတိရှာကောင်စစ်ဝင်ပါပဲလို့ဆရာတော်ကြီးကအင်္ဂလိပ်ဘာသာစကားနဲ့မိန့်တော်မူပါတယ်ကျွန်တော်ဟာဒေါ်ခေါင်ကောင်မှာနေတဲ့တိဘက်ဖုန်ကြီးရဲ့အင်္ဂလိပ်စကားပြောပုံကိုလွန်စွာသဘောကျနေပါတယ်ဒါကြောင့်မေးမယ်လို့ကြံရဆရာကြီးစနေမောင်မောင်ကကျွန်ုပ်ကိုလက်ကုပ်ပြီးတော့ဘာမှမမေးနဲ့ကိုအောင်ထွန်းသူကဆက်စုတာမကြိုက်ဘူးဟုပြောလိုက်မှကျွန်ုပ်ရဲ့အကြံစီကိုလက်လျှော့လိုက်ရပါတော့တယ်အခန်း73စနေမောင်မောင်နဲ့ဆရာတော်ကြီးတွေ့ဆုံချိန်ညပိုင်းသို့ရောက်ရင်ဗြိတိရှကောင်စစ်ဝန်တဦးတည်းကိုဆရာတော်ကခေါ်ယူပြီးတော့တွေ့ဆုံပါတယ်ထို့သူပြန်လာတဲ့အခါအတော်ညစ်နေနေပြီဖြစ်ပါတယ်ထို့သူပြန်လာတဲ့အထိစနေမောင်မောင်ဟာစောင့်နေပြီးနောက်ကောင်စစ်ဝန်ကြီးဘာထုတ်တယ်လဲလို့မေးလိုက်ပါတယ်ထိုအခါကောင်စစ်ဝန်ကထူးတာတော့မပြောပါနဲ့ဗျာကျုပ်ကိုအဲ့ဒီဆရာတော်ကြီးကဆရာတော်လို့ခေါ်တယ်ကျုပ်ကပြီးခဲ့တဲ့ဘဝတုန်းကဒီเจ้าမှာ
ကြောင်းထိုင်ခဲ့တဲ့ဆရာတော်ကြီးတဲ့သူ့ရဲ့ဆရာရင်းနဲ့ဒီကနေတေလွန်ပြီးတော့မှဗြိတိရှလူမျိုးသွားဖြစ်တာတဲ့ကျုပ်ကိုဒီကိုရောက်အောင်ခေါ်ဖို့အတွက်သူတို့အနေနဲ့အများကြီးကြိုးပမ်းခဲ့ရတယ်တဲ့ဒီဘက်တယောက်ကိုအင်္ဂလန်လွတ်ပြီးအင်္ဂလိပ်စကားနဲ့အင်္ဂလိပ်စာကိုတတ်အောင်သင်ခိုင်းပြီးမှဗြိတိရှလေတပ်ကိုဝင်ခိုင်းတာတဲ့လေတပ်ရောက်လို့လေရင်မောင်းသမားဖြစ်တဲ့အခါမှာအခါခွင့်ကြည့်ပြီးကျုပ်ကိုမရရအောင်ဒီကိုလာဖို့တာဝန်ပေးလိုက်တာတဲ့အဲ့ဒီဒီဘက်ကလည်းနှစ်ပေါင်းများစွာဘဝကိုယဉ်နီမြုပ်နှံပြီးပေးလိုက်တဲ့တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ရှာတယ်ဒါပေမဲ့သူမှနှလုံးရောဂါခံရှိနေလေတော့ကျုပ်ကိုဒီလဲပို့ပြီးတော့သူလဲဆုံးသွားရှာတယ်ဆရာတော်ကြီးကဘီယိုကြီးတစ်လုံးထဲကလာမဆရာတော်ကြီးတွေဝတ်တဲ့ဝေယုံကြီးတွေထုတ်ပြတယ်အဲ့ဒါကြီးတွေအရင်ဘဝကကျုပ်ဝတ်ခဲ့တာတဲ့ဆရာတော်ကြီးတွေစောင်းတဲ့အုတ်ထုံနေကြီးတစ်လုံးလဲထုတ်ပြတယ်အရင်ဘဝကကျုပ်ဆောင်ခဲ့တာတဲ့ကျုပ်ရှင်ဗျာသူပြောတဲ့စကားတွေနားထောင်ပြီးယူတောင်ယူကျင်သွားတယ်သူ့ရဲ့နောက်ဆုံးဆိုလိုချက်ကတော့အင်္ဂလန်ကိုမပြန်တော့ပဲဒီမှာပဲကြောင်းထိုင်ဆရာတော်ကြီးပြန်လုပ်ဖို့တိုက်တွန်းနေတယ်ဟုတ်ပြန်ပြောပါတယ်ထိုအခါဆရာကြီးစနေမောင်မောင်ကအဲ့ဓာတွေကိုကောင်စစ်ဝင်ကြီးကယုံသလားဟုတ်မေးပါတယ်ထိုအခါကောင်စစ်ဝင်ကကျုပ်ယုံတာမယုံတာရေးမကြည့်ဘူးသူကအဲ့ဒီတိုင်ယုံနေလေတော့ကျုပ်အနေနဲ့ဒီကနေပြန်သွားဖို့မလွယ်တော့ဘူးဗျခမည်းတော်၃ယောက်ကြောင်းလည်းပြောသေးတယ်ခမည်းတော်ဟာလူကောင်းတွေမဟုတ်ဘူးတဲ့လူဆိုးတွေတဲ့သူများပိုင်နဲ့ရှေးဟောင်းကျန်းစာအုပ်နှစ်အုပ်ကိုခိုးယူပြီးထွက်ပြေးလာတဲ့လူတွေတဲ့ကျန်းစာအုပ်ပိုင်ရှင်တွေကကဘာအနှံ့မြေလှန်ပြီးရှာလိုက်မယ်တဲ့တွေ့တာနဲ့တက်ပြစ်လိုက်မယ်တဲ့ခေါင်းဆောင်လုပ်တဲ့ခမည်းဟာစနေကြိုးတဲ့ခမည်းတပည့်တရုတ်နဲ့တူတဲ့လူဟာမူရစ်စေဝါသုံးဆွဲတဲ့လူတဲ့နောက်တစ်ယောက်ကတော့ခမည်းကိုယုံကြည်ပြီးလိုက်လာတာတဲ့သူကတော့ကြောက်တတ်တယ်တဲ့ကံကောင်းတဲ့စကားတစ်ခွန်းကတော့ခမည်းတို့၃ယောက်စလုံးသူများလောက်ကြံလို့မသိပါဘူးတဲ့လက်မှတ်တင်ကလေးလွတ်သွားမှာပါတဲ့နောက်နောက်ကိုတော့ဒီလိုစိုးသွမ်းတဲ့အလုံးမျိုးမလုပ်ဖို့လိုတယ်တဲ့ခမည်းတော်ကိုရှာရင်းနဲ့ပဲရှာတဲ့လူတွေလူစုကွဲပြီးအဖွဲကြီးပြက်သွားလိမ့်မယ်တဲ့ခမည်းတော်လည်းကျန်းစာအုပ်ထဲကမြေပုံအတိုင်းယတနာတွေကိုရှာတဲ့နေရာမှာယတနာတွေမရဘဲအချင်းကြီးဖြစ်သွားလိမ့်မယ်တဲ့ဟုတ်ပြောပါတယ်ဆရာကြီးစနေမောင်မောင်လည်းထိုအကြောင်းကိုကျွန်ုပ်ကိုပြောပြပါတယ်ထိုအခါကျွန်ုပ်ကယတနာတွေမရလို့မချမ်းသာရင်နေပါစီဆရာကြီးရဲ့မသေးရင်ပဲဟုတ်ပြောလိုက်ရဆရာကြီးစနေမောင်မောင်ကဒီလိုအသက်ဆွန်ပြီးစွန့်စားတာယတနာတွေရချင်လို့မဟုတ်လားယတနာတွေမရတော့ဘူးဆိုရင်ကျုပ်တို့ရှုံးပြီပေါ့ဟုတ်ပြောလိုက်ပါတယ်နောက်တနေ့ညနေမှာဆရာတော်ကြီးဟာစနေမောင်မောင်ကိုတီးခြားခေါ်ပြီးတွေ့ပါတယ်ဆရာကြီးစနေမောင်မောင်ပြန်လာတော့အခါကျွန်ုပ်ကဆရာကြီးဘာများထူးတယ်လဲဟုတ်မေးရဆရာကြီးစနေမောင်မောင်ကထူးပြီလားဗျာဆရာတော်ကြီးစီကပညာတွေအများကြီးရခဲ့တယ်ဗျဆရာတော်ကြီးကကျုပ်ကိုမြင်မြင်ချင်းတနာတယ်တဲ့သူများပိုင်နဲ့ယတနာတွေထားတဲ့မြေပုံကိုခိုးပြီးကြီးပွားချမ်းသာအောင်မလုပ်နေတယ်ကိုတိုင်းယတနာတွေလှုပ်တတ်အောင်ကြိုးစားလို့ပြောပြီးကျုပ်ကိုဖျားပြက်လို့ဂူပြက်ဟောင်းကြီးလိုတဲ့ကိုခေါ်သွားပြီးအဂိယအကြောင်းတွေပြောပြတယ်ပြီးတော့အဲ့ဒီဂူပြက်ကြီးထဲမှာပဲအဂိယထိုးတဲ့ဖိုးရှိတယ်ဗျသူကိုယ်တိုင်ဖိုးထိုးတယ်အဖိုးမတန်တဲ့တတ်ထုတစ်ခုကိုရွှေဖြစ်အောင်ကျုပ်ရှိမှတင်ထိုးပြတာဗျပြီးတော့သူကပြောသေးတယ်ဒီတက်ဟာထူးထူးဆန်းဆန်းတော့မဟုတ်ပါဘူးတဲ့တတ်ထုတွေကိုပုံပြောင်းပြတဲ့အတက်ပါပဲတဲ့အဲ့ဒီတော့တတ်ထုအကြောင်းတွေနားလည်ရမယ်တဲ့ပြီးတော့တတ်ထုတွေကိုပုံပြောင်းနိုင်တဲ့သဘာဝပစ္စည်းတွေအကြောင်းလည်းနားလည်ရမယ်တဲ့ဆရာတော်ကြီးကအသေးစိတ်လမ်းညွှန်တာပါပဲကျုပ်ကိုစိတ်တွေအကြောင်းရှင်းပြတယ်အဲ့ဒီလိုစိတ်တွေအကြောင်းရှင်းပြတဲ့နေရာမှာနန္ဒ9ပါးနဲ့ရုပ်ဓာတ်9ပါးကိုခွဲပြီးရှင်းပြတယ်ဗျဓာကစားခြင်းရဲ့လှုပ်ဝက်ချက်တွေကိုလည်းနိုင်နိုင်ချွတ်ချွတ်ရှင်းပြတယ်ပြီးတော့မှဖျားဆင်းသူတော်တဆူရှိခေါ်သွားပြီးသူများပစ္စည်းကိုဘယ်တော့မှမခိုးတော့ပါဘူးဆိုတဲ့အကြောင်းသစ္စာပြုခဲ့ရတယ်ပြန်ကာနီးမှကျုပ်ရဲ့ညာဘက်လက်ကိုဆွဲပြီးညံလန်းချောင်းနဲ့အသက်လန်းချောင်းဆက်သွယ်နေတဲ့လမ်းကြောင်းကလေးကိုထောက်ပြပြီးဒီလမ်းကြောင်းကလေးဟာအမေကိုယ်တိုင်ကပေးခဲ့တဲ့အမွေတောင်မရနိုင်ဘူးတဲ့ယတနာပစ္စည်းတွေအချောင်ရဖို့တော့မစင်စားနဲ့တဲ့မင်းတို့၃ယောက်စလုံးမှာအဲ့ဒီလမ်းကြောင်းပါနေတယ်တယောက်မှရမှာမဟုတ်ဘူးတဲ့ဖြစ်နိုင်ရင်ဓာတ်ပညာကိုတည်တည်ချာချာစီစဉ်စည်းပူးပြီးဒါကစားပါတဲ့အဲ့ဒီလမ်းပွင့်သွားရင်လိုသလောက်ရမယ်တဲ့အဲ့ဒီလိုလဲပြောလိုက်သေးတယ်ဗျလို့ရှင်းပြပါတယ်ကျွန်ုပ်နဲ့ဘွန်ဟောင်းလဲရန်သူလက်ချက်နဲ့မတိရဘူးလို့သိရတာကြောင့်ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်ထိုအခါဘွန်ဟောင်းကအဲ့ဒါသွေးတော့ထားလိုက်ပါတော့ဆရာကြီးရဲ့ကျွန်တော်တို့၃ယောက်ကဒီကနေဘဲတော့ပြန်ရမှာတော့ဟိုမေးလိုက်ရဆရာကြီးစနေမောင်မောင်ကဆရာတော်ကကျုပ်တို့ကိုအလိုမရှိပါဘူးဗျပြန်လွတ်မှာပါဒါပေမဲ့ပြန်မယ်လမ်းကတော့မလွယ်လာဘူးပြို့တောင်ထထတောသွဲ့သွဲ့ကိုခြေကျင်သွားရမှာဆရာတော်ကြီးရဲ့ဧကန်းကမြေပုံကိုကြည့်လိုက်တော့ယူနန်နယ်ကတောတွေတောင်တွေကိုဖျက်ရမှာဗျဟုတ်ပြောပါတယ်ထိုအခါဘွန်ဟောင်းကဆရာတော်ကြီးရဲ့ဧကန်းဝါမှာချိတ်ထားတဲ့
မျက်လုံးပြူးပြူးတောင်ဝေးကြီးကိုကိုင်းပြီးရှောက်နေတဲ့ဝိယုံတဲ့ပုံကြီးဟာဘယ်သူပုံလဲလို့မေးလိုက်ပါတယ်ဆရာကြီးစနေမောင်မောင်ကကျုပ်လည်းအဲ့ဒီပုံကြီးကိုစိတ်ဝင်စားလို့မေးမိတယ်ဗျနီဘောဘရင်တပားရဲ့တတ္တိယမြောက်သားတော်တဲ့ရဟန်းပြုပြီးသူ့ဆရာရဲ့စေခိုင်းချက်ကြောင့်တရုတ်ပြည်ထဲမှာသာသနာပြုသွားတာတဲ့သူတို့အခေါ်ပိုးတီတာမောလို့ခေါ်တယ်အဲ့ဒီပုဂ္ဂိုလ်ကြီးဟာပုဂ္ဂိုလ်လူကြီးတဲ့ကျုပ်လည်းအဲ့ဒီပုဂ္ဂိုလ်ကြီးအကြောင်းကိုတစုံတစကြားဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်ကြီးဟာဒီเจ้าတော်ကြီးမှာတဲသွားသေးတယ်တဲ့ဒါကြောင့်အမတ်တရသူ့ပုံကိုချိန်ထားတာတဲ့တရုတ်ပြည်ရောက်တော့လဲတရုတ်ပြည်မှာအလွန်နာမည်ကြီးတဲ့ရှောင်းလင်เจ้าတော်ကြီးမှာဆရာတော်ကြီးတွားပြီးဖြစ်နေသေးတယ်တဲ့သူတို့အတန်အတွက်နဲ့ပိုးတီတာမောခေါ်တာဗျကျုပ်တို့မြန်မာလိုဆိုရင်ဘောဓိဓမ္မဆရာတော်ကြီးပေါ့ဗျာဟုတ်ပြည့်စုံစွာရှင်းပြလိုက်ပါတော့တယ်အခန်း14အုံမဏိပတ်မေဟုံလာမဆရာတော်ကြီးဟာမကြဆရာကြီးစနေမောင်မောင်ကိုခေါ်၍တွေ့ပါတယ်ထို့ကြောင့်ကျွန်ုပ်ကဆရာကြီးကိုဆရာတော်ကမကြခေါ်ပြီးတွေ့တယ်ဘာကြောင့်တွေပြောလဲလို့မေးတဲ့အခါဆရာကြီးစနေမောင်မောင်ကကျုံနဲ့တွေ့တဲ့အခါတိုင်းရှင်းပြနေတာတွေကတော့အဂိယပညာတွေပါပဲဗျဆရာကြီးရဲ့စေတနာကတော့ဟိုဖွဲ့ဒီဖွဲ့ကယတနာတွေကိုမရရတဲ့နည်းနဲ့ရှောက်ပြီးယူနေတဲ့လုပ်ငန်းကိုရပ်တန်းကရပ်ပြီးရှေ့တပင်ဖြစ်တဲ့အဂိယနီကိုလိုက်စားစေခြင်းတဲ့သဘောပဲကျုပ်ရှိတယ်မဲ့သူဟာပြဓာကိုရွှေဖြစ်အောင်ထိုးပြဘူးတယ်ဒါပေမဲ့နီးကိုတော့ဒဲမပြောဘူးဗျအဲ့ဒါကလည်းစောင့်စည်းရမယ်စီကံတွေရှိတယ်နဲ့တူပါရဲ့သွယ်ဝိုက်တဲ့နီးနဲ့တော့ရှင်းပြနေတာပါပဲကျုံနားလေတာကတော့နနွင်းနဲ့တတ်ထားတဲ့ပြဓာကိုနွားနုနဲ့တန့်ထားတဲ့ကန့်ရဲ့စားရဲ့အချိုးကျတလက်စီကစားရင်ပြဓာဟာရွှေဖြစ်သွားတယ်လို့ပဲနားလေလိုက်တယ်အဲ့ဒါကိုတော့ကို့နေရာရောက်မှလောက်ကြည့်ရမှာပဲဗျအခြေခံကတော့စမ်းပြဓာနဲ့ကန့်ကိုစားရတာပဲဗျရွှေဖြစ်ငွေဖြစ်ဟာကျုပ်တို့အဖို့အရန်ခက်နေတာသူ့အဖို့တော့ကစားသလိုပဲဖြစ်နေတယ်ကျုပ်တို့အနေနဲ့တတ်သိနားလေသွားတာကတော့အဲ့ဒါပါပဲအဲ့ဒါကိုစမ်းကြည့်လို့ဖြစ်ပြီဆိုရင်တော့ဘယ်ယတနာတိုက်မြေပုံးမှာရှားစရာမလိုတော့ဘူးအလူအိမ်မှာဟင်းချက်တဲ့မိုးပြဲတဲ့ကြီးနဲ့အပြည့်ပြဓာတွေထည့်ပြီးရွှေဖြစ်အောင်လှုပ်လိုက်ရုံပါပဲနောက်တစ်ခုကတော့ခြုံကင်းကနေဘီယိုကြီးတွေစက်တီတွေမှာထားတဲ့အဲ့ဒီပစ္စည်းတွေလာပို့တဲ့သူတွေရောက်လာလိမ့်မယ်တဲ့အဲ့ဒီလူတွေပြန်တဲ့အခါမှာကျုပ်တို့ကိုလည်းထည့်ပြီးလွတ်လိုက်မယ်သဘောရှိတယ်ကျုပ်တို့ကအဲ့ဒီလူတွေနဲ့ခြုံကင်းအထိမလိုက်ပဲလီကျန်းဆိုတဲ့မြို့ဟောင်းအထိလိုက်ပြီးအဲ့ဒီမြို့ဟောင်းကနေမှဒါလီတို့ဆိုတဲ့မြို့တွေကိုဖြတ်တောင်ဆူဆူကိုဆင်းသွားရင်ကျုပ်တို့အမိနိုင်ငံတော်ပြန်ရောက်ပြီးတဲ့အဲ့ဒီလိုလည်းပြောတယ်ဗျကျုပ်တို့ကိုသာပြန်လွတ်မှာနော်ဗြိတိရှားကောင်စစ်ဝင်ကိုတော့ပြန်လွတ်မဲ့ပုံမပေါ်ဘူးသူ့ကိုတော့ဒီမှာပဲလာမဆရာတော်ကြီးဖြစ်အောင်လုပ်လိမ့်မယ်ထင်တယ်တခုတော့ရှိတယ်ဗျကျုပ်တို့ကိုရင်နွေးချမ်းလာပြီးတိုက်တဲ့ထွန်းမဆိုတဲ့မွန်ဂိုမာလေးနဲ့ကောင်စစ်ဝင်တွေကလည်းခတ်ချိတ်ဖြစ်နေပြီဗျာဒီကောင်မလေးရဲ့အကူအညီနဲ့ကောင်စစ်ဝင်ဟာသူ့ရဲ့ထွက်ပေါက်ရှာနိုင်လိမ့်မယ်လို့တော့မျှော်လင့်ရတာဒါတွေထားလိုက်ပါဗျာအဲ့ဒီကိစ္စကကျုပ်တို့နဲ့တိတ်မဆိုင်လာပါဘူးကျုပ်တို့ကဒီနေ့ကိုယ့်အိမ်ကိုအများဆုံးပြန်ရောက်ဖို့ရဲ့ပြန်ရောက်တာနဲ့ဆရာတော်ကြီးပေးလိုက်တဲ့အတိုင်းကန့်နဲ့စားကိုအသုံးပြုပြီးပြဓာကနေရွှေဖြစ်အောင်လုပ်တဲ့နေကိုစူးစမ်းကြည့်ဖို့ပါပဲဟုတ်အာရပါရပြောပါတယ်ကျန်တာတွေဆရာတော်ကြီးဘာပြောသေးလဲဆရာကြီးရဲ့ဟုတ်ကျွန်ုပ်ကမေးလိုက်ရာဆရာကြီးစနေမောင်မောင်ကကျန်တာတွေကတော့လောကီပညာအကြောင်းတွေပါပဲဗျာခမည်းအလွယ်ဆုံးနားလည်အောင်ပြောရရင်တော့ကျုပ်တက်လုံးလိုက်စားခဲ့တဲ့ဂမ်ဘီယာပညာရဲ့အတော့ချက်တွေလည်းဆရာတော်ကြီးစီကရတယ်ဗျနောက်တစ်ခုထူးဆန်းတာကတော့ဟိုဖွဲကနေကျုပ်အနေနဲ့မတရားယူလာတဲ့စာအုပ်ကြီးနှစ်အုပ်ကျုံမှာရှိတယ်ဆိုတာကိုဆရာတော်ကြီးကအတတ်သိတယ်ဗျအဲ့ဒါကြောင့်အဲ့ဒီစာအုပ်နှစ်အုပ်ကိုနဲ့မထားနဲ့တဲ့အန်ရင်များတယ်တဲ့သူ့ကိုလှူခဲ့တဲ့အဲ့ဒီလိုလဲမိန့်တော်မူတယ်ဗျလို့ပြောပါတယ်အဲ့ဒီတော့ဆရာကြီးဘယ်လိုစဉ်းစားတယ်လဲဟိုကျွန်ုပ်ကမေးလိုက်ရာဆရာကြီးစနေမောင်မောင်ကအဲ့ဒီစာအုပ်ကြီးနှစ်အုပ်ဟာကျုပ်တယောက်တည်းကြိုးပမ်းချက်မှမဟုတ်ပဲဗျာခမည်းတော်နှစ်ယောက်ရဲ့ကြိုးပမ်းမှုလည်းပါတာပဲခမည်းတော်နှစ်ယောက်ရဲ့သဘောတူညီမှုမရပဲကျုပ်တယောက်တည်းသဘောနဲ့ဘယ်လိုဆုံးဖြတ်မလဲဗျာခမည်းတော်နှစ်ယောက်ရဲ့စံနာကိုလည်းမေးရအောင်ပါပဲဗျာဟိုပြောလိုက်ရာကျွန်ုပ်ရောဘွန်ဟောင်းကပါအဲ့ဒီစာအုပ်ကြီးနှစ်အုပ်ဟာအတော့ကိုအန်ရများပါတယ်အဲ့ဒါကြောင့်ဆရာတော်ကြီးကိုလှူခဲ့မယ်ဆိုရင်လည်းသဘောတူပါတယ်ဗျာလို့ဗျိုင်းသူပြောလိုက်ကြပါတယ်ထိုအခါဆရာကြီးစနေမောင်မောင်ကသူ့ရဲ့အိတ်ထဲမှာဝှက်ထားတဲ့စာအုပ်ကြီးနှစ်အုပ်ကိုတွားယူပါတယ်ထို့သို့ယူတော့လေကျွန်ုပ်တို့နှစ်ဦးထံပြန်လာတဲ့အခါစာအုပ်ကြီးနှစ်အုပ်ပြန်ပါမလာပေထို့နောက်ဆရာကြီးစနေမောင်မောင်ကစမ်းတယ်မျိုးစာအုပ်ကြီးနှစ်အုပ်ကမရှိတော့ဘူးပျောက်နေပြီလို့ပြောပါတယ်ထိုအခါကျွန်ုပ်ကဘယ်လိုလုပ်မလဲဆရာကြီးဟိုမေးလိုက်ရာဆရာကြီးစနေမောင်မောင်ကကျုပ်တို့ဟာလူမဲလို့ဆုံးဖြတ်ပြီးပြီပဲဗျာအခုလိုပျောက်သွားတဲ့အကြောင်းကိုတော့ဆရာတော်ကြီးကိုတက်ပြီးရှောက်ရမယ်ဗျာဟိုဆိုကကျွန်ုပ်တို့နှစ်ဦးကိုပါခေါ်ပြီးတော့ညာကြီးတကောင်ဆရာတော်အဆောင်ကိုသွားက
ဆရာတော်ကြီးနဲ့တွေ့ဆုံရပါတယ်ဆရာတော်ကြီးနဲ့တွေ့ဆုံသောအခါမှာဟိုစာအုပ်ကြီးနှုတ်တပည့်တော်တို့၃ယောက်ကြိုးပမ်းခဲ့တာပါပဲဆရာတော်ကြီးကိုလှူမဲလို့၃ယောက်သဘောတူတဲ့အခါမှာစာအုပ်ကြီးနှုတ်ကိုထားတဲ့နေရာမှာတွားပြီးကြည့်တော့ပျောက်နေပါပြီဖေ။ဟိုပြောလိုက်ရာဆရာတော်ကြီးကပြုံးတော်မူပါတယ်ထို့သောပြုံးပြီးနောက်မင်းတို့နဲ့အတူအထဲမှာကုံသေးဆိုတဲ့အကောင်တစ်ကောင်ပါလာတယ်မဟုတ်လားအဲ့ဒီအကောင်ခိုးသွားတာအဲ့ဒီအကောင်ဟာလည်းလူလဲမင်းတို့စာအုပ်ကြီးနှုတ်ခိုးလာတယ်ဆိုတာကိုသူရိပ်မိတယ်ဒါကြောင့်သူကတဆင့်ထပ်ပြီးခိုးသွားတာငါတို့မှာထားတဲ့ပရိဘောကပို့တဲ့လူတွေဟာဟိုတောင်ပေါ်ရောက်နေကြပြီအဲ့ဒီလူတွေကဒီတောင်အောက်ကိုဆင်းဖို့ကြိုးတွေဆိုင်ပြီးတွေ့ဆင်းရမှာသူတို့စီရောက်ဖို့လဲကြိုးတွေဆိုင်ပြီးတွေ့တက်ရမှာအဲ့ဒီကုံတဲ့လူလဲဟာမနေ့ကနေ့လဲမှာပရိဘောကပို့တဲ့သူတွေနဲ့သွားပြီးဆက်သွဲတယ်အဲ့ဒီလူတွေအပြန်မှာလိုက်ဖို့ပေါ့ကွာပြီးတော့စာအုပ်ကြီးနှစ်အုပ်ကိုပိုက်ပြီးလက်တစ်ဖက်ကကျိုးကိုတွဲပြီးတောင်ပေါ်ကိုမနေ့ညနေကတွဲဖက်ပြီးတက်ခဲ့တယ်ကွာကျိုးပြတ်ပြီးဒီတောင်ပေါ်ကကြပြီးတည်သွားတယ်စာအုပ်ကြီးနှစ်အုပ်လဲတောင်အောက်ကြားထဲကရေကန်ထဲကိုကျသွားတယ်စာရွက်တွေတရွက်စီပြုတ်ထွက်ပြီးစာတွေရေဆိုးကုန်လို့ဘာမှဖတ်လို့မရတော့ဘူးဟောစပွဲမှာတင်ထားတယ်ဟိုဆိုတာကြောင့်ကျွန်ုပ်တို့လည်းသွားရောက်ကြည့်ရှုရာစုပ်ပြတ်ကြေးမပြီးတော့ဖတ်၍မရနိုင်အောင်ပျက်စီးနေတဲ့စာအုပ်ကြီးကိုတွေ့ရပါတယ်မင်းတို့ကိုခေါ်လာကြတဲ့ကဒီလူဟာလူလိန်လူကောင်မှရိပ်မိလို့ငါတပည့်ဖုံးကြီးတက်ဖို့စောင့်နေတာလောရှန်ထီးဆောင်ထားတဲ့ပုဂ္ဂိုလ်ကိုစိုးလွဟန်ရှိပါတယ်လောဟန်မျက်ခြေမပြတ်စောင့်ကြည့်ခဲ့တာကွလို့ရှင်းပြတော်မူပါတယ်ထိုအခါဆရာကြီးစနေမောင်မောင်ကအဲ့ဒါတော့တပည့်တော်တို့လည်းမတတ်နိုင်တော့ဘူးတပည့်တော်တို့ကတော့ဆရာတော်ကိုလူမဲလို့ဆုံးဖြတ်ပြီးသားပါဒါကြောင့်လူပြီးပြီလို့သဘောထားပြီးတာတို့ခေါ်တော်မူပါဗျာဟိုပြောလိုက်ရာဆရာတော်ကြီးကရှေလျားစွာကောင်းကြီးဩဘာပေးပါတယ်ထို့နောက်ငွေဖြူနဲ့ပြုတ်လုထားတဲ့စုပ်နဲ့မင်ခွက်ကိုယူကာကျွန်ုပ်တို့ရဲ့လက်မောင်းအသီးသီးမှာထိုးထားတဲ့မြေရှိုးမိုးပြန်အဖွဲရဲ့တစိမ့်တုကိုအုပ်ပြီးတော့ထိုးပေးလိုက်ပါတယ်ထို့သောအခါထိုနေရာမှာအနက်ဖေးများတက်လာပြီးထိုအနက်ဖေးများကိုခွာလိုက်တဲ့အခါတစိမ့်များလုံးဝပျောက်ကွယ်ပြီးတော့အသားပကတိအတိုင်းဖြစ်သွားပါတော့တယ်မင်းတို့လက်မောင်းကတစိမ့်တွေကတနေ့နေ့တစ်ချိန်ချိန်မှာမင်းတို့အတွက်သေမင်းဖြစ်နေမှာဒါကြောင့်ဖြတ်ပေးလိုက်တာလို့မိန့်တော်မူပါတယ်ထို့နောက်အခြားသောလက်မောင်းမှာစေးမင်အနဲ့နဲ့ဒီဘက်စာတန်းတစ်ခုထိုးပေးပါတယ်ထိုစာတန်းမှာအောက်ပါတိုင်းဖြစ်ပါတော့တယ်အခန်း15လက်ရည်တပြင်းဒီနောက်တနေ့မှာဆရာတော်ကြီးရဲ့ခွင့်ပြုချက်နဲ့ကျွန်ုပ်တို့၃ဦးနဲ့တကွသာသနာပြုဆရာမပါပြန်ခွင့်ရပါတော့တယ်ကောင်းစစ်ဝန်ကမူဆရာတော်ကြီးကပြန်ခွင့်မပြုပေကျွန်ုပ်တို့၄ဦးဟာတောင်ပေါ်သို့ကျိုးနဲ့ခက်ခဲစွာတွေ့တက်နေရပါတယ်သာသနာပြုဆရာမလေးဟာချောမောစွာတက်နိုင်တော့လဲဘွန်ဟောင်းမှမူသူ့ရဲ့ကိုသူ့ရဲ့လက်မောင်းမှမသိနိုင်တာကြောင့်ကျွန်ုပ်နဲ့ဆရာကြီးစနေမောင်မောင်ကခက်ခဲစွာဆွဲတင်ခဲ့ရပါတော့တယ်တောင်ပေါ်သို့ရောက်တဲ့အခါမှာပရိဘောကလာပို့တဲ့သူများကကျုပ်တို့ပို့ရမယ်ပရိဘောကတွေမနေ့ကကျိုးနဲ့တောင်ပေါ်ကိုပို့ပေးပြီးဆရာတော်ကလည်းပေးရမယ်ငွေကိုအပြည့်ပေးလိုက်ပြီးကျုပ်တို့ပြန်အောင်မရှိတော့တယ်ခမရတို့လိုက်ခဲ့ကြပြီတော့ဟူဆိုကခေါ်သွားပါတယ်လမ်းမှာထမင်းစားရန်အတွက်ကျွန်ုပ်တို့မှာပါလာတဲ့အိုးခွက်များနဲ့ဇရာကြီးစနေမောင်မောင်ကမညိုမငင်ချက်ပြုတ်ကျွေးမွေးပါတယ်ကျွန်ုပ်တို့ဟာယူနန်ဒေသရှိတောအထက်တောင်အသွဲသွဲကိုခြေချင်းလျှောက်ခဲ့ရပါတယ်ဇရာကြီးစနေမောင်မောင်ထမင်းဟင်းချက်တဲ့အခါကျွန်ုပ်နဲ့ဘွန်ဟောင်းပါဝင်ကြံလူများကမြင့်များမို့များချိုးပေးခြင်းဝါးကြီးတောင်များနဲ့တောင်အောက်စမ်းကြောင်အတွင်းမှရေများခတ်ပေးခြင်းထင်းရှာပေးခြင်းများပြုလုပ်ကြပါတယ်ဒီဘက်ရွာသို့ရောက်တဲ့အခါကျွန်ုပ်တို့ဟာဟင်းစားရလို့ရညာရှာဖွေရာအချောက်လှမ်းထားတဲ့နတ်နောက်သားများရရှိခဲ့ပါတယ်ထိုရွာသို့အရောက်မှာကျွန်ုပ်တို့အံ့ဩခဲ့ရသည်မှာဆရာတော်ရဲ့ကျောင်းမှာကျွန်ုပ်တို့ကိုရင်နွေးချမ်းတိုက်ခဲ့တဲ့ထွန်းမာဆိုတဲ့မွန်ဂိုမာလေးဟာသူလည်းကျွန်ုပ်တို့နဲ့လိုက်မယ်လို့ပြောပါတော့တယ်ထို့နောက်ဆရာကြီးစနေမောင်မောင်ကမင်းကဒီကိုဘယ်လိုလုပ်ရောက်နေတာလဲဟိုမေယာထွန်းမာကပရိဘောကပူတဲ့လူတွေနဲ့လိုက်မယ်လို့စဉ်းစားပြီးဒီရွာကနေကြိုပြီးစောင့်နေတာဟိုပြောပါတယ်ထိုအခါဆရာကြီးစနေမောင်မောင်ကမင်းရဲ့ရည်ရွယ်ချက်ကိုပြောပြပါဦးဟိုမေယာထွန်းမာကကျမကဗြိတိရှကောင်စစ်ဝန်နဲ့ယူမာလေးတရုတ်ပြည်မှာဝင်ပြီးသူ့ကိုစောင့်နေမယ်သူလည်းတနည်းနည်းနဲ့ထွက်လာမှာပဲလို့ရိုးသားစွာအဖြေပေးပါတယ်ဒါကြောင့်ကျွန်ုပ်တို့လည်းထွန်းမာကိုခေါ်ကခရီးဆက်၍ထွက်ခဲ့ကြပါတယ်ဆရာကြီးစနေမောင်မောင်ဟာမြင့်များမိုးများနတ်နောက်သားများနဲ့ဆန္ဒမျိုးဟင်းကြိုချက်ကကျွန်ုပ်တို့လူစုအားတိုက်ကြွေးပါတယ်လွန်စွာမှအရသာရှိလာပါတယ်ထွန်းမာမှာဒီနေကြပြက်ဆောင်လေးပါလာတာကြောင့်တလန်းလုံးပိန်ပန်းလာတဲ့ကျွန်ုပ်တို့ကိုပြက်ဆောင်နဲ့ဖျော်ပြပါတယ်တနေရာတို့အရာထမင်းစားကြရမှာထမင်းထဲ့စားရဖက်မလုံလောက်တာကြောင့်လွန်စွာကြီးမားတဲ့ကျွန်းရွက်ကြီးတစ်ရွက်ကိုခူးကထိုကျွန်းရွက်ကြီးထဲမှာ
ထမင်းများဟင်းများပုံကတအူးနဲ့တအူးမယုံနိုင်တော့ပဲလက်ရည်တပြင်းတီနှိုက်ပြီးတော့စားကြရပါတယ်ထိုအချိန်မှာထွန်းမဟာထမင်းမစားသေးပဲလေးပါဒီမတ်မြရင်တီဆိုတဲ့လက်ရည်တပြင်းတီတချင်းကိုပြက်စောင်းနဲ့တီးနေပါတော့တယ်ဒါကြောင့်ရှေးကထက်ပိုးပြီးချစ်ကြတယ်ဆိုသောအပိုက်ကိုရောက်တဲ့အခါမှာဆရာကြီးစနေမောင်မောင်ဘွန်ဟောင်းနဲ့ကျွန်ုပ်ကဝင်၍ဆိုကြပါတယ်ထိုချင်းရာကိုမသိတဲ့ပရိဘောဂသမားများလည်းမျက်လုံးပြူ၍ကြည့်နေကြပါတယ်ဒါကြောင့်ဆရာကြီးစနေမောင်မောင်ကထွန်းမာကို၎င်းတို့ကိုတရုတ်စကားနဲ့ရှင်းပြရန်ပြောလိုက်တာကြောင့်ထွန်းမာလည်းယူနန်စကားနဲ့ရှင်းပြလိုက်ရာထိုသူတို့လည်းအတိတ်ပဲနားလည်သွားပြီဖြစ်တာကြောင့်ဝိုင်းဝန်းရေမောကြပါတော့တယ်အတော်တန်ခရီးရောက်တဲ့အခါကျွန်ုပ်တို့တဲဆောင်လာတဲ့နနောက်သားကြောင်များဟာကုံသွားပါတော့တယ်နနောက်သားကြောင်များသာကုံသွားသည်မဟုတ်စံစီငရုတ်ကျက်သွန်အားလုံးတက်တက်ပြောင်းသွားပြီဖြစ်တယ်တို့ရမှာတောင်တဲတစ်ခုကိုဖြတ်တဲ့အခါမှာလမ်းကိုစောင့်တဲ့လမ်းဆောင်အလုပ်သမားတဲကိုတွေ့တာကြောင့်ဝင်ရောက်စုံစမ်းရာတောင်အောက်ရှိရွာသို့လိုက်ဖို့ပေးပါတယ်ထိုရွာမှာစံစီစာငရုတ်ကျက်သွန်နဲ့တကွဝက်သားကြောင်များပါဝယ်ယူရရှိပါတယ်ဘိုးအစဉ်ပြေသွားသည်မှာထိုရွာမှာလက်ဖက်ချောက်ကောင်းကောင်းရတာကြောင့်လွန်စွာမောဟိုက်သောအခါမှာနာပြီးရင်နွေးချမ်းတဲတောက်ခွင့်ရကြပါတော့တယ်ရင်နွေးချမ်းတောက်တဲ့အခါမှာပရိဘောဂသမားများဟာကျွန်ုပ်ရင်နွေးချမ်းတောက်ဒီကိုသာကြည့်ကဒီလူရင်နွေးချမ်းတောက်တာတခြားလူနဲ့မတူဘူးအတော့ကိုအရသာရှိတောက်နေပုံရတယ်လို့ပြောတဲ့စကားကိုထွန်းမာကစကားပြန်လှုပ်ပေးတာကြောင့်ကြားသိခွင့်ရပါတော့တယ်ကျုပ်ကရင်နွေးချမ်းတောက်နီကိုရှန်ကီလာကကိုရင်ကြီးထိဆောင်သည့်ပုဂ္ဂိုလ်စီကသင်ခဲ့တာလို့ပြန်ပြောလိုက်တယ်ထိုစကားကိုလည်း၎င်းတို့အားယူနန်စကားနဲ့ပြန်၍ပြောပြတယ်ထိုအခါ၎င်းတို့ကသူတို့ကိုလည်းပြန်ပြီးသင်ပေးပါဦးဆိုတာကြောင့်ကျွန်ုပ်ကရင်နွေးချမ်းတောက်တဲ့အခါတခါတည်းမောမချရဘူးပါဇက်ကလေးနဲ့စုပ်ယူပြီးတငုံပြီးတငုံတောက်ရတယ်တောက်ပြီးတာနဲ့ရင်နွေးချမ်းတိုက်တဲ့လူကိုကျေးဇူးတင်ပါတယ်လို့စိတ်ထဲကတခါရွေ့ရမယ်နောက်တငုံတောက်ပြီးတာနဲ့ရင်နွေးချမ်းမှာခတ်ဖို့လက်ဖက်ချောက်ရအောင်လက်ဖက်ပင်စိုက်ခဲ့တဲ့လူတွေကိုလည်းကျေးဇူးတင်ပါတယ်လို့စိတ်ထဲကနေပြောရင်တတိယတငုံကိုတောက်ပြီးတဲ့ခါမှာတော့အခုလိုအေးအေးချမ်းချမ်းရင်နွေးချမ်းတောက်ခွင့်ရတဲ့အတွက်လောကကြီးတစ်ခုလုံးကိုကျေးဇူးတင်ပါတယ်လို့တစ်ခေါက်ဆိုရမယ်လို့ကျွန်ုပ်ကသင်ပြပေးတယ်ကျွန်ုပ်စကားများကိုထွန်းမာကစကားပြန်လုပ်ပြီးပြောပေးတယ်ထိုအခါပရိဘောဂသမားများဟာကျေးဇူးတင်တာကြောင့်ကျွန်ုပ်ကိုဥညွတ်ကအယိုအသေးပေးကုန်ကြတယ်ထို့နောက်တွင်ကရင်နွေးချမ်းတောက်သည့်ခါတိုင်းထိုနေ့တိုင်းတောက်ကြကုန်တယ်ထို့သို့တောက်သည့်ခါတိုင်း၌လည်းကျွန်ုပ်ကိုပြုံး၍ပြကြကုန်တယ်ရိတ်ခါများရလာတဲ့အခါမှာဆရာကြီးစနေမောင်မောင်ဟာကျွန်ုပ်တို့တစ်ဖွဲလုံးအားဝက်သားကြောင်များနဲ့ချိုချင်းကြောတောက်တောက်ကြောများလုပ်၍ကျွေးပါတယ်။ပွန်ဟောင်းကလည်းဆရာကြီးစနေမောင်မောင်ချက်ကျွေးတဲ့အစားတောက်များကိုစားရင်ဆရာကြီးရဲ့အလကားနေရင်အသက်ဆွန့်ပြီးရတနာမြေပုံရှားရတယ်လို့ဒီလက်ရာမျိုးတွေနဲ့ခေါက်ဆွဲဆိုင်ဖွဲ့ရင်တောင်လက်ဖျားမှာရွှေသိနေပါပြီ။ဒါတွေကိုချက်တတ်အောင်ဘယ်မှာတင်ထားတယ်လေဗျာ။ဟုတ်မေးပါတယ်။ထိုအခါဆရာကြီးစနေမောင်မောင်ကကျုပ်ရဲ့ပထမဆရာကတော့တက်လို့တရုတ်ဖုံးကြီးเจ้าမှာထမင်းချက်တဲ့လူဗျဒုတိယကတော့အကြောက်လို့ခေါ်တဲ့ကျုံမိတ်ဆွေခေါက်ဆွဲဆိုင်ပိုင်ရှင်ပဲဗျသူကပြည်ကြီးပေါက်အစ်စ်ဗျမြန်မာပြည်ရောက်တော့6မြို့မှာမြန်မာအမျိုးသမီးတယောက်နဲ့အိမ်အောင်ကြပြီးအဲဒီမှာခေါက်ဆွဲဆိုင်ကြီးတစ်ဆိုင်ဖွင့်တော့တာပဲကျုံနဲ့အလွန်ခင်းနေဗျကျုပ်ကသူ့စီကတင်ယူထားတာအရေးကြုံရင်အခုလိုချက်နိုင်အောင်ပေါ့ဗျာလို့စိတ်ရှည်လက်ရှည်ရှင်းပြလိုက်ပါတော့တယ်အခန်းဆက်6အသက်1000ကျော်ရှိတဲ့မိန်းကလေးကျွန်ုပ်တို့တရွေ့ရွေ့နဲ့လာခဲ့ကြရာတရုတ်ပြည်ရဲ့နာမည်ကြီးတဲ့လီကျန်းဆိုသောမြို့ကိုရောက်ခဲ့ကြတယ်။ထိုမြို့ရဲ့ထူးခြားချက်မှာမြို့ဟောင်းနဲ့မြို့သစ်တဝက်စီဖြစ်တယ်။မြို့ဟောင်းမှာမူလအတိုင်းထားရတယ်။ပြင်ဆင်ခြင်းမပြုရသေးပေ။ပြင်ဖို့လိုအပ်တဲ့နေရာများမှာအဟောင်းတိုင်းပြင်ရတယ်။မြို့ဟောင်းရဲ့အိမ်တိုင်းလိုလဲဈေးဆိုင်များဖြစ်ကုန်ကြတယ်။အဝတ်ထဲဆိုင်များစားတောက်ဆိုင်များအမွေနံသာရောင်းတဲ့ဆိုင်များရှိပါတယ်။မြို့ကြီးတစ်ခုလုံးမှာလွန်စွာတက်ပြတ်တဲ့မြောင်ကြီးတစ်ခုမှရေများစီးနေတယ်။ထို့သောရေတံများစီးရန်အတွက်မြို့အဝံမှာရေရဟတ်ကြီးများပြုလုပ်ထားတယ်။ထိုမြို့တော်မှာဘရင်ရဲ့နန်းတော်ဟောင်းလည်းရှိတယ်။ထိုမြို့ဟောင်းသို့ရောက်တဲ့အခါမှာစားတောက်ဆိုင်တစ်ဆိုင်ကိုဝင်ပြီးတော့ခေါက်ဆွဲများစားကြပါတယ်။ထို့သို့စားတောက်နေရင်ဘွန်ဟောင်းရဲ့ဝမ်းပိုက်ဟာမခံနိုင်တော့အောင်အောင့်နေလို့ဆိုတာကြောင့်ဆေးရုံကိုမေးမြန်းပြီးတော့ပို့ရတယ်။ဆေးရုံကိုရောက်တဲ့အခါကျွမ်းကျင်တဲ့တရုတ်ဆရာဝန်များကကြည့်ရှုစစ်ဆေးပြီးတော့ဦးအတက်ပေါက်ခြင်းမဟုတ်ကြောင်းဝမ်းချုပ်၍ဖြစ်ကြောင်းသိရတာကြောင့်ဘွန်ဟောင်းအားဝမ်းချူပေးလိုက်ပြီးလျင်လုံးဝမအောင်တော့ပဲတက်တာသွားလေတော့တယ်။ထိုဆေးရုံမှာတာဝန်ကျနေတဲ့တရုတ်ဆရာဝန်လေးတဦးကဆရာကြီးစနေမောင်မောင်အနီးသို့ကပ်ကအင်္ဂလိပ်ဘာသာစကားနဲ့ဟိုမင်းကလေးကခမရတို့နဲ့ဘယ်လိုပတ်သက်တယ်လဲလို့မေးလိုက်ပါတယ်။ထိုအခါဆရာကြီးစနေမောင်မောင်ကပတ်သက်တာတော့မဟုတ်ပါဘူး။ခရီးသွားပေါ်ပါရှန်ကီလာကအတူတူလာခဲ့ကြတာပါ။ဘာဖြစ်လို့လဲဟုမေးလိုက်ပါတယ်။ထိုအခါထိုဆရာဝန်ကလေးက
လူတွေရဲ့ခြေမျက်စိအောင်မှရှိတဲ့အစင်းကြောင်းလေးတွေကိုကြည့်ပြီးအသက်ဘယ်လောက်ရှိပြီလဲဆိုတာတွက်ချက်တဲ့နည်းကိုဆေးကြောင်းမှနေတော့ကကျွန်တော်ကိုတင်ပြပေးဘူးတယ်ကျွန်တော်လည်းတွေ့တဲ့လူတိုင်းကိုတွေ့ကြည့်ဘူးတယ်အနီးဆဆုံးမှန်တာကိုတွေ့ရတယ်အဲ့ဒီမိန်းကလေးရဲ့ခြေမျက်စိအောက်ကစင်းကြောင်းတွေကိုကြည့်ပြီးကျွန်တော်တတ်တဲ့ပညာနဲ့တွေ့ကြည့်တဲ့အခါမှာအံ့ဩစရာဖြစ်နေတယ်ဘာကြောင့်လဲဆိုတော့အသက်တစ်ထောင်ကျော်နေပြီဟုတ်ထူးဆန်းတဲ့စကားကိုပြောပါတယ်အသက်တစ်ထောင်ကျော်မကျော်တော့မသိဘူးသူကတော့အခုတည်းကအိမ်တော်မကြသေးဘူးလို့ပြောလိုက်ရာထိုဆရာဝန်လေးကရည်ပါတယ်ဆရာကြီးစနေမောင်မောင်နဲ့ကျွန်ုပ်တို့ဟာကြံလူများနဲ့လမ်းခွဲပြီးတော့တောင်ဘက်စုစုတို့ခရီးထွက်ခဲ့ကြပါတယ်ထို့သို့ခရီးထွက်ခဲ့ကြရာလွန်စွာလေးတိုက်အားကောင်းတဲ့ဒါလီမြို့ကိုဖျက်ရပါတယ်ထိုမှတစ်ဆင့်မြို့နဲ့မလိုက်အောင်စားတောက်ဆိုင်များပေါ်များလာတဲ့ကောင်းဆန်မြို့ကိုဖျက်ရပါတယ်ထို့သို့ဖျက်ပြီးတာနဲ့တရွေ့ရွေ့လာခဲ့ရာအမိနိုင်ငံရဲ့မြောက်ပိုင်းသို့ဝင်မိပါတော့တယ်ထိုအခါဘွန်ဟောင်းကကိုအမေအိမ်ကိုပြန်ရောက်ပြီးဘာမှစိတ်ပူစရာမလိုတော့ဘူးလို့ပြောပါတယ်ထိုမှတစ်ဆင့်ရန်ကုန်မြို့သို့ပြန်ခဲ့ပြီးလျင်ကြောင်မြောင်းဈေးအနီးရှိဆရာကြီးစနေမောင်မောင်ရဲ့အိမ်ကိုသွားကြပါတယ်ဆရာကြီးစနေမောင်မောင်အိမ်သို့ရောက်လျင်ကျွန်တော်အားပရာဆေးဆိုင်သို့လွှတ်၍ပြဒါကန့်စသည်တို့ကိုဝယ်ခိုင်းပါတယ်ပြီးတာနဲ့ဖိုးယုံသွားကဖိုးဆွဲပါတော့တယ်၄နာရီခန့်ချွေတတိတိဖြင့်ဖိုးထိုးနေလေတော့တယ်ထို့နောက်ကျွန်ုပ်ကိုလှမ်းခေါ်ပြီးလျင်ကိုအောင်ထွန်းလုံငုံငုံကြည်စမ်းတို့ပြောတာကြောင့်ကျွန်ုပ်လည်းငုံကြည်ရာရွှေရောင်ဝင်း၍အကြီးလဲနေတဲ့ပြဒါကိုတွေ့ရပါတယ်ထို့ကြောင့်ကျွန်ုပ်ကရွှေဟုအလံတကြားអော်လိုက်ပါတယ်ထိုအခါမိခင်ထားတဲ့တန်ခွက်အတွင်းသို့ရေနံစီထဲကထိုလုံကိုတွင်ချလိုက်လျင်တန်ခွက်အတိုင်းရွှေချောင်းလေးတစ်ချောင်းရပါတော့တယ်အေးခံပြီးဆဲယူကတက်ကလက်စားနဲ့ပုတ်ပြီးတော့မကိုလန်းကိုသွားဥခင်ဆိုးဆိုတဲ့ရွှေဆိုင်မှာသွားပြီးရောင်းကြည့်လို့ဆိုတာကြောင့်ကျွန်ုပ်လည်းဘတ်စကားနဲ့ထိုရွှေဆိုင်သို့သွားရပါတယ်ရွှေဆိုင်မှာရွှေဝယ်သူများဟာကျွန်ုပ်ယူလာတဲ့ရွှေတောင်းကိုမှတ်ထိုးကြည့်တယ်ပြီးနောက်လောင်မီးစားကြည့်တယ်ပြီးရင်၎င်းတို့ကအတော်အည်သွေးကောင်းတာပဲပဲ20လောက်ရှိတယ်အခေါက်ဈေးနဲ့ယူလိုက်မယ်လို့ဆိုကချိန်ခွက်မှာထဲ့၍ချိန်တွေရာတကြသားတီတီရှိနေကြောင်းတွေ့ရပါတယ်ဒါကြောင့်ကျွန်ုပ်ကိုထိုခေတ်ကရွှေစည်းတိုင်းငွေ200ကျော်ရှင်းပေးလိုက်ပါတယ်ကျွန်ုပ်လည်းပန်းသေးခောက်ဆွဲတို့များဝဲကလမ်းချားငှပြီးတော့ဆရာကြီးစနေမောင်မောင်အိမ်သို့ပြန်ခဲ့ပါတယ်ဆရာကြီးကကျွန်ုပ်ကိုတွေ့လျင်နေရာကျခဲ့ရလားလို့လှမ်းမိလိုက်ပါတယ်ကျွန်ုပ်ကဆရာကြီးပစ္စည်းကပရပိုက်ခေါက်အစ်စ်ပဲအလေးချိန်တစ်ချက်ရှိတယ်အည်သွေးကပဲ20ကြီးရှိတယ်လို့ပြောလိုက်လျင်ဆရာကြီးကဝနာအာယောကနာအာယောကောင်းမိတာကိုအောင်ထွန်းတို့ဘွန်ဟောင်းတို့ရေငါတို့ချမ်းသာပြီလို့ပြောလိုက်တဲ့အချိန်မှာပဲဖော်ယုံရဲ့ပြတင်းပေါက်များမှကျွန်ုပ်တို့ကိုတနတ်များနဲ့ချိန်ရွယ်ထားတဲ့ခေါင်းစုရှည်ရှည်မဲမဲကြီးများစောင့်ထားတဲ့လူ2ယောက်ကိုတွေ့ရပါတယ်အားလုံး9ယောက်အနက်တယောက်သောသူကအင်္ဂလိပ်စကားနဲ့လက်မြောက်ထားရန်အတန်မထွက်ရန်အမိန့်ပေးပါတယ်ကျွန်ုပ်နဲ့ဆရာကြီးစနေမောင်မောင်လက်မြောက်လိုက်ကြပါတယ်တို့ရမှာဘွန်ဟောင်းမှမူလက်မမြောက်ဖဲပန်းသီးခောက်ဆွဲတို့ကိုဖြီးစားနေပါတယ်မိမြောက်နိုင်မှုကွာပန်းသီးခောက်ဆွဲကိုစားရအောင်မယ်လို့ပြောလိုက်ချိန်မှာကျွန်ုပ်တို့ကိုကြိုးများနဲ့လာရောက်တုံနှောင်ပြီးတော့အလုံးပိတ်ကားကြီးတစ်စီးကိုနောက်ဆုတ်မောင်းလာပြီးထိုကားပေါ်သို့တင်ပြီးတော့မျက်စိကိုအဝတ်စည်းကမောင်းနှင်သွားပါတော့တယ်မြည်သည့်နေရာကိုမောင်းသွားသည်ဟုခံမှန်း၍မဖြစ်နိုင်တော့လဲထောက်ကြံဘက်ကိုသွားနေကြောင်းကိုမူကျွန်ုပ်တို့နှစ်ဦးစလုံးရိပ်မိကြပါတယ်ထိုကားဟာထောက်ကြံအနီးရှိရောဘာရောကြီးအတွင်းသို့ဝင်ပြီးအိမ်မြင့်မြင့်မဲမဲကြီးရဲ့အနောက်ဘက်မှာရပ်ပါတယ်ပြီးနောက်အိမ်နောက်ဘက်သို့ဆွဲသွင်းကြတယ်ဦးစီးခေါင်းဆောင်လုပ်သူလို့ယူဆတဲ့သူကဒီလူတွေရဲ့လက်မောင်းမှာငါတို့အဖွဲ့ဝင်တစိမ့်တွေဆေးမင်နဲ့ထိုးထားတာရှိလိမ့်မယ်ကွာအဲ့ဒါရှာကြည့်ကြဟုအမိန်ပေးလိုက်ပါတယ်၎င်းရဲ့လူများကလည်းလက်မောင်းကိုလှန်ပြီးတော့ထိုတစိမ့်ကိုကြည့်ကြပါတယ်ကျွန်ုပ်တို့ရဲ့လက်မောင်းမှာထိုးနှံထားတဲ့မြေရှိုးမိုးပြန်တစိမ့်မှာလာမဆရာတော်ကြီးရဲ့ကျေးဇူးကြောင့်လက်မောင်းပေါ်မှာပျောက်ကွယ်နေပြီဖြစ်ပါတယ်ငယ်သားလုပ်သူများကအကြီးကဲလုပ်သူအားအဲ့ဒီတစိမ့်မရှိဘူးလို့ပြန်ဖြေကြတယ်ထိုအခါအကြီးကဲလုပ်သူကစေးမင်ကဖျက်လို့ရတဲ့ထုံးစံမရှိဘူးကွာအဲ့ဒီလူတွေဆိုတာလဲတေချာသလောက်ပဲလက်မောင်းမှာထိုးထားတဲ့တက်တေကံပစ္စည်းကလည်းပျောက်နေတယ်ဘယ်လိုစဉ်းစားမှန်းတော့မသိတော့ဘူးလို့ဆိုကအကြီးကဲလုပ်သူဟာအခြားသောလက်မောင်းတစ်ဖက်ကိုလှမ်းကြည့်ရာလာမဆရာတော်ကြီးထိုးပေးလိုက်တဲ့အုံမဏိပတ်မေဟုံဆိုတဲ့စာတန်းကိုတွေ့ရတာကြောင့်ဒါဟာဂါထာပဲတိဘက်လူမျိုးတွေရွတ်လေရှိတဲ့ဂါထာအဲ့ဒီတော့ဘယ်လိုလုပ်ကြမလို့လို့စိတ်အိုက်တဲ့အမူအရာနဲ့ပြောလိုက်ပါတယ်ထိုအခါတယောက်သောသူကကျွန်တော်တို့အလိုရှိတဲ့လူမဟုတ်ဘူးဆိုရင်တော့အများဆုံးပြန်လွတ်ရမှာမဟုတ်ရင်ကျွန်ုပ်တို့အတွက်အန်ရတွေကြလာလိမ့်မယ်လို့ဆိုတာကြောင့်အကြီးအကဲလုပ်သူဟာကျွန်ုပ်တို့အားအနှဲငယ်မျှစစ်ဆေးပါတယ်ကျွန်ုပ်တို့သုံးဦးကလည်းဘူးခံ၍ညှင်းဆိုကြပါတယ်ထိုအခါ
အကြီးအကဲလို့သူကကျွန်ုပ်တို့သုံးဦးအားတောင်းပန်ပြီးလျင်အိမ်တန်ရာရောက်ပြန်ဖို့ပေးလိုက်ကြပါတော့တယ်အခန်းစခွန်စနေမောင်မောင်ပြောသောကြီးတာသောနမိတ်အသေးစိတ်ဆရာကြီးစနေမောင်မောင်ဟာပြဓာများကိုဝယ်ပြီးတော့ကန့်စားတို့နဲ့ဓာကစားရာရွှေများစွာရပါတယ်ထိုအခါ၎င်းကကိုအောင်ထွန်းနဲ့ဘိုးဟောင်းတို့ရေရွှေတွေကတော့အမြောက်များရနေပြီဒီမှာကိုအောင်ရောင်းလို့မရဘူးအိန္ဒိယမှာဆိုရင်တော့အိန္ဒိယကစော်ဘွားတွေကရွှေအမြောက်များဝယ်လေးရှိတယ်အဲ့ဒီကိုသွားပြီးရောင်းရမှာပဲဟုပြောတာကြောင့်ဘုံဟောင်းကအရင်သွားတယ်လို့ပဲတင်းမောနဲ့သွားရမှာလားဟုမေးပါတယ်ထိုအခါဆရာကြီးစနေမောင်မောင်ကအဲ့ဒီလမ်းကမသွားဘူးမုံရွာကိုသွားပြီးမုံရွာကနေအိန္ဒိယပြည်မြောက်ပိုင်းကိုဖြတ်ပြီးဝင်မယ်ပထမဦးဆုံးသွားပြီးရောင်းမှာကတော့ကျုပ်တို့တဲခဲ့တဲ့အာဂျန်တာရှိကဟိုတယ်ပိုင်ရှင်စော်ဘွားကြီးစီကိုသွားပြီးရောင်းရမယ်သူကနေမှတခြားစော်ဘွားတွေစီကိုဆက်ပြီးသွားရမယ်လို့ပြောလိုက်ရာကျွန်ုပ်ကမြေရှိုးမိုးပြန်တွေနဲ့တွေ့ရင်ကျွန်တော်တို့ခက်မယ်နော်လို့ပြောမိပါတယ်အဲ့ဒီအတွက်မပူပါနဲ့ဗျအဲ့ဒီငတိတွေအဲ့ဒီနားမှာမရှိတော့ပါဘူးစုံစည်းပွဲလောက်ခါနီးမှာအဲ့ဒီလိုင်ကူကိုစခန်းတော်အဖြစ်အသုံးပြုပြီးလူစစ်တာပါဗျာအဲ့ဒီပွဲမှာမရှိတော့ပဲသူတို့ကိုတွေ့ကျင်လို့တောင်တွေ့ရမှာမဟုတ်ဘူးလို့ပြန်ပြောပါတယ်ထို့နောက်ကျွန်ုပ်တို့၃ယောက်ဟာရွှေများကိုတည်ပိုးပြီးတော့မုံရွာဘက်မှဖြတ်ကာအိန္ဒိယပြည်သို့ဝင်ကြပါတယ်အတွင်းသို့ရောက်သောအခါမှာအာဂျန်တာလိုင်ကူရှိရခင်ကတဲခဲ့ဘူးတဲ့ဟိုတယ်စီသို့သွားရောက်ကြပါတယ်ဟိုတယ်သို့ရောက်တဲ့အခါအေးချမ်းစွာတဲနေကြပါတယ်ထိုချိန်တိုင်းဟိုတယ်ပြတင်းပေါင်းနဲ့ကက်လျက်တစ်ပင်ပေါ်မှာကြီးကန်းတကောင်တအားအားနဲ့လာ၍အော်ပါတယ်ထို့ကြောင့်ကျွန်ုပ်ကဆရာကြီးရွှေကြီးလေးကတော့တားနေတယ်လက်တွေဝင်တော့မယ်ထင်တယ်လို့ပြောလိုက်ရာဆရာကြီးစနေမောင်မောင်ကဒီမှာကိုအောင်ထွန်းကြီးတာတဲ့နမိတ်ကိုအရန်ကောက်လို့မရဘူးဗျကြီးတာနမိတ်ကောက်ရမယ်ဆိုရင်ကြီးငါမျိုးကိုအရင်သတိထားရမယ်ပထမသိရမယ်အမျိုးကဗျမဏအမျိုးတဲ့ဗျမဏမျိုးကအယောင်အစင်းအလွန်နဲ့တယ်ဗျဇလုတ်လဲကြီးတယ်ဗျနှုတ်သီးကလည်းရှည်ရှည်တုတ်တုတ်ပဲသူអော်တဲ့အတန်းကလည်းအတန်းနဲ့ကြီးဗျအဲ့ဒီကြီးမျိုးသားရင်တော့အကျိုးအပြစ်ကချက်ချင်းပေးတယ်ဗျဒုတိယတစ်မျိုးကခတ္တိယမျိုးဗျအယောင်ကဗျမဏလိုအ내စစ်မဟုတ်ဘူးအ내နဲ့အညိုရောထားတဲ့အယောင်ဗျခန္ဓာကိုယ်တော့ကြီးတယ်မျက်လုံးကခပ်ပြပြရှိတယ်အဲ့ဒီကြီးမျိုးသားရင်တော့အကျိုးအပြစ်ဟာ၃ရက်တွင်ပေးတတ်တယ်တတိယမျိုးကတော့ဘေရှာမျိုးတဲ့အယောင်ကမနှက်ဖူးဗျမိခိုးရောင်ဖြစ်နေတယ်မျက်လုံးကလည်းအဖြူပြာရောနှောနေတတ်တယ်အဲ့ဒီကြီးမျိုးသားရင်တော့အကျိုးအပြစ်ဟာ9ရက်အတွင်းပေးတတ်တယ်ဗျစတုထမျိုးကတော့တုတ်တွေမျိုးလိုခေါ်တယ်ကိုခန္ဓာကသိတယ်ဗျအတန်ကလည်းကြောင်းတယ်တကောင်နဲ့အောနေတာကိုအများကြီးအောနေတယ်လို့ထင်အောင်ကြားရတတ်တယ်ပြီးတော့ကြီးထဲမှာပြာလောင်အခါဆုံးကြီးပဲဗျအယောင်ကလည်းမွဲချောက်ချောက်ဗျအဲ့ဒီကြီးမျိုးသားရင်တော့အကျိုးအပြစ်ဟာ10ရက်တွင်ပေးတတ်တယ်ဗျပြင်စမာမျိုးကတော့ဇန်နိတ်နဲ့ကြီးမျိုးတွေပေါ့ဗျာခန္ဓာကိုယ်ကအချိုးစစ်မကြဘူးဗျခြေသေးတွေကမောက်ပြီးကြီးရဗျအတန်မီတာလည်းနှေးတယ်ဗျပြန်တဲ့အခါလည်းနှေးတယ်လဲဘင်းကလည်းခတ်သေးသေးပဲဗျအဲ့ဒီကြီးရဲ့ခန္ဓာကိုယ်နဲ့နှုတ်သီးတွေဟာအလွန်သေးတယ်အဲ့ဒီကြီးမျိုးသားရင်တော့15ရက်အတွင်းအကျိုးအပြစ်ပေးတတ်တယ်ဗျပြီးတော့ကြီးတာဟာအရှိအယက်ကတာတာလားအနောက်ရက်ကတာတာလားကြည့်အောင်ပဲဗျအဲ့ဒါလည်းမပြီးသေးဘူးတာတဲ့အချိန်ကိုလည်းထည့်ပြီးစဉ်းစားရသေးတယ်အရှိအရက်ကနေအာယုံတက်မှသာရင်ရန်သူကင်းပြီးအကြံအစီအောင်တတ်တယ်မနေ့6နာရီကနေမနေ့9နာရီတွင်သာရင်တော့ဆုံးရှုံးထားတဲ့ငွေတွေပြန်ပြီးရတတ်တယ်မိတ်ဆွေကောင်းတွေတွေ့တတ်တယ်ရည်ရွယ်ချက်လည်းအောင်မြင်တတ်တယ်မနေ့9နာရီကနေမွန်းတဲ့12နာရီမှသာရင်တော့ဟိုအခိုးခံရတတ်တယ်ဗျရဝေးဧည့်သည်အိမ်ကိုရောက်လာတတ်တယ်ဘေးရန်ကြောင့်စိုးရိမ်တော့ကရောက်ရတတ်တယ်မွန်းတဲ့12နာရီကနေညနေ3နာရီတွင်သာရင်တော့ရန်သူကိုအောင်မြင်တတ်တယ်အလုတ်ကြီးအကင်ကြီးရတတ်တယ်မင်းအစိုးရဘိုင်းကလူတွေရောက်လာတတ်တယ်အဲ့ဒီအချိန်မှာပဲကြီးတာတာဟာနာခံမြင်းစရာဖြစ်ရင်တော့တခိုးခိုးခံရတတ်တယ်မိုးရွာတတ်တယ်ဗျညနေ3နာရီကနေညနေ6နာရီတွင်မြင်ရင်တော့ယောဂဝေဒနာရတတ်တယ်မင်းပူဇော်ခံရတတ်တယ်ဘေးအန္တရာယ်များတတ်တယ်ငွေဝင်းလာတတ်တယ်ပြီးတော့အနောက်ရက်ကကြီးတာရင်အာယုံတက်မှသာရင်အိမ်တောင်ရှိသူများလင်မယားစကားများတတ်တယ်မနေ့6နာရီကနေမနေ့9နာရီတွင်ကြီးတာရင်တော့သူတော်ကောင်းပုဂ္ဂိုလ်အိမ်ကိုရောက်လာတတ်တယ်မိုးလေရွာတတ်တယ်မနေ့9နာရီကနေမွန်းတဲ့12နာရီတွင်ကြီးတာရင်တော့မိဘေးကြုံရတတ်တယ်မိန်းမတယောက်အိမ်ကိုရောက်လာတတ်တယ်မင်းဘေးတင့်တတ်တယ်မွန်းတဲ့12နာရီကနေညနေ3နာရီတွင်တာရင်တော့ခရီးဝေးသွားတတ်တယ်ကွဲကွာနေတဲ့မိတ်ဆွေရောက်လာတတ်တယ်ဆုံရှုံထားတဲ့ပစ္စည်းတွေငွေတွေပြန်ပြီးဝင်လာတတ်တယ်ညနေ3နာရီကနေနေဝင်ချိန်တွင်တာရင်တော့တရားအားထုတ်တဲ့ပုဂ္ဂိုလ်အိမ်ကိုရောက်လာတတ်တယ်ငွေတွေလည်းဝင်လာတတ်တယ်တောင်အရက်ကြီးတာရင်
အာယုံတက်မှာတာရင်တော့ဒေဘေးတောင်တွေ့တတ်တယ်ယောဂဝေဒနာတွေ့ရတတ်တယ်နာနဲ့6နာရီကနေမနေ့9နာရီတွင်ကြီးတာရင်တော့ကွဲကွာနေတဲ့မိတ်ဆွေနဲ့ပြန်ပြီးတွေ့ရတတ်တယ်ချစ်သူခင်သူရတတ်တယ်မနေ့9နာရီကနေမွန်းတဲ့ချိန်တွင်ကြီးတာရင်တော့မိုးရွာတတ်တယ်ဘေးအန္တရာယ်မျိုးမျိုးရောက်လာတတ်တယ်မိတ်ဆွေဟောင်းနဲ့စုံစည်းတတ်တယ်မွန်းတဲ့ချိန်ကနေညနေ3နာရီတွင်ကြီးတာရင်တော့ကျမ်းမာရေးညံ့တတ်တယ်အလောက်ကိုင်းတိုးတဲ့ကြီးပွားတတ်တယ်ညနေ3နာရီကနေနေဝင်ချိန်တွင်ကြီးတာရင်တော့အိမ်ကိုသူတော်ကောင်းရောက်လာတတ်တယ်အသက်အန္တရာယ်ပေးလောက်တဲ့ယောဂမျိုးရတတ်တယ်တခိုးခိုးခံရတတ်တယ်အမြောက်ရကြီးတာရင်တော့အာယုံတက်မှာတာရင်အစိတ်ရှိတဲ့တတ်တော်တွေ့တတ်တယ်ဆုံးရှုံးထားတဲ့ငွေတွေပစ္စည်းတွေပြန်ရတတ်တယ်မနေ့6နာရီကနေ9နာရီတွင်တာရင်တော့ရဝေးကဧည့်သည်ရောက်လာတတ်တယ်အစိုးရပိုင်းကကူညီပေးတတ်တယ်မနေ့9နာရီမှမွန်းတဲ့ချိန်တွင်ကြီးတာရင်တော့ငွေများဝင်တတ်တယ်မိမိတွေ့ဆုံလို့တဲ့မိတ်ဆွေဟောင်းနဲ့ပြန်ပြီးတွေ့ရတတ်တယ်နေ့လယ်12နာရီကနေညနေ3နာရီတွင်ကြီးတာရင်တော့တရင်ကောင်းကြားရတတ်တယ်စားကောင်းတောက်ဖွယ်ရောက်လာတတ်တယ်အိမ်ကိုကုန်းတဲ့တယောက်ရောက်လာတတ်တယ်ညနေ3နာရီမှညနေနေဝင်ချိန်တွင်တာရင်တော့ခရီးသွားတတ်တယ်ရဝေးကဧည့်သည်ရောက်လာတတ်တယ်အိမ်မှာလူမမာရှိရင်တော့စုံပါတတ်တယ်လက်ဆောင်လည်းရတတ်တယ်အဲဒီလိုပြည့်စုံအောင်နားလဲမှနမိတ်ကောက်လို့မှန်တယ်ဗျအခုကြားနေရတဲ့ကြီးအာတန်ကတောင်စုစုကဗျ9နာရီကနေ12နာရီတွင်သားတဲ့ကြီးဗျဘေးအန္တရာယ်ရောက်လာလိမ့်မယ်ဗျသားတဲ့ကြီးကိုလည်းကြည့်လိုက်အောင်အယောင်အသွေးကနဲ့မောင်းနေတာပဲဇလုတ်ကလည်းကြီးတယ်ဗျဗြဟ္မဏမျိုးကြီးဗျအကျိုးအပြစ်ကချက်ချင်းပေးတတ်တယ်တတိလည်းထားပြီးနေအောင်တော့ဟိုမှာကြားချိန်မှာပင်ခေါင်းဆွဲအမဲကြီးများစွတ်ထားတဲ့ကြောက်မဲ့ဖွဲဟာလူ9ဦးဟာအခန်းတွင်သို့ဝင်လာကကျွန်ုပ်တို့3ဦးအားတက်နတ်နဲ့ချင်းရွယ်ကဖမ်းဆီးပြီးတော့ကြိုးများတုပ်လိုက်ကြပါတော့တယ်အခန်း30လူဝင်စားဗြိတိရှကောင်စစ်ဝင်နဲ့ပြန်လည်တွေ့ဆုံခြင်းကျွန်ုပ်တို့3ဦးအားခေါင်းဆွဲအမဲကြီးစွတ်ထားတဲ့လူ9ဦးမှဖမ်းသွားလျင်ဖမ်းသွားခြင်းထိုဟိုတယ်မှာအလုပ်လုပ်တဲ့လက်ရှမီခေါ်တဲ့ဂေါ်ရခါမာလေးကဟိုတယ်ပိုင်ရှင်စော်ဘာကြီးကိုအကြောင်းကြားလိုက်ပါတယ်ဟိုတယ်ပိုင်ရှင်စော်ဘာကြီးကစေရဲတိုင်ရင်ကိုတိုင်တန်းအကြောင်းကြားလိုက်ပါတယ်စေရဲတိုင်ရင်ကကျွန်ုပ်တို့ကိုဖမ်းဆီးထားတဲ့အာဂျန်ဒါလိုင်ကိုအတွင်းသို့လက်နဲ့အပြည့်စုံနဲ့ကျွန်ုပ်တို့ကိုဝင်ရောက်ကဲဆယ်ပြီးလျင်ခေါင်းစွပ်အမဲဆွတ်ထားတဲ့လူ9ဦးကိုဖမ်းဆီးပြီးတော့စေရဲတပ်ချုပ်သို့ပို့လိုက်ပါတယ်ဆရာကြီးစနေမောင်မောင်ကထိုစော်ဘာကြီးကိုရွှေမြရောင်းချပြီးတော့ထိုစော်ဘာကြီးရဲ့လမ်းညွှန်မှုနဲ့နီပေါနိုင်ငံခတ်တမန်တို့မှစော်ဘာကြီးတဦးထံမှကျန်တဲ့ရွှေမြကိုတွားရောက်ရောင်းချခဲ့ပါတယ်ထို့သို့ရောင်းချပြီးတော့ကုံလန်းအတိုင်းဖြတ်ကျော်ပြီးတော့ဗြဟ္မပုဒ္ဒရာမြစ်ဖက်သို့ကူးသွားကြပါတယ်ထိုမြစ်ရဲ့တနေရာမှာတောင်ပေါ်ပင်လဲလို့တင်စားခေါ်ကြတဲ့စာရီယာရေအိမ်ကြီးကိုရောက်ကြတယ်ထိုရေအိမ်ကြီးကိုဖြတ်ကျော်ရန်အတွက်ကရုတ်သင်္ဘောတစ်စီးကိုစီးကြပါတယ်ကရုတ်သင်္ဘောပေါ်မှာဗြိတိရှကောင်စစ်ဝင်ကိုမမျှော်လင့်ပဲတွေ့ရပါတယ်ထို့ကြောင့်ဆရာကြီးစနေမောင်မောင်ကခမရတရုတ်ပြည်ထဲကနေစောင့်နေတဲ့မွန်ဂိုမာလေးနဲ့မတွေ့ဘူးလားတို့မေးလိုက်ရာကောင်စစ်ဝင်ကခမရတို့ကိုသူကလိန်ပြောတာဗျကျုပ်ကိုစောင့်တာမဟုတ်ဘူးကျုပ်နဲ့အတူလာမเจ้าမှာကြံရိတ်ခဲ့တဲ့ကျုပ်ရဲ့လက်ထောက်ကောင်စစ်ဝင်ဟင်နရီကိုစောင့်တာဗျရီချမ်းမြို့မှာသူတို့နှစ်ယောက်တွေ့ပြီးဟင်နရီကထုံးမကိုအင်္ဂလန်ထိခေါ်သွားပြီဗျဟုတ်ရှင်းပြပါတယ်ထိုအခါဆရာကြီးစနေမောင်မောင်ကကောင်စစ်ဝင်ကိုကြည့်ရတာကျမ်းမာရေးမကောင်းဘူးထင်တယ်တို့မေးလိုက်ရာကောင်စစ်ဝင်ကဟုတ်ပြီလားဗျာကျုပ်ဟာဒါလီမျိုးဆေးရုံမှာ2လလောက်ဆေးကုသခံပြီးအခုပြန်မလို့ဗျလို့ပြောပါတယ်ကောင်စစ်ဝင်ကြီးကလာမအကြောင်းကနေဒါလီကိုဘယ်လိုကြောင့်ရောက်သွားတာလဲလို့စနေမောင်မောင်ကမေးလိုက်ရာကောင်စစ်ဝင်ကထုံးမပျောက်သွားလို့ဆရာတော်ကြီးကရှာခိုင်းလို့ရှာရင်အဲ့ဒီကိုရောက်သွားတာအချိန်မီတွေ့ရင်တော့သူတို့နှစ်ယောက်လက်မထပ်ဖြစ်အောင်ကျုပ်ကတားပြီးထွန်းမကိုကြောင်းကိုပြန်ပို့ရမယ်အခုတော့ကျုပ်ကနောက်ကျသွားပြီးသူတို့ကလက်ထပ်ပြီးအင်္ဂလန်ကိုထွက်သွားကြပြီအဲ့ဒါတွေထားလိုက်ပါတော့ခမည်းတော်အကြောင်းလဲဆရာတော်ကပြောပြလို့ကျုပ်အကုန်သိပြီးပါပြီမြေရှိုးမိုးပြန်ကိုင်းကခမည်းတော်ကိုမြေလံပြီးရှာနေတယ်တဲ့အဲ့ဒီကိုင်းကတိတ်ပြီးလက်ရဲစဲနိုင်တယ်တိတ်လဲရက်ဆက်တဲ့ဒါပေမဲ့ကျုပ်နဲ့ကြောင်းနေပဲတငယ်ချင်းသတင်းစာဆရာတယောက်နဲ့ဒီသင်္ဘောမစီးခင်စိတ်ကန်းတစ်ခုမှစုံမိသေးတယ်သူ့ရဲ့ပြောပြခြင်းအရတော့ခမည်းတော်တိတ်ပြီးကန်ကောင်းသွားတယ်အခုကဘာစင်မီကလည်းစပြီးလောင်းနေပြီမဟုတ်လားဂျာမနီပြည်ကဂတ်စတာပိုလို့ခေါ်တဲ့နာမည်ကြီးစစ်တရှိုးဖွဲ့ကမြေရှိုးမိုးပြန်ကိုင်းဟာသူတို့ရဲ့စစ်စင်ရေးမှာနှောက်ယှက်မဲ့အဖွဲ့လို့ထင်ပြီးသူတို့အဖွဲ့ကိုနေရာအနှံ့ပြားမှာရှာပြီးတုတ်တင်ရှင်းလင်းပြနေတယ်အဲ့ဒီချက်ဟာခမည်းတော်ကန်ကောင်းသွားတဲ့အချက်ပဲလို့စိတ်ရှည်လက်ရှည်ပြောပြပါတယ်ထိုအခါဆရာကြီးစနေမောင်မောင်ကကောင်စစ်ဝင်အားအခုကောင်စစ်ဝင်ကြီးဘယ်ကိုသွားမှာလဲလို့မေးလိုက်ပါတယ်ထိုအခါ၎င်းကကျုပ်ပြန်မှာပါလို့ဖြေပါတယ်ထိုအခါဆရာကြီးစနေမောင်မောင်ကအင်္ဂလန်ကိုလားလို့မေးလိုက်ရာ
ကောင်စစ်ဝန်ကြီးကအင်္ဂလန်ဟာကျုပ်နဲ့မပတ်သက်တော့ဘူးဗျရှန်ဂရီလာကလာမကျောင်းတော်ကြီးကိုပြန်มาဟိုမှာရှိတဲ့ဆရာတော်ကြီးကလည်းကျုပ်ကိုမျောနေရောမယ်ကျုပ်လည်းမကြခင်လာမဖုန်ကြီးဖြစ်ချင်ဖြစ်သွားမှာပါဆရာတော်ကြီးကတော့ခမအကြောင်းခဏခဏပြောပါတယ်စနေကြိုးကိုတနာလို့ရွှေလုံနီးအတက်တဲလွန်စာပြလိုက်တယ်တဲ့အေးအေးချမ်းချမ်းရှိတဲ့အခါခမတို့၃ယောက်စလုံးရှန်ဂရီလာကိုတစ်ခေါက်လာခဲ့ကြဖို့ဖိတ်မှန်တကာပြုတ်ပါတယ်ဗျာဟုတ်ပြောလိုက်ရဆရာကြီးစနေမောင်မောင်ကဆရာတော်ကြီးကိုပြောပြလိုက်ပါအဝေးကနေစနေကြိုးကကြော့နေပါတယ်လို့ပြောလိုက်ရင်၎င်းကစိတ်ချပါခမပြောပြအောင်ပြောလိုက်ပါမယ်ဟုရှွန်လန်းတက်ကြစွာဖြေကြရင်ကျွန်ုပ်တို့သုံးဦးစလုံးအားနှွေးထွေးစွာလက်ဆွဲနှုတ်ဆက်ပြီးလျင်စိတ်ကန်းတစ်ခုမှဆင်းသွားလေပါတော့တည်းတပ်ပီတတကမ္မတကာမင်းသိန်ခါဟုတ်ကဲ့အားပေးနာဆင်ပေးကြတဲ့ညီကောင်မောင်နှမများနဲ့တကာအမိမြန်မာပြည်သူပြည်သားများနေကောင်းချမ်းမှရှိကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ